ကဲပြောရင်းဆိုရင်လည်းပဲရန်ကုန် Gladiators versus Team 7တို့ရဲ့ game number 1 Dangerous Crush မှာစတင်လာပါပြီ Okay ဆိုတော့ရန်ကုန် Gladiators အနေနဲ့ကတော့ဒါ Grok ရဲ့ Session ရဲ့ Uranus ရဲ့တန်းပြီးတော့ ban လာပြီးတော့ Team 7ကလည်း CC Basha fan နှစ်သိန်းလုံးကတော့အချင်းချင်းချက်ဖောက်ပြီးတော့ ban နေတာဟုတ်တယ်first page အနေနဲ့ရရှိလာတဲ့ရန်ကုန် Gladiators အနေနဲ့ကတော့ကျူရှင်းလေးကိုတော့စပြီးတော့ပစ်ထားလိုက်ပြီဒီဘက်က Team 7သူတို့ရဲ့ရန် confirm ဖြစ်လို့တဲ့ goal lane Granger Auto စတင်ပြီးရွေးချယ်ထားခဲ့ပြီဆိုတော့နောက်တက် second pick အနေနဲ့ကတော့ကာတိုကချာတန်းပေါက်တော့ပေးထားလိုက်ပါပြီ Okay ဆိုတော့ရန်ကုန် Gladiators ဒီချိန်မှာ goal line ဒီ hand drop ပဲ hero အရင်ဆုံးထွက်လာမလားပေါ့နော်ဒါ hand drop ဆိုလို့ရှိရင် joy တို့ Hayabusa တို့ဒီချိန်မှာရွေးချယ်လို့ကောင်းနေမယ်နောက်ပြီးတော့ဒီ factory တို့ဘာလို့ဆော့ချင်လဲဆိုတော့တော့ရနေတယ်အဲ့တော့ hand အနေနဲ့ကလည်းဒီ season 2မှာ utility တော်တော်လေးလဲဆော့တာဆိုတော့Team 7အနေနဲ့ကတော့ဒီ YG နဲ့ရှင်ပြီးတော့ draft တဲ့အချိန်မှာသူတို့လုံးဝ changes ဖြစ်သွားတာလေးရှိရပေါ့နော်ဂျန်ကလာတွေကိုဦးစားပေးပြီးတော့ထုတ်တဲ့အရာလေးသူတို့မတွေ့ရတော့ဘူးဒီဘက်က AI Esport နဲ့ဆော့ခဲ့တဲ့အချိန်မှာတော့ AI Esport တကယ်အားသာပါတယ်ဆိုတဲ့ဂျန်ကီကိုသူတို့အနေနဲ့ ban နဲ့ပြီးတော့ loop ပစ်တယ်အဲ့လိုပုံစံမျိုးလေးတွေသွားထားတယ်ဗျဒီပွဲမှာတော့သူတို့အနေနဲ့ဒီ goal lane တွေဒီ Roma တွေကိုပဲဦးစားပေးပြီးတော့သွားထားခဲ့ပြီးတော့ပဲတစ်ဖက်ရဲ့ဂျန်ကီကိုပြန်ပြီးတော့ check in လိုက်နေရဗျပြီးတော့ YG ကလည်းပွင့်လင်းပြောမယ်ဆိုရင်တော့ဒီချိန်မှာ utility လည်းပြန်ပြီးတော့ဆော့လို့ရတယ်လို့Headed Frederick တကယ်တော့ combo ဖြစ်နေတယ်ဆိုတော့ draft တွေကိုပဲဒါနှစ်သိန်းလုံးကိုစီယူလာရတာဗျာဒီ hacker ကြီးထွက်လာတော့ထင်တယ်ဘာလို့ Dangerous Crush နောက်ပြီးတော့ Blink ဒီ season 2တောက်လျှောက်ကိုင်ပြီးတော့အနိုင်ယူခဲ့တဲ့ဒီ hacker ကိုပြန်ပြီးတော့ကြာပြီးမြင်တွေ့ရပြီဒါ hand ကတော့တော့ comment ထားတဲ့အတိုင်းပဲ utility jungle တကောင်ဖြစ်တဲ့ Frederick ကိုထုတ်လာခဲ့ပြီးဆိုတော့ Team 7ဒီချိန်မှာ Hayabusa တို့ join တို့ယူမယ်ဆိုရင်တော့အဆင်ပြေပါမလားတစ်ဖက်မှာ hacker ကလည်းပါနေသေးတာဆိုတော့သူတို့EXP လေးပဲအရင်ဆုံးထုတ်ပြမလားဒါတော့စဉ်းစားရလေးတော့ရှိသွားပြီပေါ့နော်တစ်ဖက်ကလည်း utility တွေပါပြန်ပြီးထုတ်ထားတဲ့အခါမှာတော့ဒီချိန်မလင်းလေးကတော့တော်တော်လေးကောင်းသွားပြီmid ချိုအပိုင်းမှာဆိုရင်လည်းသူတို့ AOG နဲ့manipulation တွဲလို့ရမယ် team fight တစ်ခုတော့ကောင်းကောင်းကြီးဖန်တီးလို့ရမယ်ပေါ့နော်လက်ရှိ mid ချိုကိုရရှင်းကြည့်ရမယ်ဆိုရင်တော့သူ့အားသာချက်နဲ့သူတော့ရှိရပြ team 7အနေနဲ့ကတော့ lane phase အပိုင်းရယ်ပြီးတော့ team fight အပိုင်းမှာတော်တော်လေးအားသာမယ် AOE span တစ်ခုကိုပိုင်ဆိုင်ထားပြီးတော့တစ်ဖက်ကကျတော့Blink ရဲ့ hackerသူ့ရဲ့ play ဆိုင်ကတော့နည်းနည်းလေးတော့ထူးဆန်းတယ်ဗျ။ဘာလို့ထူးဆန်းလဲဆိုတော့ hacker roam ကတာမန် roam နဲ့လုံးဝမတူညီပဲနဲ့ဟို split position ကိုပဲသွားမှာလားဒါမှမဟုတ်တစ်ဖက်ကဘလိုင်းထဲမှာအရန်အောင်မှာ squishy ဆန်နဲ့ hero တကောင်ပဲ taking down လုပ်မလားဆိုတဲ့အရာတစ်ခုသူဂျားထဲမှာစဉ်းစားရမယ်ပေါ့နော်။ Blink တင်နဲ့ကလည်းပွဲပုံမူတည်ပြီးတော့အဲ့ play ဆိုင်နှမျိုးလုံးဆော့တယ်။ तू lane split မလားဒါမှမဟုတ်ဘလိုင်းနဲ့ဝင်ပြီးနှိုက်မလားအဲ့လိုမျိုးတောက်လျှောက်ဆော့တယ်ပေါ့နော်။အဲ့တော့ Blink ရဲ့ hacker ကတော့ဒီပွဲမှာဘယ်လောက်ထိထပ်ပြီးတော့လုံးလုံးပြနိုင်မလဲကြည့်ရမယ်။တစ်ဖက်ကသူတို့ဖြည့်ရှင်းရတဲ့အသေးကလည်း Team 7play တော့ကလို့တော့လွယ်လွယ်ကူကူအနိုင်ယူလို့ရမယ်အနေထားမျိုးတော့ဟုတ်မနေတော့ Team 7ဒီကြားထဲမှာအများကြီးပြန်လည်ပြီးတော့ဒါပြင်ဆင်ထားတယ်ပေါ့နော် Falco Esport တော့မှာ 3G ဆိုတဲ့ result တွေနဲ့9ပြီးရဲ့နောက်ပိုင်း Team 7ကတော့ပို့ပြီးတော့ရင်ဆိုင်ဖို့တော့ခက်ခဲသွားလိမ့်မယ် benefits မှာတော့အားလုံးတော့သူတို့ဘန်လိုက်တာလေးကတော်တော်လေးကောင်းတယ်ဗျာရန်ကုန် Gladiators အနေနဲ့ကသူတို့လက်ရှိမှာ ESP မှာdisable တွေလိုအပ်နေတဲ့ hero တွေdisable ရှိတဲ့ hero တွေလိုအပ်နေရပါတော့အဲ့လိုအခြေအနေမျိုးမှာအားလုံးလေးကိုပိတ်လိုက်တာလေးကတော့ Team 7တော်တော်လေး fine wide လို့တော့ပြောလို့ရတယ်ရန်ကုန် Gladiators အနေနဲ့ကလည်း lucky မနေ့ကနဲ့ဒီနေ့မှာတော်တော်လေးဟိုမှာအရန်အားကောင်းပါတယ်ဆိုတော့ Hayabusa ကိုတော့ဒီပွဲမှာပိတ်ထားလိုက်နေပဲ Team 7ရဲ့နောက်ဆုံး last ban မှာတော့ Harry တကောင်မှာထပ်ပြီးတော့ ban ထားလိုက်ပါပြီ Okay ရန်ကုန် Gladiators လုံးဝ lucky ရဲ့ hero တွေအကုန်ပိတ်တာ၄កောင်လောက်ထိပိတ်တာဒီ Session Uranusဒီ Hayabusa နဲ့တူပဲ joy အဲ့တော့ lucky အနေနဲ့ဒီချိန်မှာရွေးချယ်စရာ jungle ဆိုလို့များဆဆတော့မရှိသူတို့အရင်တော့ကတော့ဒီအကိုင်းတွေပါရေးထီတော့ရွေးခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီ jungle လေးကိုပဲခြံထားပြီးတော့ HP လေးအနေနဲ့ဆိုလို့ရှိရင်ဒီလပူရှိမယ်နောက်ပြီးတော့ဒီ Ellis တို့เนาะဒီကောင်လေးလည်းရွေးချယ်လို့ကောင်းနေပါသေးတယ်ကျွန်တော်ဆိုရင်လည်းဒီပွဲမှာတော့ Guinevere jungle လေးတော့တော်တော်လေးတော့သဘောကျမိတယ်ဒါပေမဲ့လည်းဒီ Guinevere jungle ထုတ်တာစောသွားမယ်ဆိုရင်တစ်ဖက်ကလည်း ESP တို့ပါတော့နဲ့ပြန်ပြီးတော့ထောက်လို့ရတဲ့အနေအထားမျိုးလေးတော့ရှိနေသေးတယ်လောလောဆယ်မှာတော့ Yangon Gladiators ကတော့နောက်ဆုံး last ban လေးမှာတော့ join တော့ပြန်ပြီးတော့ ban လာဆိုတော့ Team 7လက်ရှိမှာ Aspirator လေးကိုတော့ပြန်ပြီးတော့ပဲထုတ်ထားလိုက်ပါပြီ Okay ဆိုတော့ Yangon Gladiators ဒီချိန်မှာသူတို့မရွေးချယ်ရသေးရဲ့ goal line နဲ့ ESP ကိုရှောင်းနေနဲ့ goal line နဲ့ ESP ဘာထွက်လာနိုင်သေးတယ်တစ်ဖက်ကHeritage ဘာရလဲ ban ပြီးသွားပြီဆိုတော့ဒီချိန်မှာ fighter goal line တွေထွက်ဖို့ကလည်းမလွယ်တော့ဘူးအဲ့တော့ဒီချိန်မှာတော့သူတို့ damage ကိုပို့ပြီးဦးစားပေးရမယ်ဆိုတော့ goal line ကိုလောလောဆယ် ESP မှာရင်းရဲ့ signature banner တောင်တော့စပြီးထုတ်ထားနေပဲ1-1 Okay ဆိုတော့ဒါပရိသတ်တွေကလည်းအားပေးတယ်တကယ်ကိုအကျဉ်းကြီးပဲတော့ဆိုတော့ဘန်နေတရာနဲ့
တူပဲဝဝဘန်နီတာတော့အများကြီးပြောစရာမလိုဘူးဒါရင်းရဲ့ signature hero ဖြစ်တဲ့ပြင်အခုလက်ရှိ update patch မှာလည်းဘန်နီတာအနေငယ်လေး buff ထားရပေါ့နော်အရင်လိုမျိုးဒါဒီ3ချက်လောက်ထွက်ရုံနဲ့တွေကို damage တော်တော်လေးထွက်နေပြီပေါ့အဲ့တော့ Team 7 now so last day lucky ရဲ့ Changla ခုနကိုရှောက်ပြောခဲ့သလိုပဲဒီချိန်မှာ Guinevere ထွက်ဖို့ရောလွယ်ပါအောင်မလားတစ်ဖက်က1-1နေပါချိုယူလိုက်တဲ့အနေအထားမျိုးပါဆိုတော့ Guinevere ဆော့ဖို့ကတော့အရင်လွယ်ကူတဲ့အခြေအနေတော့မဟုတ်တော့ဘူးဗျအဲ့တော့ဂျန်ဂလာပိုင်းမှာဆိုရင်တော့အပိုင်းလေးကတော့တော်တော်လေးရောမှာကောင်းသွားပြီတစ်ဖက်ကလည်း Emu တွေပါနေတဲ့အချိန်မှာ Emu ကို Heavy Spin နဲ့ကောင်းကောင်းဖမ်းထိန်းထားလို့ရမယ်အပိုင်းတော့နောက်ဆုံး last bit လေးမှာတော့ဒါ Team 7ရွေးချယ်လို့နေခဲ့ပါပြီဟုတ်တယ်ပြောမယ်ဆိုလို့ရှိရင်ဒီအကိုင်းကဂျာကို8ပွဲစဉ်မှာလည်းတွေ့ခဲ့ရတယ်ပေါ့နော်ဒီလိုမျိုးရွေးကြမယ်ဆိုရင်အနေထားတစ်ခုမှာလည်း lucky အကိုင်းကိုရောက်ထပ်ပြီးတော့ထုတ်လာခဲ့တာမျိုးဒါလည်း YG နဲ့ပွဲမှာပဲထင်တယ်နော်ဒါပြီးတော့ဒါ regular season တော့ YG နဲ့ပွဲမှာပဲထင်တယ်သူတို့အကိုင်းကိုမရမကထုတ်လာခဲ့ဆိုဒီနေ့မှာလည်းထပ်ပြီးတော့ Team 7ဘလိုမျိုးဆက်ပြီးတော့ရန်ကုန် Gladiators ကိုရှင်ပြိုင်ပါလေကဲကျွန်တော်တို့ရဲ့ Grand Final match ဖြစ်တဲ့ဒါရန်ကုန် Gladiators versus Team 7တို့ရဲ့ game number 1 draft လေးကတော့ပြီးဆုံးလို့တွားခဲ့ပြီဆိုတော့ trio casting let's go I'm Siri နဲ့ Let It Go ကိုရောက်ရှိလာခဲ့တဲ့ MSM မြန်မာ Season 2 Grand Final Battle 7 Series ရဲ့ Game Number 1ရန်ကုန်မှာရန်ကုန်သားတွေအောင်ပွဲခံတယ်မလားဒါမှမဟုတ် M7 ကိုအရောက်သွားနေတဲ့ Team 7ဖြစ်လာမလား Let's dive into the land of dawn ကျေးဇူးတွေနဲ့ကျွန်တော်တို့က Team 7လူငယ်လက်ကလေး player ရဲ့တကယ်ကိုပြိုင်ဆိုင်မှုပြင်းတဲ့ပွဲတွေ Game Number 1တော့ Land of Dawn ကိုရောက်ရှိလို့လာခဲ့ပြီဗျာချန်ပီယံဆိုတဲ့အရာကဲကြမှာလားစွမ်းရည်လားဒီ game တွေကနေပဲကျွန်တော်ပြန်ပြီးတော့အစပြောရတော့မယ် Okay လုံးဝတေချာတဲ့ချန်ပီယံဆုတွေကိုဘယ်သူကရယူသွားမလဲဆိုတာကတော့တကယ်ကိုပဲအရေးကြီးစိတ်ဝင်စားဖို့ကောင်းတဲ့ချိန်တစ်ခုရောက်လာပြီဗျာ Lucky ရဲ့အကိုင်းကိုင်တာတော်တော်လေးတော့နဲတယ်နော်။သုံးဝကိုမတွေ့ရသလောက်ပဲဒီနေ့မှလည်းဟန်သူ့ရဲ့ signature တွေကတကောင်ဖြစ်တဲ့ Federer ပြန်ပြီးတော့အသုံးပြုလာတယ်ဗျာဆိုတော့ Objective ဂျန်ဂလာဘိုင်းကတော့တေချာပေါက်ကြည့်လို့ကောင်းပါအမှန်ပဲဟုတ်တယ်ကိုဝေကျွန်တော်ဒီပွဲထဲမှာကျွန်တော်မြင်တွေ့ရတဲ့အရာတွေကောင်းလားနှစ်အတင်းလုံးမှာရှိနေတဲ့ဂျန်ဂလာရဲ့ jewelry ပဲသွားထားတယ်ဒါပေမဲ့ Blink ရဲ့ signature haircut ဗျာဒီပြည့်တဲ့ညတညမှာကျွန်တော်မောက်မိုက်တဲ့ညတညပေါ့ဗျာမောက်မိုက်တဲ့ညတညမှာ Team 7မှာရှိနေတဲ့ player ရဲ့တုံ့ပြန်မှုတွေတော့ကြည့်ရမယ်ပုံမှန်သွားနေကြ Team 7ဒီ Alligator minute တွေမှာကြတကယ်ကိုကျွန်တော်ကျန်တန်းနေဆိုပေမဲ့ဒီအချိန်မှာတော့ YG Alligator မတောင်းချောက်ဆိုလို့ pressure ပေးနေခဲ့ပြီဗျာ Okay Blink ချပေးလာတဲ့ Delisting ကလည်းအောက်မှာတော့ first blood ကို OP ပြန်ပေးရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ Boy Black Crystal ထပ်ပြီးတော့ပါလာခဲ့ပြီ Dangerous Grass မှာတော့ haircut ကို live ဖို့တော့ Team 7အရင်တော့အဆင်မပြေတော့ဘူး Alligator မှာချက်မှာတော့ objective တွေတွေ့ရခဲ့မှာ silent rotation ပိုင်းရတော့အားတာပါတယ်ဆိုတဲ့ Team 7ကို YG ကသူတို့ရဲ့ macro တကွက်နဲ့ပဲစပြီးတော့အလဲထိုးလိုက်ပြီဗျာမရဘူးဗျာဒီပွဲက Blink ကဆော့လာတာလဲ HQ နဲ့ဖြစ်နေပုံမှန်ဆိုလို့ရှိရင် Petrify နေဘိုင်းနဲ့ပြန်ပြီးတော့ထွက်လာတာပေါ့နော်ဒါပေမဲ့ HQ နဲ့ဆိုလို့ရှိရင်တော့ early game မှာ damage လုံလောက်မှုရှိရတဲ့အတွက်ကြောင့်မလို့ OP တရားပေါက်တော့တတိထားလိမ့်မယ်အခုလည်းစပြီးတော့ပဲ Lucky ဟန်တော့ level 4မပေးဘူးတော့ကြိုးစားလာပြီဗျာ Final slash သွားထားတဲ့တန်ပေါင်းဝင်တိုးလို့ကြိုးစားအရင်တိုးလို့မရအောင်ဒီကကျွန်တော် objective ကမကြိုင်ချိန်တွင်းမှာပေါ်တော့မှာ Team 7မှာရှိနေတဲ့ကျွန်တော်ဒီတုံးကောင်တွေမာကောင်တွေကတော့ကျွန်တော်ရလို့ဂျန်ကအသေးလေးတော့သွားယူဖို့ကြိုးစားမှာ Heavy Spin ပေးတော့ပေးလိုက်ပြီ Hand နဲ့ ultimate တော့ပြန်ပြီးတော့ရရှိသွားသေးတယ်ဗျာတလေပေါ်လာခဲ့တဲ့အချိန်တွေမှာတော့ Jungler YG ဘက်ကိုအကောင်တော့ပြန် force နေနေပဲ low HP ပြန်တော့ဖြစ်သွားခဲ့ပါသေးတယ် Number Kepa ဒီမှာ Hand နဲ့ပြန်ချခဲ့တဲ့ခဲတော့ဒီကတော့ Lucky ထပ်ပြီးတော့ so that Jushin Chris Bay ကိုတော့ Land of Flame နဲ့ slash မှာရှင်း one for one နဲ့ထပ်ပြီးတော့ trade နဲ့ထပ်ပေးလာခဲ့တဲ့ I for and I နဲ့အောက်မှာတော့ Land of Flame ဆက်ပြီးတော့ကန်ကျော်တိုင်းနဲ့ Blink ရဲ့ Jelly Stick ကလည်းကြားထဲမှာ CK ကိုထပ်ပြီးတော့ so that နဲ့ပဲ1 for 4 trade ကိုပါ Young Gladiators ဆက်ပြီးတော့တိမ့်ပိုက်ထားလိုက်ပါပြီ 1 for 4 trade ဆိုတဲ့ပါနဲ့တော်လေးကိုများပြရလို့ပဲသုံးသပ်လိမ့်မယ်ဗျာ First fight မတိုင်ခင်မှာ Lucky အကိုင်းရဲ့ Heavy Spin ကိုအသုံးပြုခဲ့တဲ့ချက်တစ်ခုကတော့ဒီပွဲမှာတော်တော်လေးတော့နေပါသွားတယ်ကြာတစ်ခုလို့ပြောရလိမ့်မယ် Hero K 4កောင်းနဲ့တူပဲတော်တယ် over သိမ့်ပိုက်သွားခဲ့တဲ့ YG နောက်တော့ 2K ကိုတော့ဒီချိန်မှာအပိုင်ကိုယူသွားခဲ့ပြီဗျာဒီကကျွန်တော်ဒီ hand ရဲ့ spell down တဲ့ကိစ္စတကူကဆင်ပြေသွားတယ်လို့ပြောရမယ် Hero K 4កောင်းလောက်ထိရရှိခဲ့တဲ့အချိန်အပြင်မှာတာတယ်ပါရရှိလိုက်ခဲ့တယ်ဆိုတော့ Alligator minute တွေပါထပ်ပြီးတော့ပဲကျွန်တော် Blink Killing Spree Blink ကကျွန်တော် Rumba လားကျွန်တော် Assassin လားတော့ကျွန်တော်သွားပြီးမင်းနေရမယ့်အချိန်တွေဖြစ်လာ Finisher ပေါ့ဗျာဒီချိန်မှာတောက်ရ rotation နဲ့ gang in တွေမှာသူကိုယ်ကိုယ်ဦးဆောင်နေတာမျိုးတွေတွေ့ရတယ်ဗျာခုလည်း flank နဲ့ကိုင်တော့တောင်းနေနေအောင်မှာ Lucky တောင်းချောက်တော့ကျွန်တော်ပြန်ပြီးရှင်းထားသေးတယ်ဗျ OP ရဲ့ Granger နှစ်ခါလုံးချခဲ့တယ်ဆိုတဲ့ချက်တစ်ခုကတော့ Team 7ရဲ့ making time ကိုကျွန်တော်တို့အများကြီးသွားပြီးတော့တက်ရောက်မှုကြီးမားခဲ့တဲ့အနေအထားမျိုးတွေတော့ပြောရမယ်ဗျ Granger ရဲ့ Grand Time ဘယ်ချိန်မှာရောက်လာမလဲကိုကြီးနည်းနည်းလေးတော့ခက်ခဲလာပြီထင်တယ်တော့ Granger သူ့ရဲ့ Gold Time ဝင်ရောက်လာဖို့အတွက်ကဒီပွဲကမလွယ်တော့ဘူးဘာလို့ဆိုတော့ပလင်လဲပါတယ်အဲ့ဒီပြင်မှာ balance control မှာရင်းကင်ထားတာ Predator Assassin ကောင်တာ OP ကိုဝိုင်းလိုက်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းမိနစ်တွေမှာ OP အနေနဲ့ကတော်တော်လေးတော့
ဒါဒုက္ခရောက်ဖို့တော့များနေဗျာ ဒါဆို OP ကကျွန်တော်ဘယ်လိုမျိုးတွေသွားနေမှာလဲဒီချက်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ် position ယူရတဲ့ game မှာတူးစီရထွက်လာမဲ့ damage အောက်ဖို့ကိုလည်းအသင်းကမိကိုနေရသေးရဲ့ဗျာ carry player တယောက်အနေနဲ့အားလုံး minute တွေမှာကလေးနှစ်ခါလောက်ထိ pressure ပေးထားတဲ့အချိန်နှစ်ခါလောက်ထိတင်နေခဲ့တဲ့အရာတူက game 1မှာ Team 7တော်တော်လေးကျွန်တော်ဒါလောက်ကကန်ရခက်ခဲတယ်လို့ပြောရမယ်အထူးသဖြင့်ကျွန်တော် front liner ထိုးထားတဲ့ဘိုင်းမှာတန်ပေါက် lucky initiating ကောင်းတာမဲ့ပဲ backup ပေးဖို့အတွက်တယောက်လောက်တော့သွားရှိမှမှာတော့ကြားလိမ့်မယ်ကဲဒီမှာလည်းကျွန်တော်တို့တန်ပေါက်အနေနဲ့ AC လေးပဲသူလမ်းလျှောက်နေတယ်အရန်ကြောက်ဖို့တော့တိတ်မကောင်းသေးတယ် early game high tempo rotation ပါနေမှာတစ်ဖက်ကလည်း hand နဲ့ online မှာတော့ AC လေးပဲ stage C ကိုပြန်ရောက်လာခဲ့တဲ့ဒီထားဗျပြောရရင်တော့ objective fight တွေကိုပဲ Team 7ကသူတို့ရဲ့ turning point အနေနဲ့ပြန်ရှာရဖို့ကြိုးစားမယ့်အချိန်တော့ဖြစ်လာပြီ မလွယ်ဘူးတော့ဂျင်းကဒီချိန်မှာလည်းပြန်ကြည့်မှဆိုလို့ hero key တွေလည်းကြာတာတော်လေးတော့ fun နေရဗျာ if real world position ကိုတည်တဲ့နေရာမှာ Helga နဲ့ Panda သာဝင်အိမ်မယ်ဆိုလို့ရှိရင် if ကလည်းကန်မှာတော့မဟုတ်ဗျာကိုလည်းတည်းစားပြီးတော့ဘတ်တယ်လေးပါလေး try ဖို့တော့စူးစမ်းနေတယ်ဗျာဒါပေမဲ့နည်းနည်းတော့စောနေသေးတယ် lucky ခုနကလည်းတည်းမစခင်မှာ heavy swing ပေးလိုက်မိတယ်ခုနလိုအမားမျိုးတော့ဒီတစ်ခေါက်ထပ်ဖြစ်လို့တော့မရဘူးဗျ open battle free တွေမှာတော့ကျွန်တော် dangerous threat ဖြစ်တဲ့အတွက်ကြောင့် blink ရဲ့ better position ဒီကြားမှာပြင်မယ် Womo Kumo ဘိုင်းမှာတော့ team 7အများကြီးလုပ်လို့ရတယ်အခုလည်း zoning control ကောင်းတယ်ဗျ team 7ဒီချာတွေကတော့ပြင်လဲပြီးတော့ရရှိသွားပြီ Jan Knight 4တွေနောက်မှာတော့ flame နဲ့ကင်မြောက်တိုင်းနေမယ်တန်ပေါင်းတောင်းနေနောက်မှာတော့ကျွန်တော်ပြန်ခုံဖို့ကြိုးစားနေမရနိုင်ဘူး trading တကူကတော့ကျွန်တော် online မှာရှိနေသေးတယ် Tournament တိုင်းနဲ့လဲလဲထားရသေးဗျ YG ကတော့အနည်းဆုံးတော့ plane တော့ပေးမှာမဟုတ်ဘူးခုတော့ပြန်ယူမဲ့ကျင်းနေမှာ Mega K မှာ blink ကောင်းတော့ရအောင်ပါကော်ထားပါသေးတယ် haircut ထပ်ပြီးတော့အဆုံးသပေးခဲ့တဲ့အပိုင်းလေးကောင်းတယ်နောက်ပိုင်းတော့အားလေးကမှတ်ချက်မှာ hero key တော်တော်လေးရလာတယ် haircut အနေနဲ့ rotation ပိုင်းတွေရော dangerous grass တွေအသုံးချပြီးတော့သူနေနဲ့ပြန်ပြီး split push သွားတဲ့အပိုင်းတွေမှာ team 7အနေနဲ့အရန်ကြီးတော့ပြန် trade တာပေးရတာများလာတယ်ဗျာဒါပေမဲ့နောက်ပိုင်း that target objective 5ကိုတော့ထပ်ပြီးတော့သူတို့ take down လုပ်ဖို့တော့လိုဦးမယ်ကဲ item ဆိုင်ရာချိရမယ်ဆိုလို့ရှိရင်လည်းဒီချိန်မှာတော့ဒါ1-1အနေနဲ့ item တစ်ချောင်းလောက်စပြီးတော့ပြီးသွားခဲ့ပြီဗျာတပတ်ရှိခဲ့တဲ့ granger ကတော့သူနည်းနည်းလေး item မျှသွားနေရလို့တော့ပြောလို့ရတယ်နော် hand strike လေးပါလေးနဲ့အတူပဲ sky piazza လေးပါလေးခွဲပြီးတော့သွားနေရတဲ့အနေထားမျိုးဗျာဆိုတော့ဒီ batsman တစ်ကောင်ကြားထဲမှာကွာအောင်တော်လေးကြည့်ရနော်1-1က4000ဖြစ်တော့မယ်ပြီးတော့ကျွန်တော်တို့ဒီ blink အနေနဲ့ 3.5k ဗျာပြီးတော့ haptap တီးချောင်းပြီးနေပြီအဓိကကျွန်တော်တို့ဒီအချိန်တွေမှာ stage ရဲ့ itemization နဲ့စားလို့ရှိရင် blink ရဲ့ item တွေကပို့ပြီးတော့အရေးကြီးတယ်အများကြီးပို့များလာလို့ရှိရင်တစ်ဖက်မှာရှိနေသေးတဲ့ granger တောက်ကရောက်သွားနိုင်တယ်ဗျာ sky piazza တစ်ခွက်ကအခုမှပြီးထားသေးတယ်ဗောနော် granger ဆိုတဲ့ hero nature အားလုံး game မှာကလေး step တွေ counter 0 bind တွေအကုန်လုံးစုထားနိုင်မှာအတင်းနဲ့တူတူ damage လိုက်ပေးရတဲ့ bind တွေမှာပို့ပြီးအဆင်ပြေတာဗျာ Polestar မောနောက်မှလည်း unbreaking man tempo camsin တပတ်လည်း 3v1 လေးပဲ Jushin cross bay ကိုလေး Lina ထောက်ပေးထားတယ်ပဲလိုက်ဖမ်းမှုကအရန်လွယ်ဦးဆိုတဲ့ character တစ်ခုမှာ blink အနေနဲ့အပိုင်းထိုင်ဆောင်နေခဲ့တဲ့ချိန်တွေဗျာ stage ကိုသွားပြီးတော့ Team 7အနေနဲ့ rotation သွားဖို့တော့အရင်မလွယ်တဲ့အနေထားလေးတော့ဖြစ်လာတယ် unbreaking man listing က happy spell lucky 3v1 RWM တော့ရှော့စီးရထပ်ပေးထားတယ်ပဲ hand ထပ်ပြီးတော့ take down ခံလိုက်ရတယ်ဗျာ နောက်ပါလေ AOG ထပ်ပြီးတော့ follow လုပ်ထားသေးတဲ့နောက်မှာ stay ပြန်ပြီးတော့ကြာသွားနေနေပဲ hero key နှစ်ကောင်လောက်ထိကိုတော့ YG ပြန်ပေးလိုက်ရတယ်ဗျာ heavy spin ကျွန်တော် manipulation ကိုမို့တစ်ပေါက်ကတော့ team 7စတင်ပြီးတော့လှုပ်ဖြစ်လာပြီလို့ပြောရမယ်ဗျာပုံမှန်သူတို့အနေနဲ့ open field တွေမှာ objective ဆိုင်လို့ရှိရင်ဒီလိုပုံစံမျိုးလေးပြန်သွားနိုင်မှာတော့ရမယ်တောက်လျှောက်ကတော့ကျွန်တော် blink အနေနဲ့ဒီချိန်မှာ position ရွက်နေပါနေတော့ခက်ခဲတဲ့ phantom blow Kicking line of killing spree lucky flame တော့ကံမြောက်တိုင်းတော့မှာအပကောထား blink ချက်တက်လို့မရနိုင်တော့ဘူးဗျာ I'm sorry ဘာကြီးွာဆက်လက်ပြီးတော့သိမ့်မိုက်တာတော့ပါပဲ CK first special လေးထပ်ပြီးတော့ပေးနေမှာလည်း flare အနေနဲ့ထပ်ပြီးတော့ Lina ကံမြောက်နေခဲ့တဲ့ချိန်မှာဟန်ပြန်ပြီးတော့ရောက်လာတယ်ဗျာ Data 5မတိုင်ခင်မှာနှစ်ခါတော့ပြန်ပေးရတယ်ဆိုတဲ့ချက်တစ်ခုတော့ Team 7 3 front line ကိုအများကြီးသွားပြီးတော့ကျွန်တော်တို့ဒါဒုက္ခတွေများစေခဲ့တဲ့ချိန်မျိုးလေးတော့ဖြစ်သွားတယ်ဗျာ Data 5ကိုတော့ YG ထက်ရပြီဆိုလို့ရှိရင်တော့သူတို့အနေနဲ့ making time ကိုတေချာပေါက်ဥဆောင်သွားခဲ့ပါပြီနောက်ကပ်တီလဲ 3k over လောက်ထိကိုတော့ 1g အသာပြီးတော့ယူသွားနိုင်ခဲ့ပြီဗျာဒါပေမဲ့ outpush ပိုင်းတွေမှာ haircut နဲ့တူပဲ Benetta ပါလာခဲ့သလို late game နဲ့ပိုင်းခြားတွေမှာ stay ရဲ့ဒီ1-1လဲသွားပြီးတော့ short ထွက်လို့တော့မရနိုင်ဘူးဗျာအဲ့တော့ Team 7ကသူတို့တစ်ခုလုံးမှရမယ်ဟုတ်တယ်တော်တော်လေးတော့ battle လေးပြန်ကြတာများလာပြီအောင်လန်းမှာလဲတာဝါအပြောင်းနေပြီဒီတိုင်းဆိုရင်တော့ကျွန်တော်ဒီ objective 5v5 ဆန်မယ်ဆိုရင် team 7အနေနဲ့လုံးစရာတစ်ခုပဲဘလင်းကိုအရင်ရအောင်ရှာမှရမယ်ဘလင်းပေါ်မှာပဲသူတို့အနေနဲ့လုံးလို့ရသွားမှာဗျာအဲဆိုတော့ကျွန်တော်တစ်ဖက်မှာ team 7ရဲ့ combo ဒီ standing position မှာတုံးလို့ရတဲ့ spare တွေအများကြီးဖြစ်တယ်ဒီຢာတွေအကုန်လုံးဖွင့်ပြီးမှဘလင်းဝင်လာမယ်ဆိုရင် YG ဘက်ကအများကြီးပို့ပြီးတော့လောက်ကပိုင်းဆိုင်ရာမှာပူအားသာသွားနိုင်တယ်ပေါ့နော်အဲ့တော့ YG ဘက်ကဘလင်းကိုအရင်ရှာနိုင်တာဆိုရင်တော့ team 7အနေနဲ့သူတို့ spare cast တွေလောက်ရတဲ့ဘာတွေပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဗျကဲဆိုတော့เนาะကျွန်တော်တို့ဒါသိမကြရင်မှလဲ law ကတော့ပေါ်ဖို့တော့ရှိတယ်ဒါပေမဲ့အဲ့လို law တွေဘာတွေမတိုင်ခင်မှာပေါ့နော်လိုအပ်နေခဲ့တဲ့ item တွေကိုအဲ့လို massman တွေ side lane တွေဘာတွေထွက်ချတဲ့အချိန်မှာ gang လေးပါလေးများတွေးရမလားပေါ့နော်ဘာလို့ဆိုတော့ဒီပွဲမှာအဲ့လိုမျိုးဒါ OB ဆိုလို့ရှိရင်လည်းတော်လေးအော်ပြောရင်းဆိုရင်လည်း CK energy rush တွေသွားပြီးတော့မိနေသေးတဲ့နောက်မှာ Rosie ကြောက်ချက်တွေ dance ဆိုတာတွေ final blow တွေတက်ပြီးတော့ဝင်လာပေမဲ့လည်းဘာမှတော့စမဖြစ်သွားခဲ့ဘူးဗျာ ဘောလုံး first star အော်မလည်းဖက်ကလည်းပေးနေပြီနောက်မှလည်း hacket down shot ပဲသူ tower banish တွေပဲဆက်လက်ရအောင်ကြိုးစားနေကြတဲ့အချိန်ဒီမှာတော့ပွဲညင်10မိနစ်မှာလည်း mega shield
Team 7အနေနဲ့စပေးလိုက်ရတဲ့အနေထားဗျတော့ Vanish နဲ့ Mark Control ဘန်ရတော့ Main First Star ရှိနေသေးတယ်ဒါတော့နောက်ပိုင်းလာမဲ့ Low Fight တွေမှာသူတို့အနေနဲ့တိတ်ပြီးတော့မကြသေးဘူးဆိုတဲ့အခြေအနေမျိုးလို့ခံစားရတယ်ဒါပေမဲ့ လက်ရှိ Mark Control Split Push တွေမှာတော့ YG တော်တော်လေးစပြီးတော့ဥဆောင်လိုက်ပြီ YG ကဒီ game မှာကျွန်တော်တို့ဒီ game တစ်ခုလုံးဘယ်လိုသွားရမလဲသူတို့ decision making တွေပွဲအတွင်းမှာချတဲ့ဆုံးဖြတ်ချက်ပိုင်းစီကတော်တော်ကောင်းတယ်ဗျ Team 7တွေဝမကိုမိုရပို့ပြီးအားကောင်းတယ်အားလေး game မှာတော့သူတို့ဒီ light ချတာမှတ်ပေမဲ့ကျွန်တော်10မိနစ်တိုင်မှာရောက်လာတဲ့အချိန်တွေမှာအရန်ကြီး 5v5 တွေ light ဆိုင်မနေတော့ဗျ split push လုပ်တယ်ဝမကိုမိုတစ်ခုကိုသွားပြီးတွဲချိတ်ဆုပ်လို့မရအောင်အရင်ဆုံးဖြတ်ထားတယ်ဗျ lane ကြောင်းတာ second time ကျိုးသွားပြီဆိုတော့အပေါ်လေးမှာသာကျွန်တော်10 second နေလို့ရှိရင် lock ပေါ်လာမယ်ဆိုလို့ရှိရင်အများကြီးပြန်ပြီးတော့လုံးလို့ကြားနိုင်တယ်ဗျ One star more number 6 Seago ထပ်ပြီးတော့ sold the backline မှာ cross ball တန်းလေးထပ်ထိန်းတာ lucky number AOG တန်းပေါက်ပြန်ပေးခဲ့မယ် slash ဒီအောက်မှာ lucky ကျွန်တော်ထားပြီးတော့ကျတာ monster K by blink နဲ့တူပဲ 2 man down နဲ့ no flare ဒီအောက်မှာ 4v1 ထပ်ထိန်းထားရတယ်ဗျတန်းပေါက်တကောင်ပါဟန်အဆုံးသတ်ပေးလိုက်ပါပြီ ဒီလိုကင်းတစ်ကောင်လောက်ထိကို3ကောင်လောက်ထိကိုသွားပြီးတော့ပေးခဲ့ရတဲ့အချိန်မှာဒီလုံးကိုလည်း YG သိပိုက်ဝါဘူးကလုံးဝတရားတော့ပဲဗျအဲ့က Daily Sing က OP တက်ပြီးတော့တောင်းတဲ့ပြင်မှာစီချမ်းမှာတက်ပြီးတော့တောင်းသွားတဲ့နောက်မှာတောင်းလျှောက်ဆိုဒီလိုကင်း၄ကောင်ထိကိုပြန်ပေးခဲ့ရတဲ့ D7 ဒီလုံးတော့သွားလို့ဆိုတာမဖြစ်နိုင်တော့ဘူးဗျာ Dangerous Grass တကယ်ကိုကျွန်တော်ခြုံနေများပြတဲ့ map တစ်ခုဖြစ်လာခဲ့တဲ့အချိန်မှာ YG နေနဲ့အကောင်းဆုံးသုံးချထားတယ်ဗျာ ambush ကနေထွက်လာပြီးတော့ assassination လုပ်တယ်မောင်ပိုင်းတဲ့ညတွေမှာကျွန်တော် assassin တွေဗျာကျွန်တော်တောက်လျှောက်အပီတီးတုံနေရဗျာအမ Team 7အနေနဲ့ခုနကလိုမျိုးဝမကိုမိုတဲလို့မရနေတဲ့ကိစ္စကသူတို့တို့အများကြီးကျွန်တော်ပြဿနာဖြစ်လာနိုင်တယ်ဒီတိုင်းဆိုရင်တော့ကျွန်တော် YG နဲ့ဒီမည wave နဲ့တူတူ second town ကနေအကုန်လုံးပြန်ပြီးတော့တွန်းတော့မယ်ဗျာ အားလေးက match သွားတဲ့ rotation ပိုင်းတွေမှာ Hacker တော်တော်လေး movement တွေအားကောင်းသွားတယ်ဗျာ OB က Golden Time လေးကိုမျောပြီးတော့ကစားမဲ့ချိန်မှာသူတို့ဒီနောက်က follow damage ပါမလာခဲ့ဘူးအဲ့အတွက်ကြောင့်တော့ဒီ AOG နဲ့ Heavy Spin တွန်းလို့နေရနည်းနည်းလေးတော့တိုက်ပြီးတော့ကျွန်တော်တွဲဖက်လို့မရတဲ့အနေအထားမျိုးလေးတွေရောက်သွားတယ်ဗျာဒီချက်ကိုလည်း YG ကောင်းကောင်းကြီးနားလဲတယ်တောက်ချော Snowball တက်တစ်ခုဥတီထားပြီးတော့ Team 7ကိုသူတို့အနေနဲ့ရရင်ရတယ်လို့ပဲတောက်ချော push နေတာကဲအဲ့တော့ bounce back တွေထပ်ပြီးတော့ဖြစ်လာမလားသို့မဟုတ်ဒီ low advantage နဲ့ပဲ YG မေကလန်နေပါနည်းနည်းလောက်ထိစတင်ပြီးတော့ဥဆောင်သွားနိုင်မလားကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမယ်ဗျာ လောတော့အောက်ကနေပြီးတော့တက်လာဖို့တော့ရှိလိမ့်မယ်တာဝါတော့လည်းမှာ second တစ်လုံးတော့ကျန်နေသေးတယ်ဗျာပေါ်မှာလည်း second tower တစ်လုံးတော့ကျန်နေသေးတယ်ဆိုတော့ mega tower ရဖို့တော့ရန်ကြီးတော့မလွယ်ဘူးဗျာနည်းနည်းလေးဝင်တိုင်းအမှန်နေတာအဓိက initiator hero မပါလာတဲ့အနေထားတစ်ခုမှာ final blow တွေ Dynamite 4တွေ right time 3နိုင်မှသာလင်သင်ပေးလိမ့်မယ်အောင်လမ်းမှာတော့ loyal ရချတဲ့တူပဲပထမဆုံးသော mega tower ကိုတော့ YG စတဲ့ပြီးတော့ချိုးသားသွားမလားတော့ကြည့်ရမယ်ဗျာ CK ရိုင်းထိုးလို့တော့မရသေးဘူးဒီကဒီ lock အရင်ဆုံးတော့ရှင်းအောင်ပဲဗျာ Team 7ကတော့ကျွန်တော်ဒီလက်ရှိအချိန်ဒီမှာခေါင်းတော့ကချာ Eve လိုမျိုး hero တွေပါနေသေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဘာပဲနေနေသူတို့အနေနဲ့ defense လုံးရတဲ့ဘိုင်းမှာအဆင်ပြေတယ် AoE damage လည်းအဆင်ပြေတယ်အဓိကကျွန်တော်ဒီ OP ရဲ့ damage ဘိုင်းဆိုင်အောင်သူတို့အနေနဲ့အနေငယ်လေးပြန်စောင်းဖို့ပဲရှိမှာဗျာအခုတော့ second tower နေအကုန်လုံးတော့ YG ပြန်လဲရောက်ထားပြီးတော့ network ဘိုင်းမှာ 8.5k အသာလေးတစ်ခုနဲ့တော့ပြန်လဲပြီးတော့ဥဆောင်ထားသေးပြီကဲရှင်ရဲ့ backline control band တွေအတော်လေးတော့အားကောင်းတယ်တစ်ဖက်မှာလည်း CK တွေကျွန်တော်တို့ပြီးခဲ့တဲ့ lower breaker fight နဲ့ best fight series မှာတော်တော်လေးကောင်းတဲ့တက်ရက်တဲ့ specus တွေပြသခဲ့ရဆိုပေမဲ့ရင်လိုမျိုးအလောက်နဲ့ lane control တော်တော်လေးတာတဲ့ hero မျိုးထွက်လာခဲ့တဲ့အချိန် backline band တွေမှာ 45 final blow တွေနဲ့ down shot ဒီ battle control လုပ်လို့ရတဲ့အခြေအနေမျိုးတွေမှာ team 7 benefit တော့တားဖို့လည်းသူတို့မှာတော်တော်လေးကြီးမားတဲ့အခက်အခဲတော့တွားပြီးတော့ဖြစ်နေတယ်အဓိကသူတို့ဘက်ကဗတ်တဲ့စားဖွင့်မှအရေးလာမဲ့အနေထားပြောဟုတ်တယ်အဓိကကျွန်တော် Team 7အနေနဲ့ battle opening လုပ်ဖို့ဆိုလို့ရှိရင်လည်းကျွန်တော်ဒါ blink ကိုပြန်လိုက်ရှောင်အောင်ပဲချိန်နေ recall and recall ရန်ကုန် Gladiators နေတော့ကျွန်တော်ထုံးတဲ့အတိုင်းပဲ down နေရတော့တောက်လျှောက်ဆိုလို့စလုပ်နေခဲ့ဗျာ game 1မှာပဲရှိနေသေးရဲ့ပွဲကကျွန်တော်တောက်လျှောက်ဆိုလို့ YG နေနဲ့အများကြီးပြန်ပြီးတော့တာတာ Team 7ကိုဝေးတောက်လျှောက်ဆော့လာရဲ့ပွဲတွေမှာဆိုလို့ရှိရင်သူတို့ရဲ့ Alligator Scambage ကသွားရှုပ်လို့မရအောင်အသာလေးရနေကြတာဒီပွဲမှာကျွန်တော် YG ကိုဒီလိုမျိုး Alligator ဥဆောင်ဝင်ပေးလိုက်ရနေစပြီးတော့ Map Control ဘိုင်းမှာပေးထားတဲ့အရာတွေကသူတို့ရဲ့ပုံစံမဟုတ်နေဘူးလားလို့ဗျာပုံမှန်ဆိုလို့ရှိရင်တို့ကအားလေးဂိမ်းမှာတော်လေးတော့သားတယ်အသိဗျာဒါပေမဲ့အဲ့လိုဘလင်းရဲ့ haircut လောက်ကွက်ကြောင့်မလို့ OP position ပြတ်ရတဲ့ဘိုင်းတွေကြောင့်မလို့ backup ပြန်ပေးရတဲ့နောက်မှာတို့ကတစ်ဖက်အသင်းကို dominate လုပ်ဖို့တဲ့စာလို့ရှိရင်တော့တို့ရဲ့ carry hero တွေကို protect လုပ်ဖို့ပို့ပြီးတော့ဦးစားပေးရတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ဒါပေမဲ့Team 7မှာ AoE ကြီး3ခွက်လောက်ပါနေတဲ့ကြာတော့ short ထွက်လို့တော့မရအောင်တော့ကဲဒီမှာလည်း jungle resource တွေကိုပါ YG ထပ်ပြီးတော့သိမ်းပေးထားဖို့ကြိုးစားနေဗျာအဓိက second lot time ကိုသူတို့ network gap မှာ 9k overload နဲ့ဆက်ပြီးတော့ဥဆောင်ထားရဲဆိုလို့ရှိရင်တော့ Team 7 fire fly တခုခုပြန်ပြီးတော့လုံးမရမှအနေထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ hacker power spec ဖြစ်နေရဆိုတဲ့ချက်တခုကြောင့်လည်း OP နေနဲ့စိတ်လွတ်ကိုလို့ကြီးအရန် live ပြလို့မရသလို3 man 3ကောင်လောက် down လာခဲ့တဲ့အချိန်မျိုးမှာသူစီကလည်း scam pizza stat တွေကကျွန်တော်တို့မျောလင်းလို့မရတဲ့အနေထားဗျာကျွန်တော် YG ဒီလောက်ထပ်ပြီးတော့ take down လုပ်မယ်ဆိုလို့ရှိရင်တော့ game 1ဒီသူတို့အတွက်ပါပဲဒါပေမဲ့လက်ရှိကြည့်ရမှာ minion wave တွေကိုပြန်တွန်းထားတယ် Team 7အနေနဲ့တော့လာဆိုင်မဲ့ချိန်တွေတခုတော့ရှိတယ်ဗျကတော့ကချာပြီးတွဲလုံးနဲ့ကျွန်တော်သွားနေရတဲ့ဘိုင်းတွေကအများကြီးပြန်ပြီးတော့အဆင်ပြေနိုင်တယ်ဒါပေမဲ့တခုစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကခုနကတော့မှာကဘလင်းကလိန်တွန်းနေရနော်ခုလဲကျွန်တော်ဒီ laning phase တွေအကုန်လုံး split push ကိုကြိုးစားနေကြတာဗျတောက်လျှောက်ဆိုလို့ပဲလော့ဆွဲကင်တိုင်းနဲ့ပေါ့ YG ဇုံလေးကိုတော့တော်တော်ကောင်းနေဗျနော်လော့တော့တတရာလေးပဲပြန်ပြီးတော့ယူသွားပြီဗျ
ကဲတေး7ကတော့သူတို့လည်းမရတဲ့ရတခုတော့ရန်ကြီးတော့မလိုချင်ခဲ့ဘူးပေါ့လေကိုနဲ့မဆိုင်တော့လေဒီတိုင်းပဲလှုပ်ပေးလိုက်ရမှာပဲသိရမလားဆိုတော့ YG ကတော့ပြန်ကြည့်မှဆိုလို့ရှိရင်တော့သူတို့အားလီဂိမ်းနဲ့နေပြီးတော့တာလာတဲ့ຢာတခုသူတို့ဒီကောင်းကောင်းကြီးဒိုမနစ်လှုပ်ထားနိုင်တယ်ပေါ့အဲ့တော့ဒီလုံးနဲ့အတူသူတို့ဒီတေချာပေါက်မေဂါ3လင်းလုံးရအောင် try သွားဖို့တော့ရှိလိမ့်မယ်တေး7တစ်ဖက်နဲ့မှရမယ်ပလေးအို OP ဒီခေါက်မှာတော့ shut down ကြီးပြန်လည်ပြီးတော့သိမ့်ပိုက်သွားပြီဗျာ တပူကြီးမားတဲ့ key တစ်ကောင်လို့တော့ကျွန်တော်တို့ပြောရလိမ့်မယ်ထင်တယ်ဗျာ OB အနေနဲ့သူ့ရဲ့ first key ဒီ shut down key သွားပြီးတော့ဖြစ်နေတယ်ဒီမိနစ်ပိုင်းခြားတွေမှာသူ့ရဲ့ golden time လေးကျွန်တော်တို့စပြီးတော့မျော်လင့်ခွင့်ရှိလာကြတယ်ဆိုတော့အခြေအနေမျိုးတွေမှာ second law ဒီ 4v5 မျိုးနဲ့ YG high ground တက်ကိုတခါတည်းတက်ပြီးအရန်ဖြတ်ဖို့ကတော့မတိကြတော့ဘူးဗျာ ဒီအချိန်ဒီမှာ လောနဲ့တော့တက်လို့မရတော့ဘူးလို့ပြောရမယ် OP Resident Death Sonata သုံးသွားတာတော်တော်ကောင်းတယ်လို့ပြောရမယ်အားလီဂိမ်းမိနစ်တွေမှာတောက်လျှောက်ကန်ပေမဲ့ဝင်းအောင်နေချက်ပြီးသွားတဲ့ timing တွေမှာ blame နေနဲ့ OP ကိုတက်ဖို့ကခဲလာပြီလို့ပြောရမယ်ဗျာမောင်မိုက်တဲ့ညတွေမှာတော့ကျွန်တော်ဘာမှလုပ်လို့ရမှာတော့မဟုတ်တော့ဘူး defensive လုပ်ရတဲ့ဘိုင်းတွေမှာတော့ကျွန်တော်ဒီကတော့ကချာဖီသွားနေတဲ့ဘိုင်းတွေမှာသူတို့ရဲ့ဒီ manipulation တောက်ထားတဲ့ဘိုင်းတွေ defensive လုပ်ရတဲ့ဘိုင်းတွေမှာတော့အများကြီးပို့ပြီးတော့ဆင်ပြေးလိုက်မယ်တော့ထဲတဲ့တော့ဝင်ရိုက်တော့မှာဗျာ mega တလိန်းတော့နေတော့ပေးရမယ်ချင်းတွေပါ ကဲလောကတော့အောက်ကနေပြီးတော့တက်လာတယ်ဗျာမေဂါတာတော့တစ်လုံးတော့စာပြီးတော့ကျိုးသွားခဲ့ရပြီဒါပေမဲ့ဗဒေကိုတင်းဝင်ဆိုင်တယ်ဆိုတော့အခြေအနေမျိုးတော့ကျွန်တော်လုံးဝတော့မတွေ့ရသေးဘူးရင်နဲ့တူပဲပလင်းရဲ့လက်ကိုထိုးတွေကြားထဲမှာဒီတာဝါလေးတွေကိုလိုက်နေနေတဲ့သဘောလောက်ပဲတွေ့ရတယ်ဗျာဆိုတော့ initiator မပါလာတဲ့ပြဿနာအဲ့နေရာမှာသိတာတယ် high ground တက်လာတဲ့နေရာမှာ initiator မပါလို့ရှိရင်တော့အရင်ကြီးတော့မလွယ်တော့ဘူးဗျာ Start on energy direction ပဲတစ်ဖက်ကလည်း heavy spin နဲ့ lucky ပြန်ပြီး down ကမှကျန်နေခဲ့တဲ့ hand ကောင်ထပ်ချဖို့တော့များနေကြတဲ့ချိန်မှာစီးရထပ်ပြီးတော့ so that the listing ကနေ back line ပြန်ထိခဲ့ပဲ CK အော် M stop prevent နဲ့ရှင် 1 for 2 လေးထပ်တွေ့ခဲ့တဲ့ guide ကူမှာတော့ 1G ဆက်ပြီးတော့ရှိနေစေ။ The flag ကို Lina ပြန်ပေးထားခဲ့မယ်ပြန်ပြီးတော့ fall back ရပါဦးမယ်။ ဘာမှဆိုဖြစ်သွားနိုင်တဲ့အခြေအနေတခုရောက်သွားပြီတော့ဒီတိုင်းဆိုရင် Team 7 ဘက်က OP ရဲ့ damage ကအများကြီးဖြစ်လာပြီဗျာ။ Zian ရဲ့ manipulation green တွေကြားထဲမှာဆိုလို့ရှိရင်တောင်းတန်ကို player ရုံးထွက်နိုင်မှာမဟုတ် heavy space ဆိုတဲ့အရာလည်းပါနေသေးတယ်။အဲ့ဒါမှတော့ Lina then the flame နဲ့ kind of မြောက်ထားသေးတယ်ဗျာ။အဲ့တော့ Queen damage ပေးရတဲ့ဘိုင်းမှာတော့အဆင်ပြေတယ်ဆိုပေမဲ့တကယ်တော့ Team 7 ရဲ့ 5v5 battle fight တွေမှာဆိုလို့ရှိရင်သူတို့သွားနေခဲ့တဲ့ return သူတို့သွားနေခဲ့တဲ့ strategy ဘိုင်းဆိုင်ရာတဖြည်းဖြည်းနဲ့ account ထဲပေါ်လာနိုင်ပြီလို့ပြောရမယ်။ item ဘိုင်းမှာ OP က item match သွားပြီ။ ဟာအဲ့လိုကြီးကြတော့เนาะနည်းလေးပြန်ပြီးတော့ကြောက်မဲ့ခြေနေတခုလို့ပြောရတယ် Sky Via Stack ကလည်းသူစီမှာတော့ဒါဟို10လောက်တော့သွားပြီးတော့ရှိနေသေးတဲ့အနေထားပေါ့เนาะမစိုးဘူးဗျဘာဖြစ်နောက်မိနစ်တွေမှာ OPS Granger Rossi ကြောက်ချက်တွေ Death Sonata တွေ Sky Via Stack နဲ့ပေါင်းနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ်ဒါပေမဲ့ Stick ကလည်းဖနက်မပါတဲ့ခြေနေမှာတော့မှ damage item ကြီးပဲ9ကွက်ပြီးွားခဲ့ပြီဗျာ တီနာရှိတော့မယ် လေးကြောက်ဖို့ကောင်းတယ်နော် ဟုတ်တယ် Magic item တကွာလောက်ပြီးွားပြီဆိုလို့ရှိရင်တော့မှ CNC ကိုတိုးလို့ရတယ် YG ဘက်က early game မှာသွားနေလို့မျိုးပုံစံတွေအခုချိန်မှာသွားလို့မရတော့ဘလင်း open field ထဲမှာ Dan Knight phone နဲ့ပြေးဝင်လုံးဖို့ဆိုတာမလွယ်တော့တန်ပေါက်က body block ပေးထားတဲ့အချိန်တွေမှာ OB အတွက်က freely ပြစ်ခွင့်ရနေရလို့ပြောလို့ရမယ်မကြခင်မှာပေါ်လာတော့မယ် low fight တွေနှစ်သင်းလုံးအတွက်အရေးကြီးတဲ့အချိန်တွေတစ်ခုဖြစ်လာပြီ Mega Lane ပေးထားတယ်ဆိုပေမဲ့ဒီအချိန်တွေမှာလောရရှိသွားတဲ့အသင်းတွေနဲ့သူတို့ရဲ့ advantages ပိုင်းမှာအများကြီးပြန်ပြီးတော့ဖြစ်နေတော့မှာ YG တို့ကအရေးကြီးဆုံးအရာဒီချိန်မှာ stage မကြသွားဖို့လိုလာပြီဆိုတဲ့အနေအထားမျိုးတော့ဖြစ်လာတယ်ဗျာအားလေး game မှာ lower touch confirm ဖြစ်ခဲ့တဲ့အပိုင်းလေးရှိတယ်ဒါမှမဟုတ်ဒီချိန်မှာသူတို့နဲ့ low ဆပြီးတော့ full stage အပိုင်းလေးတွေလည်းကျွန်တော်တို့တွေ့လာတယ်ပေါ့နော်ဒါပေမဲ့ team 7 ကလက်ရှိ bounce back လုပ်လို့ရတဲ့ timing တစ်ခုမှာသူတို့အနေနဲ့ဒီ low ဒီတိုင်းလွတ်ဖို့တော့တိတ်မရှိတော့ဘူးဗျာ low full scale တဲ့ခိုင်းတဲ့တစ်ခုမှာတစ်ဖက်ကလည်း OP နောက်မှလည်းပြန်ပြီးတော့ low lane ကိုပြန်ရှင်းနေရတဲ့ချိန်မှာ 4v4 လေးပဲပြန်ထိန်းထားဖို့တော့ကြိုးစားနေပြီ ကဲလောကတော့တောက်လျှောက်တော့ပြန်ပြီးတော့ dance နေပါပဲဗျာပြောမှဆိုလို့ရှိရင်တော့ main control နဲ့ဒီ law ရဲ့ကြားထဲမှာတည်ရင်တစ်ခုတော့တရားပေါက်ခြာခိုင်းရလိမ့်မယ်ကဲအားလုံးတက်တက်လေးနေပြီပါเนาะတစ်စုံတစ်ယောက်ကတော့တစ်ခုလို့ဖို့တော့စပြီးတော့ကြိုးစားနေဗျာ အနေများတဲ့ကာလာတွေ Dan Knight for မောင်မိုက်တဲ့ညတွေမှာတို့တက်ဖြတ်မှာလို့ဒါပေမဲ့နီးတော့ရောက်တော့ပြန်ယူသွားတယ်ဗျာ ဒါပေမဲ့ lucky ထပ်ပြီးတော့ကြားခဲ့တဲ့ခိုင်းတဲ့တစ်ခုမှာတော့ loyal hiroki ရော YG ဆက်ပြီးတော့ရတယ်ပါလာပြီတောက်လျှောက် back line တွေအောက်မှာ blade ထပ်ပြီးတော့အဆုံးသတ်နောက်မှလည်း land of flare လေးဆက်ပြီးတော့ကံမြောင်းနေခဲ့တဲ့ချိန်တွေမှာ tempo winner crown လေးပြန်ခဲခဲ့ cross border နဲ့အောက်မှာ 1v1 လေးပဲနောက်မှသွားပြီးတော့ညင်းနေတဲ့ OP ပြန်ရခဲ့ပြီ blade ကောင်ထပ်ပြီးတော့ကြား 4v1 slash တွေ i9 နဲ့ land of flare တွေကံမြောင်းနေခဲ့တဲ့ချိန်တွေမှာ OP stay alive ဒီကောင်နဲ့ထပ်ပြီးတော့ကြံရှိနေခဲ့မယ် 4 man YG ထပ်ပြီးတော့တက်လာခဲ့ပါပြီ Indian Way ကားလေးကြီးတို့ OP ရောက်တော့ပြန်ပြီးရှင်းနေသေးတယ် YG with the throw ကြိုက်တော်နေကြတယ် OP Game 5 man white out ကိုတော့ပေးလိုက်ရရင်လည်း game number 1တော့ရန်ကုန် Gladiators တွေပိုက်လို့သွားနေပြီဖြစ်ပါတယ် The boys from the Yangon leads the series with one totally ကဲဝမ်စီတော့ဖြစ်သွားခဲ့ကြတော့ YG လုံးဝပဲဒီနေ့ပွဲစဉ်မှာမထင်မထားတဲ့အနေအထားတစ်ခုတော့လုံးပြသွားခဲ့ပြီလို့ပဲကျွန်တော်တို့ပြောမှာဖြစ်ပါတယ်တကယ်ပဲကျွန်တော်တို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့ဟာကြီးခဲ့ရတယ်ဗျာနော်တင်း7ကလည်း OP ရဲ့အကောင်းဆုံးသော hero တွေကိုကြားခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဘလင်းရဲ့ haircut ကပွဲအစအနေအဆုံးတော်ဒုက္ခပေးသွားတယ် ကဲလောလောဆယ်မှာတော့ကျွန်တော်တို့ရဲ့ game number 2 Dragon လေးကတော့ Hispanic River လေးမှာစတင်လာခဲ့ပြီဖြစ်ပါတယ်
ဟုတ်ပါတယ် okay first pick ကတော့ဒီခေါက်မှာ team 7ရရှိတာပြီးတော့ banning face ထဲမှာတော့ fan အနေနဲ့ဘာရှာဒါခုနကပုံမှန် ban လေးတိုင်းပဲ AI Esport ကတော့ session နဲ့ group ဒါလည်းပုံ sorry YG အနေနဲ့ကတော့မဟုတ်ဒီဘက်မှာရန်ကုန် Gladiators ဘက်က hacker ကိုသူတို့ကိုယ်တိုင်Oh sorry Oh no နည်းနည်းလေးတင်း7ဘက်ကတော့လက်ရှိ first page first ban ကိုစပြီးရရှိလာတယ်သူတို့အနေနဲ့ကတော့ blue side ပေါ့နော်အဲ့တော့ Fanny Basha Hackett ဒီပွဲမှာတော့လုံးဝ respect ban လေးကိုတော့ထုတ်ပြထားပြီးတော့ပဲတစ်ဘက်ကရန်ကုန် Gladiators အနေကတော့လက်ရှိ meta ban နေလို့တော့ပြောရမယ်ဗျ Grab ရည်စံရှင် Uranus ban လိုက်ပြီဆိုတော့တစ်ဘက်ကလည်း Tick 7တကယ်မှသူတို့ရဲ့အရန်အောင်မှာကောင်းပါတယ်ဆိုတော့ CC ကိုတော့ first page နေနဲ့စပြီးထုတ်လိုက်ပါပြီဟုတ်ပါတယ်ဒီ CC ကတော့ flexible back လေးတစ်ခုပဲဂိုးလေးလည်းသွားလို့ရလို့မျိုး ESP လည်းပေါ်လို့ရတယ်အဲ့တော့ရန်ကုန် Gladiators အကယ်၍ဒီချိန်မှာကတော့ကချာရီဘာတွေသူတို့ဘက်ကမယူဆိုလို့ရှိရင် Team 7ကကတော့ CC ဒီတွဲလုံးနဲ့ထုတ်လာတော့မှာအဲ့တော့အဲ့ဒီဟာတခုရန်ကုန် Gladiators ဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းပါလဲသူတို့ရဲ့ခုနတော့ draft time ပဲเนาะဒါကိုဒီ VR နဲ့အတူပဲကျုပ်ရှင်ဆိုတော့ဒါကျွန်တော်တို့မနေ့ကပွဲမှာလည်းတွေ့ပြသွားပြီဒီ Quinivia ကိုသွားပြီးဖြည့်ရှင်းခြင်းနဲ့ဂျန်ငယ်ကို dive ပဲဆိုလို့ဒီတိုင်အောင်ဂျန်ငယ် dive တဲ့ hero ကပြန်ပြီးတော့ down နေတဲ့အရာတခုလည်းကျွန်တော်တို့ပြန်ပြီးတော့မြင်တွေ့ရတယ်ပြီးတော့ Quinivia ကိုကျွန်တော်တို့မြင့်မှာကျူရှင်ရဲ့ ladder flare နဲ့ပြန်ပြီးတော့တွဲထားတဲ့ combo ရမှာလဲဒါတော်တော်လေးဟိုမှာ perfect combo တခုလို့တော့ပြောရမယ်ဗျတစ်ဖက်က Team 7အနေနဲ့ကတော့လက်ရှိမှာ lucky ရဲ့ last slot လေးကိုတော့ slashing လေးမှာတော့စပြီးတော့ပြလာတယ်confirm တော့ပြန်ပြီးမလုပ်ရသေးတော့ last slot ဒီပွဲမှာတော်တော်လေးဆောက်လို့ကောင်းတဲ့ game တခုလို့တော့ပြောရမယ်ဗျနော် lucky ရဲ့ last slot ပြန်လေပြီးတော့ပဲမြင်တွေ့ရတော့မှာလား okay ဆိုတော့ကိုရှောင်းမောင်ကြီးကခုန hand Kunivia ပစ်လိုက်တော့အရန်ပျော်သွားတဲ့ယုံကြည်နဲ့ Kunivia အရန်တိုက်တယ်နဲ့တူတယ်ရင်တော့ကျွန်တော်ရဲ့ favorite hero ပေါ့နော်နောက်ပိုင်းမှာတော့ဒီ Kunivia ကနည်းနည်းလေးဆော့ရတာအဆင်မပြေတော့အခုနောက်ပိုင်းတော့သိပြီးသုံးလို့မရတော့ဘူးအခုအဆင်ပြေနေရအောင်အခုအဆင်ပြေနေရကြတော့တို့ဒီ team fight တို့ရဲ့အသင်းနဲ့လည်းဆိုင်တယ်ပေါ့နော် rank game မှာတော့ Kunivia တော့ကင်လို့ကတော့လောက်တော့မလောက်ဝိုင်းကျုံးရအောင်အဲ့တော့မကင်စားနဲ့ပေါ့နော်ကဲဆိုတော့တစ်ဖက်က Team 7ကလည်းဒီချိန်မှာတော့သူတို့နတ်သွားပြီJangla အရင်ဆုံးယူပြီးတော့ဒါမလိန်ခင်မီလေးနဲ့တွဲရတယ်ပေါ့နော်အဲ့တော့ရန်ကုန် Gladiators အနေနဲ့ကလည်းပြန်လေပြီးတော့ဘာပြန်ပြီးထုတ်လာမလဲပေါ့နော် Team 7ကတော့သူတို့စောင့်နေကြပုံစံတိုင်းပဲအားလီအသာဖိဆိုင်မဲ့ draft တစ်ခုကိုပဲပြန်ပြီးထုတ်လာတယ်ပြီးတော့သူတို့အနေနဲ့ Jangla ရွေးချယ်မှုပိုင်းမှာတော့ lucky ကိုတော့ Hayabusa ပြန်ပြီးပေးတာဗျာ Hayabusa ကလည်းဒီနေ့မှာသူတို့အနေနဲ့တော်တော်လေးဆော့ထားတာဗျာ Shero တွေ Cherokee တွေနဲ့တော်တော်လေးသူ့ရဲ့ mechanic အပိုင်းကတော်တော်လေးသေသက်လှပနေတာဖြစ်တော့ lucky ဒီပွဲမှာသူ့ရဲ့ Hayabusa နဲ့ဘာတွေလုပ်ပြနိုင်မလဲဆိုတော့တော်တော်လေးကိုမှစိတ်ဝင်စားမိရဲ့တစ်ဖက်မှာလည်းသူဖြည့်ရှင်းလို့မလွယ်တဲ့ Kunivia နဲ့ကျူရှင်ဒီဂျိုကွန်ဘိုကြီးကလည်းရှိနေတဲ့အနေထားဆိုတော့နည်းနည်းလေးတော့စဉ်းစားရမယ်ဗျလောလောဆယ်မှာတော့သူတို့ Mitrio ကိုတော့ Team 7ချပြထားခြင်းတော့မရှိဘူးရင်းနေနဲ့ကတော့ဒီပွဲ signature hero အဖြစ်နဲ့ကတော့အားလုံးကိုရရှိထားပြီးဖြစ်ပါတယ်ရှင်းညင်အားလို့เนาะသူရဲ့ခုနကတော့လည်းသူရဲ့ signature banding တာပဲဒီတစ်ခါမှလည်းသူရဲ့ကောင်းပါတယ်ဆိုတော့အားလို့ထပ်ပြီးတော့ရတာဆိုတော့ Balai control တခုကတော့ရင်းကတော့အရင်ကမှပိုင်နိုင်တယ်ခုနကတော့ဆိုလဲတောက်လျှောက်သူကြီးပဲ Balai နဲ့ဝင်ပြီးတော့တိုးဝေးနေအောင်တွေးခဲ့ရတယ်အဲ့တော့ဒါပေမဲ့လေ Team 7ကလည်းအခုချိန်မှာ lucky ရဲ့เนาะဒါ grand final ကိုရောက်ခွင့်ပေးခဲ့တဲ့Hayabusa နဲ့ပဲပြန်ပြီးတော့ပွဲထုတ်ထားသလိုမျိုးဒါမလိန်ကလည်းရှီရဲညင်တကယ်ကောင်းတဲ့ခင်မီကိုပိုင်ဆိုင်ထားတာဆိုတော့နှစ်သိန်းလုံးရဲ့ draft ကတော့ဒီချိန်မှာမျှနေပါသေးတယ်ဟုတ်တယ် second banning phase ရန်ကုန် Gladiators ဒီအချိန်မှာတော့သူတို့ pick off တန်းပေါက်ရဲ့ hero တကောင်တော့ပြန်ပြီးတော့ ban ထားတယ်နောက်ထပ်အနေနဲ့ကလည်းဂါတိုကချာအိုပါခုနဂျာပြူခမန်းထားတဲ့အတိုင်းပဲပေါ့နော်ဒါတော့မ ban လို့တော့မရဘူးဗျာ CC နဲ့ combo ပြန်ပြီးတော့တွဲလို့ရတာဖြစ်တော့နောက်ဆုံး less ban လေးမှာတော့ထည့်ထားလိုက်ပြီ Team 7နောက်ဆုံး final ban လေးကတော့တစ်ဖက်ကထွက်မလာသေးတာ stage ရဲ့ hero တွေကြံအောင်ပဲဗျာလက်ရှိ hero ပုံစံရမှာဆိုရင်လည်းဒီပွဲမှာ stage ရဲ့ဒီ granger တွေ Harry တွေကလည်းကြံရှိနေသေးတဲ့အပြင်ကိုနောက်ထပ်ဒါ game number 1မှာသူဆော့သွားခဲ့တဲ့1-1တို့ပါလို့လည်းထပ်ပြီးတော့ ban လို့ရနေပါသေးတယ်ဒီချိန်မှာ granger လေး ban လိုက်တာတော်တော်လေးကောက်မယ်ဒါပေမဲ့ granger ban လိုက်လို့ရှိရင်လည်း Team 7အနေနဲ့သူတို့ပြန်ယူဖို့အဲ့တခုကိုလည်းကျွန်တော်တို့မေးထားလို့တော့မရဘူးဘလင်းရဲ့ချောင်းသို့မဟုတ်ကာလီယာကဒီပွဲမှာတော်တော်လေးဟိုမှာအန်ဒီအများနေအောင်ဆိုတော့ Team 7နောက်ဆုံး final ပဲမှာတော့ချောင်းလေးကိုတော့ balance ပေါ်တင်ပေးလိုက်ပါဘူးဒီက Blink က pick off ကိုတော့တော်တော်ကြီးဟိုမှာကောင်းတဲ့ player တယောက်ဖြစ်တယ်ခုနကတော့လည်းသူနော်ဒီ pick off နဲ့ပဲရအောင်ဆော့ပြသွားခဲ့တယ်ဆိုတော့ချောင်းလေးပိုင်းတော့တွေ့ရဖို့မရှိဘူးဒီပွဲကလည်းနော်ဒါ hacker တွေပါရလဲ ban ပြီးသွားပြီဆိုတော့ရန်ကုန် Gladi ကိုဒီချိန်မှာ stage strap ပဲ granger လည်းအရင်ဆုံးထုံမလားဒီချိန်နေရမှာဆိုတော့ Granger ကိုလင်းကလည်းတော်တော်လေးဟိုမှာလည်းအားကောင်းတယ်ဘာလို့လဲဆိုတော့ Harris စာမယ်ဆိုရင်လည်းကျွန်တော် Granger လေးကိုတော့ပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါပေမဲ့လည်း
ဒါရွေးချယ်မှုအပေါ်မှာပဲကြည့်ရမယ်ဗျာဘာလို့လဲဆိုတော့ magic damage တွေတော်တော်လေးတော့များတယ်ဆိုပေမဲ့လည်း Harry ကိုပဲထပ်ပြီးတော့ရွေးချယ်ထားရင်ဆိုတော့အားလေးဒီ T5 battle တွေကိုတော့ရန်ကုန် Blackicos ပို့ပြီးတော့အားစိုက်ထုတ်လာမှာဗျာ Okay ဆိုတော့တစ်ဖက်က Team 7အနေနဲ့ကလည်းเนาะဒါ OPS signature Granger နဲ့အတူပဲတန်ဖို့ရဲ့ Kali map ကလည်း expanding river ဖြစ်နေရဆိုတော့เนาะဒါ Kali ပါတော်တော်လေးလည်းတိုးလို့ကောင်းတဲ့အနေထား လက်ရှိပွင့်ပွင့်လင်းလင်းပြောမယ်ဆိုတော့ YG Blink ရဲ့ chip ဆိုတော့ဒီပွဲကတော့နည်းနည်းလေးပြောစရာလေးတော့များသွားပြီ YG သူတို့ကမထင်ထားတဲ့ draft တွေကိုအမြဲတမ်းထုတ်လို့ရှိတယ်ဒီပွဲမှာဆိုလဲသူတို့ Guinevere နဲ့ဒီ chip တွဲလုံးတွေပြန်ပြီးတော့သွားထားတဲ့အပိုင်းမှာ surprise ကန်ကင်တွေကိုဘယ်လောက်ထိလုံးနိုင်မှာလဲတစ်ဖက်ကလည်း double masman ကိုမှ Hayabusa နဲ့တွဲထားတယ်သူတို့ရဲ့ draft အရာမှာတော့ snowballing လောက်လာမှာဆိုတော့ Team 7 versus YG ဒီ game နဲ့မှတူမှာဘယ်သူကအားလေးကိုတောင်းဆော့မှာလဲကြည့်ရအောင် ဒါတော့ in game plan နဲ့အများကြီးမူတည်သွားပြီအဲ့တော့ဒီ chip ပွေလာတာကိုဒါသားစရာတမောက်ရဲ့เนาะဒါ Samsung တွေဘာရရှိနေသေးတယ်ဒါပေမဲ့ surprise gang တွေကိုသူတို့အနေနဲ့ဘယ်လိုမျိုးပြင်ဆင်သွားမှာလဲအဲ့တော့ game number 2အကောင်းဆုံးပွဲစဉ်လေးတစ်ခုတော့ cast style နဲ့ပဲ A game နဲ့မှာတွားရောက်ပြီးတော့အားပေးရအောင်ရှင်ကဲကျွန်တော် T7 ရန်ကုန်ဂလာဒီကိုရဲ့ဒါ Grand Final ဘယ်အသင်းရပဲကျွန်တော် M Series တမိုင်းတစ်ချောင်းမှာဒီအချိန်ပထမဆုံးချိန်ဖြစ်နေတာတန်လေပြီးတော့တက်လန်းသွားမလဲဆိုတာတော့ Land Down နဲ့မှာပဲအားလုံးနဲ့အတူတူကြည့်ရှုရတော့မှာဖြစ်ပါတယ် ပေါ်တယ်တင်7ဒီချိန်မှာတော့ကျွန်တော် game number 2 bounce လာဖို့တော့စူးစမ်းထားတာမျိုးတော့တွေ့ရတယ် lucky ရဲ့လက်ထဲကိုဟာရာဘူသာပြန်ထည့်ထားတယ်ဗျာဘယ်မှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင် YG သူတို့အနေနဲ့ထပ်ပြီးတော့ flanking play style ဟန်နေနဲ့ကျွန်တော်တို့ကမနေ့ကတော့တကယ်ကိုအပြိုင်ဘက်အသင်းတွေကိုတုံလှုပ်သွားစေခဲ့တဲ့ Guinevere ပြန်ပြီးတော့ကင်ပေးထားတယ် lucky အနေနဲ့လည်းသူ့ရဲ့ signature ဟာရာဘူသာလေးပဲပြန်ပြီးတော့ပေးထားတဲ့အနေထားတစ်ခုဗျာဂျန်ဂလာ2ယောက်ရဲ့အားပြိုင်မှုကတော့ဒီပွဲမှာတဝါကြီးရမယ်အားပြိုင်မှု match အနေနဲ့ရှိနေဦးမှာပါ T7 အနေနဲ့ကျွန်တော်တောက်လျှောက်ဆိုသူတို့ရဲ့ mid lane domination တွေကိုတော့တွေ့ရှိရတယ်ဒါပေမဲ့ဒီလိုမျိုးကျွန်တော် YG နဲ့ game number 1မှာတော့ဒီလိုမျိုး fight တွေတော့မတွေ့ရဘူးပြောဆိုရင်ပတီနာကိုပြေးပြီးကြည်ထားကြတယ်မှာ fast blood lucky စတင်ပြီးရထားသေးတယ်ဗျာ fast blood ကိုတော့တင်7ရရှိထားတဲ့ဒီဝင်တော့မဟန်နောက်တော့ကျွန်တော်ဈေးရောက်ပြန်ပိုင်ထားတယ် 1-1 trade ထားတဲ့ဂျာမန်တော့ blink တမ်ဘောကိုရရှိထားသလို lucky ရဲ့တာပကေပြန်ပိုင်ဆိုင်ထားသေးတယ်ဗျာတင်7 lucky ရဲ့လက်ထဲမှာ Hyuga နောက်အောင်ရရှိလိုက်တာသူတို့တဲ့ port ချက်တော်တော်လေးများသွားပြီဗျာ T7 ဒီချိန်မှာတော့သူတို့အနေနဲ့ကတော့ Hyuga နှစ်ကောင်ရထားလိုက်တဲ့အချက်ကတော့တော်တော်လေးအဆင်ပြေသွားပြီလို့ပြောရမှာရသွားတဲ့လူကကျွန်တော်ဟာရာဘူစာတော့သွားပြီးဖြစ်နေရဗျာအဲ့တော့ early game rotation တွေ flanking တွေဘယ်လိုမျိုးလာမလဲဆိုတော့ထပ်ပြီးတော့ကြည့်ရမယ်ဒါပေမဲ့တစ်ဖက်မှာတော့ YG ရဲ့ blink ဗျာYG ရဲ့ blink ဒီချိန်မှာလည်းသူ့ရဲ့ potential ကိုကျွန်တော်မြင်နေရတယ်ဘယ်လိုလဲပြောတင်7သူတို့အနေနဲ့ကကျွန်တော် early potential ကိုတိစောင်းနိုင်တဲ့အချိန်မှာ snowballing time နဲ့အများကြီးဖိအားပေးပြီးစောင့်နိုင်တဲ့အသင်းတစ်သင်းပြအဲ့တို့ကြောင့်မို့ဒီအချိန်မှာ YG ရဲ့အခက်အခဲတစ်ခုများဖြစ်လာမလားဆိုတာကိုတော့လက်ကျမိနစ်တွေမှာထပ်ပြီးစောင့်ကြည့်ရပါဦးမယ်ချိန်တွေပေါက်ကိုတော့ T7 အနေနဲ့ rotation လုံးမယ်ဆိုရင်တော့ blink ရဲ့ position ကိုတော့တီးဖို့အတွက်ကတော့လိုမယ်ပေါ့နော်မဟုတ်ရင်တော့ကျွန်တော်တို့ portal connect တွေနဲ့ counter attack တွေပြန်လည်ပြီးတော့လာနိုင်ခြေရှိတယ်ဒီလိုမျိုးအချက်တွေကိုပြန်လည်ပြီးတော့ counter လို့ရအောင်လို့တန်ပေါက်အနေနဲ့ mobility တော်တော်လေးကိုမြင့်နေဆိုရယ်ခါလေးကိုပြန်လည်ပြီးတော့အသုံးပြုထားသဘောကျဖို့ကောင်းတယ်ဟုတ်တယ်အဓိကတော့ကျွန်တော်တို့ဒါ blink သူ့ရဲ့ border တွေနဲ့အတူပဲလုံးလုံးလာမယ့်အနေထားမှာရှိတယ်တန်ပေါက်အနေနဲ့တော့ macro နဲ့ပြန်ထိရမယ့်အနေထားတစ်ခုပြ lucky အောင်လည်းမကန်ကင်းကြဖို့ကြိုးစားဝင်မယ်လေရှင်ကိုဖျက်ဖို့ကတော့ပွင့်လင်းပြောရင်မလွယ်ဘူးနောက်မှလည်းဟန်ရဲ့တောက်ချောက်တွေဖမ်းပြီးမှ flanking တွေကျန်နေတယ်ပြေးပြီးတော့ violent dance ပေးလိုက်တယ်မစိတ်ကိ vengeance မရသေးဘူးတောက်ချောက်ဝင်လာတဲ့ damage မှာ lucky ဟာတော့ share တော့ okay သို့တော့ညာလေ Hyuga တစ်ကောင် CK ပြန်တော့ပေးထားတယ်ဗျာ CK ပေးထားတဲ့နေသားတစ်ခု YG အနေနဲ့ပြန်လည်ပြီးတော့ forward လားဆိုတော့ကြည့်ရမယ်ဒါပေမဲ့ A-Stan ထပ်ပြီးတော့လှုပ်ချင်နေသေးတယ်ဆိုတော့ T7 နဲ့ပြန်လည်ပြီးတော့ forward ထားသေးတယ်ဒီချိန်မှာတော့ YG Hyuga တကောင်အသာသေးရယူထားနေတယ်ဗတာ5ကိုတော့ဗတဆက်စာပြီးတော့ချဖို့ရှိရယ်ဒီနာပြန်တော့ရှိနေကြားထဲမှာပဲဟာရဘူး lucky အနေနဲ့ resolution ready ပဲဆိုတဲ့ပုံစံမျိုးဗျာ lucky အနေနဲ့ဒီအချိန်မှာထားတဲ့ objective ကိုတော့စတင်ပြီးတော့ dance နေတာတစ်ခုပေါ့နော် T7 ဒီအချိန်မှာတော့တို့ map control တော့ပို့ပြီးတော့အပိုင်းရထားနေအတူပဲ first starting objective ကိုတော့ lucky စတင်ပြီးတော့သိမ့်ပိုက်ထားတယ် lucky တာတယ်ဝါရရှိထားတဲ့အနေထားဆိုတော့ T7 rotation လုပ်လို့တော့ကောင်းနေပြီတော့မှလည်း YG မှာ slash violenceပြန်ပြီးပေါက်တော့ combination ကြားမှာ Hyuga နောက်တော့၄ကောင်အထိပေါ် YG ပိုင်ဆိုင်နေတယ်ဗျ T7 အနေနဲ့ macro play ကိုပြန်ပြီး use ဆိုင်မှာတော့ရမယ်တော့မှလည်း stage ပြန်ပြီးတော့ချိန်ချောက်ခံနေရဆိုတော့ညာလဲသူကင်ထားသည် hero ဖြစ်နေတဲ့အနေထားတခုပြအများကြီးတော့ချိန်ချောင်းပြီးဆော့ကစားလို့ရအနေထားမှာတော့ရှိတယ်ဗျ game number 1မှာတော့လုံးဝ OP အနေနဲ့တော့သူ့ကိုတောက်လျှောက်ဆိုသလို hacker နဲ့ penetrator နဲ့တောက်လျှောက်လိုက်ပြီးတော့ကြီးရတဲ့ down ကိုတော့ခံရတယ်ဒါပေမဲ့ဒီအချိန် game number 2မှာတော့ OP အနေနဲ့သူ့ရဲ့ golden time တွေကို T7 ပြန်လည်ပြီးတော့တည်အောင်နိုင်မလားကြည့်ရမယ်တမ်ပေါထပ်ပြီးမထောက်ပေးတာဂျာမှာနောက်မှ CK ပါလာပြီစီရတပ်ထပ်ပြီး potential ဖောက်ပေးတာဂျာမှာ play နောက်ကတော့ပြန်ဖောဖို့လို့စူးစမ်းနေတယ်လက်ကာ2 man ပြန်ပြီးထိုင်ပေးတာဂျာမှာဟန်ရဲ့ president တွေနောက်မှတော့ပြန်ပြေးဖို့စူးစမ်းနေတယ်မရတော့ဘူးဗျာ
စီရမထမသေးဆုံးပြီးတော့3အောင်လောက်ထိပါ10-7ကြာရှုံးခဲ့ရတာဗျာ တင်ဆက်ပန်းအနေနဲ့အဲ့လိုမျိုးကျွန်တော် flanking ပတ်တယ်လေး rotation ပတ်တယ်လေးစိုင်းမယ်ဆိုရင်တော့ blink ကိုတကောသတိထားမယ်ဆိုရင်ငကိုတဲက mention ခဲ့တယ်ဒါပေမဲ့အဲ့လို blink ရှင်းနေတဲ့ timing တွေအကုန်လုံးမှာတော့ portal connect တွေနဲ့ပြန်ပြီးတော့ counter attack တွေလာတဲ့ turn တွေကိုတင်ဆက်ပန်းအနေနဲ့ပြန်လည်ဖြည့်ရှင်းမှုအတွက်ကတော့လိုအပ်မယ်ဗျာ ဒီကတော့ macro play တွေ10-7ဘက်ကလိုအပ်နေရလို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်10-7အနေနဲ့တော့သူတို့စောနေကြ clash play ဆိုင်တွေကိုထပ်ပြီးပေါ်ဆောင်ဖို့အတွက်ကလည်းချိန်မှာ durability တွေဖြစ်တဲ့ thumb bout တွေ CK တွေကပို့ပြီးတော့မာလာဖို့လိုတယ်ဆိုတော့ညာလေ Hyuki နှစ်ကောင်စီလောက်4မိနစ်လောက်အတွင်းမှာပေးထားတဲ့အချက်တွေကြောင့်တော့10-7သူတို့ရဲ့ border share strategy တွေအသက်ဝင်လာဖို့ကတော်တော်လေးခက်ခဲနေဦးမှာဗျာ အားဒီတိုင်မှာတော်တော်လေး fight တယ်လို့ပြောလို့ရတယ်ဗျ4မိနစ်တိုင်အတွင်းမှာ Hero K27 double kill ကိုတော့ YG အနေနဲ့ 1.5k lead လေးအောင်စတင်ပြီးတော့ဥဆောင်နေပြီဒီအချိန်မှာတော့ Young Gladiators အပေါ်လမ်းကျွန်တော် OPO နဲ့ Nelly pressure ပေးဖို့တော့စူးစမ်းနေဦးမြဲဗျာ ဟုတ်တယ်ဘလင်းတောက်လျှောက်တွေကိုဂိုးလေးမှာမျက်နှာလေးလာပြနေတာ OPN နဲ့တော့ကျွန်တော်တို့ lane creep တွေကိုစားသုံးဖို့အတွက်ကတကယ်ကိုခက်ခဲနေရလို့ပဲကျွန်တော်တို့ပြောရလိမ့်မယ် 35ကတော့မကြခင်မှာပေါ်လာတော့မယ် lucky ပပလေးကိုပြေးခိုးလာတာဗျာ ဒီကတော့ကျွန်တော် micro လေးပြန်လည်ပြီးတော့ပဲအလုံးလုံးလာပြီးတော့ပြောရမယ်ဒီအချိန်မှာကျွန်တော် mid lane domination တွေတော့အရင်တော့မမြင်တွေ့ရဘဲနဲ့ဒီပွဲမှာလုံးဝ side lane flanking တွေကိုပဲမြင်တွေ့နေရတယ် ဟုတ်တယ် side lane တော့အရန် flat နေကြတယ်နှစ်သိန်း35ကတော့ပေါ်လာနေပြီ mid lane မှာ domination ဘယ်သူကစပြီးလုံးလာလဲဟာဒီတော့ဖမ်းမိတဲ့ကြားမှာတော့ Hyuki တကောက်ဈေးရန်စပြီးတော့ကြားတယ်ဒီမှာတော့ tempo back line control တွေမှာဝင်လာဝင်မဲ့နောက်တော့ပြန်ပြေးနေပြီဆွဲတော့မကန်တာတဲ့ CK ပြန်ဝင်လာဝင်မဲ့မရတဲ့နေရာတွေမှာ Hyuki တကောက်ပြီးတကောက်10-7ကြာရှုံးနေရပြီ YG ပြေးတက်လာနေတယ်နောက်တော့ lucky ကြားမှာညံ့နေတယ်4 man down YG ထပ်ပြီးတော့ပိုင်ဆိုင်ခဲ့ပြီဗျာ Spare casting တကွက်ပြီးတကွက်ကိုတကယ်တော့တသက်ရပေးဝိုင်းနေပဲ Young Gladiators ဒီ game number 2ကိုပါ tempo တော့ဆက်လက်ပြီးတော့မြင့်ထားနိုင်သေးရဗျာ big game domination ကိုစတိုက်ဆိုသလိုမြင်တွေ့ရအောင်မယ် fast started objective ကိုတော့ကျွန်တော်လုံမျိုး10-7ရှိကိုပေးလိုက်ရရဆိုရင် second started objective ကိုတော့ YG ပြန်ပြီးတော့ယူထားသေးရဗျာ migration ဝင်ပြီး dance တဲ့နေတာတခုမှာတော့10-7နဲ့ mid objective ကိုတော့ chain တွေပေါက်ကို defend ရမှာဖြစ်မယ်ဗျာ ဟုတ်တယ်10-7 early intro 1 to 2 minutes ဆိုတဲ့ time တစ်ခုမှာ lucky Hyuki နှစ်ကောင်ရရှိပြီးတော့သူ့ရဲ့ portal share တွေများခဲ့ရဆိုတော့ညာလဲ5 minute time ရောက်လာတဲ့အချိန်မှာ YG နေနဲ့ upper hand ကိုရသွားပြီဗျာတာတွေလည်းသိမ့်ပိုက်ထားတယ် Hyuki မှာဆိုလို့ရှိရင်လဲ6ကောင်လောက်ထိပါအသာစီးရယူထားနေတာမျိုးတော့တွေ့နေရတဲ့အနေထား Noah Gap ဒီလဲ5 minute မှာ9000လောက်ထပ်ပြီးတော့ကွာနေရမျိုးတော့မြင်နေရပြီဗျာ ဒီက CN အရင်ကြောက်သွားတဲ့အနေအထားပေါ့နော် logo အနေအထားမှာနောက်ကနေပြီးတော့ chemical spray နဲ့အဆက်မပြတ်ပေးမဲ့ damage တွေကိုပေးမဲ့ damage အောက်ပေါ်မပါလာဘူးဗျအဲ့ဒီအချိန်မှာ battery ကိုထပ်ပြီးတော့စိုင်လိုက်တာ YG တို့ကတော်တော်လေးအဆင်ပြေသွားတယ်ဆိုတော့ migration လမ်းပြီးတော့ထောက်ထားတဲ့အနေအထားတစ်ခုဗျ10-7ဒါ early လိုမျိုး aggressive ဆန်တဲ့ပုံစံမျိုးကိုမတွေ့တော့ဘဲနဲ့ဒီအချိန်မှာသူတို့ရဲ့ farming ဘိုင်းနဲ့ objective ဘိုင်းတွေကိုပြန်ပြီးတော့ focus မလားဆိုတော့ကြည့်ရမယ် portal corner လေးနဲ့တော့ပြန်ပြီး lucky ကိုဖမ်းဖို့ကြိုးစားတာတော်တော်ညာလေးကို share တို့ပြန်ပြီးတော့ပေးထားသေးတယ် YG မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ violence set တွေ auto slash တွေပြန်ပြီးတော့ပဲ blanking တွေလုပ်လို့ရအနေထားတစ်ခုမှာတော့ blink ဂျာမလို့ကြတာ flanking ပြန်လုံးပြလိုက်ရင်တော့3ယောက်လုံးတန်းကိုသိဆုံးသွားခဲ့ရတာဗျာ that migration that hand make the crowd တကယ်လို့ကျွန်တော် hand 3 man ပြန်ပြီးတော့ပဲ dash လိုက်တဲ့အနေအထားတစ်ခုမှာတော့10-7အတွက်တော့တော်လေးကိုတော့ဂျိမ်းရိုင်ဝါခဲ့ပြီဗျဒီကဒါအပြင်မှာ make an objective ကိုပါ first objective ကိုထပ်ပြီးတော့ပေးလိုက်ရသည် YG လင်းလင်းမြန်လေးပဲ slash ပြန်ရိုက်ထားသေးတဲ့ CK နောက်ကတော့အသေးအံပြန်ပြေးနေရတယ် first round နဲ့3တိုင်လုံး6မိနစ်မှာဆုံးရှုံးလိုက်တဲ့10-7သူတို့ရဲ့ blazer ကိုတိစောက်ဖို့တော့ခက်ခဲလာနေပြီ YG ဘက်မှာဆိုလို့ရှိရင်လည်း hand ရဲ့ violent တွေကတစ်ဖက်က10-7အတွက်တော့အိမ်မက်ဆိုးတွေတော့ဖြစ်နေခဲ့ပြီဗျာ 10-7အနေနဲ့လုံးပါနေလို့ကျွန်တော်ပြောရမယ်ဗျတက်တာတဲ့ objective မထိုင်ခင်မှာထပ်ပြီးတော့ပဲကျွန်တော် top side မှာ second tower အထိကိုပါထပ်ပြီးတော့ပေးလိုက်ရတယ်အဲ့တော့သူတို့ map control ကိုဘယ်လိုမျိုးပြန်လဲပြီးတော့ရှာမလဲပေါ့နော်အကဲ blink and position ကိုရှာတွင်းမှာလည်းဖြစ်တော့မယ်ကျွန်တော်နေတာတကော saber 4ပြန်လဲပြီးတော့ပဲ fall back ထားသေးဗျာ ဟုတ်တယ်အဓိကတော့ hand ရဲ့ flanking လည်းကောင်းနေသလိုရှင်ရဲ့ကျွန်တော် slash ကိုလည်းသွားမိထားလို့တော့မရဘူး605ဆိုတဲ့ KD သူပါဝင်ပတ်သက်ထားတာ17ကောင်လောက်ထိရှိနေရမျိုးတော့မြင်ရလိမ့်မယ်ရှင်ရဲ့လက်ထဲကနေပြီးတော့ 10-7 ပြေးထွက်ဖို့အတွက်ကသူတို့ရဲ့ strategy ကိုပြန်တိစောက်မှတော့ရမယ်အဓိကတော့ CK တွေတန်းပေါက်တွေသူတို့အနေနဲ့ macro play ဆိုင်ကြမှာ base တွေပြန်ပေါ်ထားပေးမှပဲ lucky ရဲ့လောက်ကိုကျွန်တော်တို့မြင်ရမှာဗျာ โอ้ပြောရစတဲ့ဘောတော့ခဏထပ်ပြီးတော့ပဲတန်ပေါ backup တက်ပြီးတော့ကြောက်ထားပြီးတဲ့ဂျားထဲမှာ play နေတဲ့ကောင်းကောင်းရတောက်ကန်တော့ပဲဂျင်းတောက်ဆောက်တက်တဲ့ဂျားထဲမှာတော့တန်ပေါရေသုံးပြန်ပြီးတော့ပေးလိုက်ရပြီဗျာလန် play control တဲ့ဂျားထဲမှာတော့ stage တက်ပြီးတော့ပဲပေါက် damage တက်တူ Mika K တော့ CK ကိုပြန်လည်းပြီးရလိုက်တယ်ဆိုရင်ပဲ lucky shadow ခွေးဂျားထဲမှာ YG လုံးဝတော့မကြွားခဲ့ဘူးဗျာ lucky ရဲ့ဝင်လာတဲ့ position လေးသွားကောင်းတယ်ဆိုတော့ညာလဲ damage ရှောက်ဖို့ဘိုင်းဆိုင်မှာလောချက်တော့ရှိနေတယ်10-7သူတို့ better position မှန်ခဲ့ရဆိုတဲ့တောင်းမှပဲသူတို့စီမှာ damage မလုံလောက်ချင်းပြဿနာတွေကိုကြုံတွေ့နေရတဲ့အနေအထားတစ်ခုပြ straight ရဲ့404ဆိုတဲ့ KDA နဲ့ဖြစ်လာတဲ့ power spike ကို10-7ဘယ်လိုမျိုး short ချလာမှလဲတော်လေးတော့စိတ်ဝင်စားဖို့ကောင်းပါပြီ ဒါပေမဲ့ Maxman အနေထားတစ်ခုတယ်လာခဲ့တဲ့ဆိုရင်ပဲလို့ဒီအချိန်မှာတော့ position ဘိုင်းဆိုင်ရာဒီမှာအခက်အခဲသွားပြီးတော့ရှိနေတယ်အဲ့ဒါအပြင်ဟိုမှာထပ်ပြီးတော့ခက်ခဲနေတာ fan man ဘိုင်းဗျ OP အနေနဲ့အခုမှ Hunter Strike ထွက်10မိနစ်မှာ Hunter Strike စပြီးတော့ထွက်တယ်ဆိုတဲ့ data ကတော့တော်တော်လေးခက်ခဲနေတယ်လို့ပြောလို့ရတယ်ဗျ ဟုတ်တယ် OP ဒီချိန်မှာတစ်ခါလောက်ပဲမောက်နေသေးတဲ့အချက်တစ်ခုကြောင့်10-7 OP ရဲ့ position ကိုမြင့်ထားပေးဖို့တော့လိုမယ်ရှင်းမှာလေကျွန်တော် back line control ဝင်မလာနိုင်အောင် flanking တွေကို hand ထားဖို့တော့တန်းပေါက်သူစီမှာတာဝန်အပြည့်တော့ရှိနေတယ်
stage က damage ရှောက်ဖို့တွေခံစားဖို့လည်းရေကိုလည်းမတမ်းပေါက်ထထောက်ကြောင့် play စားပြီးတော့ကြာ CK ဝင်လာဖို့ကောင်းတယ် lucky ကောင်းလာတာပြန်ပေးထားတယ်မထူမတ်တောင်းတို့မတော် YG ပြေးတက်လာဖို့ကြိုးတောင်းရမယ်နောက်မှတော့ဈေးရပြန်ချုပ်ထားပြီးတယ်ဗျာ Final slash migration violent dance ဆိုရင် Spackers လေးတကယ်ကိုတက်ရက်လက်ပါနေရတဲ့အတူပဲဒီလိုမျိုး zone တွေဒီလို control zone တွေကနေပြီးတော့တင်7ဒီအချိန်မှာရှုံးဒီလိုမျိုးရှောင်ထွက်ရမှာတော်တော်လေးကိုခက်ခဲနေတဲ့ပုံစံမျိုးပါ YG အနေနဲ့နောက်ထပ် Aina Tower ပါပိုင်ဆိုင်လိုက်ရပြီဆိုတော့တကယ်ကိုကျွန်တော်ဒီအချိန်မှာ snowball တိုက်လေးနေပဲတင်7ကို pressure ပေးလို့ရနေပြီ YG 10 minutes ဆိုတဲ့ time 9 minutes ဆိုတဲ့ time တစ်ခုမှတင် Aina Tower အကုန်ဖြတ်ရှင်းထားတယ်ကျွန်တော် Megatara နေမှာလည်း pass တွေမရှိတော့ Holy Shield မရှိတော့အချိန်တစ်ခုမှတော့တင်7သူတို့ရဲ့ defense ကတဖြည်းဖြည်းချင်းတော့ခက်ခဲလို့လာနေပြီသူတို့ကိုယ်တိုင် snowball type ထဲမှာဝင်ရောက်ဆော့ကစားနေရနေတာတော့ဖြစ်နေတယ်ဗျာတစ်ဖက်က YG ရဲ့ play sign တွေကနေသူတို့ဘယ်လိုမျိုးရှုံးထွက်ပြီးဆော့ကစားမှာလဲသူတို့ဒီမှာ OP ရဲ့ damage တွေရှိတယ်ဈေးရန် damage တွေရှိတယ် lucky ရဲ့ damage တွေရှိရဆိုရင်တော့မှပဲဟန်ရဲ့ back line ကိုထိုးနေ flanking နေတာသူတို့စီကိုအမြဲတမ်းဝေလာနေတဲ့အချက်တွေကြားမှာတော့တင်7ဒီပွဲကိုတော့နှိမ်ဖားနေခဲ့ပြီဗျာ back position ကလည်းအရင်သွားဦးလို့တော့မရဘူးဒီအချိန်မှာတော့တက်လာတဲ့ crew wave တွေကိုပဲသူတို့အနေနဲ့ fan ပြီးတော့ item man ဆိုင်ရာတွေကိုလိုက်ပြီးတော့ဖြည့်ရမှာဗျ CN အနေနဲ့ကတော့ blood win တွေပါပြီးတော့ပြီးသွားခဲ့ပြီနောက်ပိုင်း CN နဲ့ OP ကနေပြီးတော့ damage output တွေထွက်လာခဲ့မယ်ဆိုရင်တော့ YG ရဲ့ backline တွေထိပါဒီ damage output ရောက်နိုင်မယ်ဆိုရင်တော့မဆိုးဘူးဗျဒါပေမဲ့ဒီအချိန်မှာ first law objective holy shield သာရှိနေမယ်ဆိုရင်တော့ဒီ first law objective ကိုတော့ T7 အနေနဲ့အကောင်းဆုံးတော့ပြန်ပြီး defend နိုင်လိမ့်မယ်လို့ထင်တယ် Porta Connect ဟိုးဟမ်ကျွန်တော်ဒါထပ်ပြီးတော့ပဲလို့ရရှိခဲ့အနေထားတစ်ခုမှာ high ground ဘယ်လိုမျိုးတက်လာမလဲ position တွေရတော့ YG Megan တို့ရဲ့ 80% လောက်ကိုယူဖို့တော့ကြိုးစားနေတာဗျာတင်7အနေနဲ့အဲ့ဒါအရာတွေကိုတော့သူတို့လက်ခံပေးလို့မရတဲ့အနေထားတစ်ခုမှတော့ရှိတယ်ဆမ်ပေါက်ထပ်ပြီးထောက်ပေးဖို့ကြိုးစားရမယ်လေ damage shot ကိုကွာချားနေတယ် durability တွေကွာချားနေတဲ့အချိန်တစ်ခုမှာတော့တင်7 man လေးကိုပြန် short ရင်းနဲ့ပဲသူတို့ရဲ့ base ကနေ defend position တည်ပါပြီ ဒါပေမဲ့ဗဒဲဆိုင်မိုးတော့တော်တော်လေးကိုတော့ view side ရတဲ့အခြေအနေဗျတစ်ဖက်ကနေပြီးတော့ spec က win threat တွေရတော့ blink spell တွေပါတယ်ဆိုရင်မဲ့အဲ့လိုမျိုး hand နဲ့ရင်ရှည်ရနေပြီးတော့ spec နှစ်ခုလုံးကိုမိသွားမယ်ဆိုရင် instant ပြတ်ဖို့အခြေအနေက90%လုံးကျင်းတည်နေရ ဟုတ်တယ်ဟန်ရဲ့ရှင်သူတို့နှစ်ယောက်ရဲ့ flanking နေရာအများကြီးအပြင်းတော့ကျွန်တော်တင်7တော်တော်လေးကိုအနေကြားတွေကိုကြောက်သွားသေးတယ်လို့ပြောရမယ်ကျွန်ပွင့်လင်းပြောရလို့ရှင် OP ရဲ့ပြည့်ခွင့်တစ်ခုတော့တင်7မျောလင်းလို့ရောက်ရယ်ဆိုပေမဲ့လည်း item နှစ်ခွက်ထဲနဲ့ဒီလို့ defend ဖို့လုံလောက်ပါမလားဆိုတဲ့မေးခွန်းဒီချိန်မှာတော့စဖြေရတော့မယ်ဗျာ first law objective ကိုတော့စတင်ပြီးတော့ defend မှာတော့တင်7ဗျ double cap tank goalie နဲ့ YG ဒီချိန်မှာတော့တင်7ကိုတော့ pressure တွေအများကြီးပေးဖို့တော့စ조사နေပြီဒါပေမဲ့ race ကိုတော့အရင်တော့မယူသေးဘူးချင်းလေးတစ်ခုတော့ကြည့်နေသေးတယ်တပ်ပေါင်း Sandstone တော့ဒီတိုင်းပဲပေးလိုက်ရပြီဒါပေမဲ့ဒီချိန်မှာတော့ YG အတော်မတက်ချင်တော့ Porta Connect ပြန်ထောက်ထားတဲ့ချိန်မှာတင်7ဒီ law objective ကိုတော့ရှင်းဖို့အတွက်သူတို့မှာ mission တွေရှိနေသေးတယ်ဗျ ကတလိန်စာပြီးတော့ပေးထားတယ်မေလေးရဲ့ mega ကိုလည်း position ဆက်တဲ့အထိကြလေးနဲ့မစားဘူးကြိုးစားနေဟိုတော့ပြန်ပြီးခဲထားတယ်ဘောလက်တန်ပြန်ပေးကျွန်မ OP damage ကမတုံးဖြစ်နေလီနာဆွဲမနေကျွန်မတန်းပေါ့အသေးသားတော့ပြန်ပြင်းနေရတယ်ပဲ UK နှစ်ကောင်3ကောင်အထိပါအောင်တင်7ကြာရှုံးနေရတယ်ပဲ YG format ဆမ်းမကြံနေသေးတယ် Porta timing နေကြမှာတော့နောက်တစ်ကောင် format ဆိုတဲ့ပုံစံမျိုးနဲ့တင်7တော်လေးကိုစားခက်ခဲနေခဲ့ပြီ YG ဒီချိန်မှာလည်း Prince တို့ရက်ခွဲလာရင်းနဲ့ပဲနောက်တဲ့နိုင်ပွဲတစ်ခုတော့ရရှိသွားခဲ့ပြီဖြစ်ပါလေ ဒီချိန်မှာတော့ရောင်ဂလာဒီကိုသူတို့တွေဒီ grand final မှာတကယ်တော့အမောင်းကို short တင်းပြီးတော့ပဲသူတို့ရဲ့ combination တွေ team chemistry တွေတော့ပုံပေါ်ပြနိုင်တယ်တော့ကျွန်တော်တွေ့ရတယ်ဗျ။ Team 7အနေနဲ့တော့သူတို့ရဲ့ M series ဆိုတဲ့အနေအထားတစ်ခုတော့တက်လန်းမှုအတွက်ကတော့နောက်ထပ် game number 3ကျန်ရှိနေတဲ့ game number 4တွေမှာတော့ပြန်လည်ပြီးတော့ bounce back လာနိုင်မှာတော့ဖြစ်မယ်ဗျာ။ ဟုတ်ပါတယ်ကျွန်တော်ပွင့်လင်းပြောလို့ကျွန်တော် YG သူတို့ရဲ့ flanking နေရာတစ်ဖက်ကအသင်းတွေကိုတော့ကျွန်တော်မနေ့တော့လည်းတော်တော်လေးကို pressure ပေးနိုင်ခဲ့တယ်ဒီအချိန်မှာလည်းအလုံးဖြစ်နေတဲ့အနေအထားတခုမှတော့ရှိတယ်ကျွန်တော်ဒါ Battle 7 series ရဲ့ K1 K2 နှစ်မှတ်တာကိုတော့ YG တကယ်ကြီးကိုရှာယူပေးထားတာဗျာ ဒါပေမဲ့ Battle 7 series ပါနောက်ထပ် game တွေကအများကြီးချန်နေသေးရဆိုတော့ Team 7အနေနဲ့ဘာတွေများကျွန်တော်တို့လုပ်ပြမလဲဆိုတော့ကြည့်ရမယ်နော် ပြောရင်းဆိုနေပဲရန်ကုန် Galacticos နဲ့ Team 7တို့ရဲ့ game number 3 စတင်နေပါပြီ Okay benefits ကတော့ရန်ကုန် Galacticos မပြောင်းမလဲပဲGrok နဲ့တူပဲ Essential နဲ့ Uranus တော့ ban လာပါတယ် Okay တစ်ဖက်က Team 7အရန်အောင်မှာအားကောင်းလာပါတယ်ဆိုတော့ Guinevere တွေ Hacker တွေတော့ဒီတစ်ခေါက်မှာတော့လုံးဝဘန်ထားလိုက်ပြီအဲ့ပြင်မှာလည်း meta ထဲမှာတော်တော်လေးဥမာမာပါတယ်ဆိုတော့ဘာရှာဘာထပ်ပြီးဘန်ထားလိုက်တယ်ဆိုတော့ YG first play မှာတော့ CC လေးကိုတော့စပြီးရွေးချယ်လိုက်ပြီ CC အနေနဲ့ကတော့ flash play ဖြစ်နေတာဖြစ်တဲ့တော့ ESP လည်းသွားလို့ရမယ် goal line လည်းသွားလို့ရမယ်နည်းနည်းလေးတော့တစ်ဖက်ကစဉ်းစားရတော့ချက်မယ်ပေါ့နော် Okay ဆိုတော့ Team 7မြန်ဆန်ဆန်မဲ့ကြောက်ကချာနဲ့ join ကိုရွေးချယ်လိုက်ဒီကြောက်ကချာကတစ်ဖက်ကရန်ကုန် Galacticos ကိုပေးလို့မရလဲပါသလိုမျိုးသူတို့အနေနဲ့ဆိုလို့ရှိရင်လည်း if တွေပါပြန်ထုတ်ပြီးတော့เนาะ combo တွေပါပြန်ပြီးတော့တွဲလို့ရတဲ့ပုံစံမျိုးဆိုတော့ Team 7ဘက်ကလက်ဦးမှုတော့အရယူထားတယ်အဲ့တော့ Lucky ရဲ့အကောင်းဆုံး hero တစ်ကောင်ဖြစ်တဲ့ Joy ကိုကျွန်တော်တို့ဒီ game 3မှာမြင်တွေ့ရမယ် Team 7တက်တော့လည်းအရေးကြီးနေတဲ့ပွဲစဉ်တစ်ခုကလည်းဖြစ်နေသေးတာအဲ့တော့ရန်ကုန် Galacticos ကတော့သူတို့ရဲ့เนาะ comfort draft တစ်ခုဖြစ်တဲ့ Federing Okay
လက်ရှိမှာတော့ utility jungler versus assassin matchup တွေကိုစပြီးတော့တွေ့ရမယ် lucky ကတော့သူ့ရဲ့တကယ်မှကောင်းပါတယ်ဆိုတော့ join ကိုယူဆောင်ထားပြီးတော့ပဲဒီ grand final ကိုဒီ join နဲ့ပဲတက်ရောက်လာခဲ့တယ်လို့ပြောလို့ရတယ်ဗျတစ်ဖက်ကလည်းgoal line ဘိုင်းမှာတော့ Harry ကိုတော့စောစီးချပြလိုက်ပြီဆိုတော့ကျွန်တော်တို့เนาะ CC အနေနဲ့ကတော့ ESP လေးကိုတော့ confirm လုပ်သွားပြီ Okay ဆိုတော့တစ်ဖက်က team 7ကလည်းမြင်မြန်ဆက်ဆက်မယ် Granger ဒီ first 3 bit မှာအခု team 7 YG နဲ့ဆိုတဲ့အခါမျိုးမှာ Jungle ရော goal line ရောသူတို့ priority ထားလာတယ်မလိန်နေပါအရင်တော့ဆိုလို့ရှိရင် team 7အနေနဲ့ဒီ first 3 bit မှာအမြဲတမ်းမလိန်ထဲလေးရှိရဒါပေမဲ့အခုဒီ YG နဲ့ပွဲစဉ်မှာသူတို့အနေနဲ့မလိန်ကိုအရင်ဦးစားမပေးတော့ဘဲနဲ့ဒီ Jungle နဲ့ goal line ကိုပို့ပြီးတော့ဦးစားပေးရွေးချယ်လာတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အဲ့တော့ benefits ကတော့ပြန်လည်ပြီးတော့ရောက်ရှိသွားပြီအခုလက်ရှိ first rebate အရမှာတော့ YG ရောတင်7သူတို့လိုချင်တဲ့ hero တွေအကုန်လုံးရရှိတာဗျ YG ကလည်းဒီလက်ရှိထုတ်တာ hero 3 ကောင်ဒီသူတို့ regular season မှာတကယ်အားကောင်းပါတယ်ဆိုတော့ hero 3 ကောင်လုံးရရှိတာပြီးတော့ Tank 7သူတို့ဒီလည်းပဲထုံးလေးလက်ကောင်းပဲဗျလက်ရှိမှာတော့ second benefit Tank 7 ban လိုက်တာလေးတော့ Badan ဒါပြန်ပြီးတော့ပဲ ban ထားလိုက်ပါပြီ Okay ဆိုတော့เนาะဒါအကယ်၍ဗဒန်းပေးလိုက်မယ်ဆိုလို့ရှိရင် objective battle တွေမှာ joy လုံးဝတိုးလို့မလွယ်တော့ဘူးဆိုတော့တစ်ဖက်ကရန်ကုန် Gladiators ကလည်းရှင်းတယ်เนาะကျူရှင်တန်းပြီးတော့ဘန်းလိုက်တယ်အဲ့တော့နောက်ဆုံးတော့ last ban လေးကို team 7အနေနဲ့ရွေးချယ်မယ်တစ်ဖက်မှာထွက်မလာသေးတာမလိန်လီနာရဲ့ hero ဘူးတစ်ခုကိုပိတ်ဖို့ဆိုတာအရင်တော့မလွယ်ဘူးဒါပေမဲ့လည်းသူတို့အနေနဲ့မလဲကိုအရင်တော့ကောင်းတယ်မထည့်ဘဲနဲ့ pick off Kalia ကိုပဲဘန်လိုက်အဓိက blink ကိုပို့ပြီးတော့เนาะဒါစိုးရိမ်တဲ့ပုံပဲ blink hero တွေတော်တော်များများကိုဘန်ထားတာကိုမြင်တွေ့ရတယ်ဒီပွဲလေးမှာတော့ဒါလီနာအတွက် hero မှာတော့ကြည့်ရမယ်ဆိုရင်တော့ဒီ Fasa တို့ဘောတော့ကြံနေဦးမယ်လောလောဆယ်မှာလည်းကျွန်တော်တို့ YG နောက်ဆုံး last ban လေးမှာတော့လပို့ပါဘန်လိုက်ပြီဆိုတော့ okay လက်ရှိလွတ်သွားတဲ့ hero တွေရမှာတော့ ESP မှာဆိုအားလုံးတို့ယူဆောင်တို့ကြံအောင်မယ်ဗျESP lane ကတော့အများကြီးလွတ်တယ် Messi နေနဲ့လည်းကိုင်းစင်တော့ Ellis တွေပါထုတ်ချင်လဲထုတ်လာတော့ရတယ်လောလောဆယ်တော့သူတို့ခုနကတော့เนาะဒါကြပြီးတော့ comment ထားတဲ့ draft time မှာ Eve Gadogacha ဒီလိုမျိုး combo တွဲလုံးလေးပဲထွက်လာခဲ့အဲ့တော့ရန်ကုန် Gladiators ဒီချိန်မှာမလိန်ဒီ matter တွေကဆို Fasa ရှိမယ်နောက်ပြီး Kimmy ရှိမယ်ဒီနှစ်ကောင်တော့ရှိနေအောင်မယ်လက်ရှိမှာတော့ Team 7နေရတော့ကျွန်တော်ခုနက predict လုပ်ထားတဲ့အတိုင်းပဲပေါ့နော် Gadogacha နဲ့ဒီ if နဲ့တွဲလုံးလေးတော့ပြန်ပြီးတော့ဆော့ထားတယ် objective ဘိုင်းမှာလည်းတော်တော်လေးကမှကောင်းမို့သူတို့ join နဲ့လည်းတွဲလို့ကောင်းတယ်လောလောဆယ်မှာတော့ YG ကာဂျာအိုတဲ့တွဲလုံး oh my god လက်ရှိမှာတော့မရရတာ pick up ဆော့တာအဲ့တော့ဘလင်းကတော်တော်ဆိုးတာပဲမရရတဲ့ pick up ကိုရအောင်ဆော့တော့ခါကြနဲ့တူပဲလီနာနေနဲ့တော့ကျွန်တော်တို့မထင်မှတ်ထားတယ်เนาะဒါ draft တစ်ခုထွက်လာခဲ့အဲ့တော့ဒီအိုဒါရဲ့စွမ်းဆောင်ကိုတားဖို့ကကြောက်ကချိုင် AOG တခုပဲရှိတာဟုတ်တယ်အဲ့တခုပဲရှိတာဖြစ်တော့လက်ရှိမှာတော့သူ့ရဲ့စွမ်းဆောင်ကတော့တော်တော်လေးဥမာအသုံးပြုလို့ကောင်းတဲ့spare အကြီးအနေနဲ့တော့ရှိနေမယ်အဲ့တော့မှလည်းကာဂျာနဲ့ပြန်ပြီးတွဲတာဖြစ်တော့အာလီပိုင်းနေနည်းနည်းလေးတော့သတိထားရမယ်ဗျာဆိုတော့ take 7နောက်ဆုံးကြံရှိနေတဲ့ ESP lane လေးကိုတော့ aspirator လေးပဲပြန်ပြီးရွေးချယ်ထားတယ်ဒါကလည်းတစ်ဖက်မှာ heritage လည်းပါသလို Odak ရဲ့ Elimate ကလည်းဒါ ရှိနေပါပြန်ပြီးတော့ generate လုပ်ပေးတာဖြစ်တော့ဒီ she absorb တွေကိုအကောင်းဆုံးအသုံးပြုပြီးတော့ live fight လုပ်ရမယ် aspirator ကိုရွေးချယ်လာခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့เนาะဒါ asma နေနဲ့ကလည်းဒီပွဲမှာမာနိုင်တလောက်တော်တော်လေးတိုးပြီးလို့ရမှာမျိုးဆိုတော့ team 7ဒီတစ်ခါ drop ကလည်းတော်တော်လေးမိုက်တယ်ဒါပေမဲ့ရန်ကုန် Gladiators ကတော့ဒါတို့မမျော်လင့်ထားတဲ့ drop တွေပဲတောက်လျှောက်ထုတ်နေရဆိုတော့ဒီ game နံပါတ်3မှာရောဆက်ပြီးတော့ဥဆောင်အောင်ပါလားဒါမှမဟုတ် team 7အရေးကြီးတဲ့ပွဲစဉ်တစ်ခုကိုပြန်လည်ပြီးတော့အနိုင်ရရှိမှာလားဆိုတော့ game 3လေးကို in game ထဲမှာပဲ cast time နဲ့သွားပြီးတော့ကြည့်ရအောင်ရှင်ကဲကျွန်တော်တို့ Grand Final Best of 7 Series ရဲ့ Game Number 3 ထိတော့ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်ကိုယ်နည်းနည်း tournament ဖြစ်နေတဲ့အချိန်မှာဒီ Game 3 Draft Index ကိုဘယ်သိကိုသဘောကျမလဲသူ့ကိုမိမရမယ်ဟုတ်တယ်သူကဂျားရရနော်ဂျားရရသူဖြစ်နေကဲတကယ်ကိုရေးကြီးတဲ့ပွဲစဉ်တစ်ပွဲကတော့ပြန်လည်ပြီးတော့စတင်လာခဲ့ပြီပေါ့ဗျာเนาะကျွန်တော်တို့ဒီပွဲမှာ Asma လည်းတွေ့ရတယ်ဗျာအများကြီးပဲကာဂျာလည်းပါတယ်အဲ့တော့ပုံမှန်အပြင်ပလစ်ပတာမရှိတဲ့ order ကိုတော့တကယ်သဘောကျအဓိကကျွန်တော်တို့ရဲ့ Samsung ကားရဲ့ area control ဘိုင်းဟာအများကြီးလုံးဖြစ်တယ်လို့ပြောရမယ် pick off လည်းပါတယ် engine reaction နဲ့ down နဲ့ဆွဲခေါ်လို့လည်းရတယ်ကျွန်တော်ဒီအရာကြီးလည်းပါတယ်ဆိုတော့ YG ဘက်က initiating နဲ့ကျွန်တော်ဒီ objective fight တွေကြလို့ရှိရင်တို့ရဲ့ damage ပေးရတဲ့ဘိုင်းတွေကပို့ပြီးအဆင်ပြေလိမ့်မလားလို့ဒါပေမဲ့ခုစဉ်းစားမှာ lucky ရဲ့ join ဗျာ level 5 dance တွေကတကယ်အဲ့ဒါလုံးပြစ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်လည်း first leg ကိုတော့ကျွန်တော်ဖက်မှာရရှိလို့သွားခဲ့ပြီဗျာ Ashley နဲ့ matchup early game မှာ first blood ပေးရတယ်ဆိုတဲ့အချက်တစ်ခုကနည်းနည်းတော့ကျွန်တော်တို့စဉ်းစားမှပိုင်းလို့ရှိလာတယ်ဗျာ
ပြောရရင်ကျွန်တော်တို့ Grand Final Best of 7 Series မှာ Game 1 Game 2နှစ်ပွဲပြီးသွားပြီ။ရင်နေနဲ့အတော်လေးတည်တတ်တဲ့သူ့ရဲ့ဒီ Battle Impact တွေကိုကျွန်တော်တို့အများကြီးပြသနေခဲ့တယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ရှိတယ်။နောက်မှလည်း Boy Blast လေးပြန်ပေးခဲ့တယ်။တစ်ဖက်မှာလည်း Sample American ပဲပြန်တွဲထားရဆိုပေမဲ့ Early Game Skirmish ပိုင်းဒီမှာ YG ကထုံးစံတိုင်းဆက်ပြီးတော့ဥဆောင်ထားစစ်ပါပဲ။ ဟုတ်တယ်နော်ကျွန်တော် YG ကတော့အဲ့လိုမျိုးဒီ3 game လုံးမှာ early game ကိုတော်တော်လေးအားသာတယ်လို့ပြောလို့ရတယ်ဗျာအမှန်မကန်ဘူး micro movement တွေကစတော်လေးသတိထားတယ်ဒါရင်ဆိုလို့ရှိရင်လည်းဒီနေ့ပွဲစဉ်မှာတော်လေးသိတာတယ်ဒါဘိုင်ဝဲအနေထားမှာ CK ကိုလည်းသူတစ်ခါလောက်တော့ပြန်ပြီးတော့ယူလာနိုင်ဆိုတဲ့အချက်ကတော်လေးတော့ကောင်းတယ်ဗျာတော်တယ်ပေါ်ဖို့အတွက်စက္ကန့်30လောက်ပဲလိုတော့တဲ့အချိန်တစ်ခုမှာရိုမာရီလည်းဖိုးယူတဲ့ပိုင်းခြားတွေနဲ့ EHP ရဲ့သွေးလျှော့တဲ့ကဏ္ဍတွေကတော့စပြီးတော့လာပြီဗျာ ဒီကကျွန်တော်ဒီ Blink ရဲ့ Random Order ပိုင်းနေပေါ့ဗျာ Beast တက်နေ Flick ကပြန်ရှောင်း right time လေးပဲ YG ဘက်ကတော့ကျွန်တော်ဟိုဘယ်လိုလဲတီတီငင်ငယ်လေးပဲပြန်သွားထားတဲ့အခြေအနေတရက်လို့ပြောရမယ်ဘင်းမှာလာကန်တယ် HP ကတော့ပြန်ချသွားပြီးတော့သူတို့အနေနဲ့ recall ပြန်ချောင်းအောင်မယ်အခြေအနေတရက်လို့ပြောရမယ်ဗျာဒါပေမဲ့အောက်မှာတော့ကျွန်တော် CK laning phase မှာရင်းတာရရှိထားတဲ့ပေါ်မူ TV laning phase control ရ level ပိုင်းဆိုင်ရာမှာရင်းဒီ level 4တော့စတင်ပြီးတော့ရရှိလို့သွားခဲ့ပြီဗျာ စွမ်းဆောင်မရတဲ့တိုင်းမှာ melee matchup ပြနည်းနည်းလေးတော့ကျွန်တော်တို့အရင်သွားလို့မရဘူးဒါပေမဲ့ SP lane matchup ပိုင်းမှာရင်နေနဲ့စပြီးတော့ဥဆောင်ထားတယ်ဆိုတဲ့ chat တစ်ခုကြောင့်တော့ Team 7 ကလည်း Aspirator ရဲ့ time လေးကိုနည်းနည်းလေးကျွန်တော်တို့ first 5မှာတော့ပြန်ပြီးတော့စောင့်အောင်မယ်ဗျာတစ်ဖက်မှာလည်း lucky dashboard တော့ကျူးစားနေကြတဲ့ character တစ်ခုမှာတော့ hand နေကတော့ energy rush ကန်လာခဲ့တဲ့အနေထားမှာတော့အရင်တိုးလို့တော့မရသေးပြန်ဘူး အဓိက dash လေးလွဲသွားလဲပါတယ်သူခဏလေးတော့ပြန်ဆောင်မတော့ရမယ်တတရားပြီးတော့မှချိန်ဒီကမှာ CK Fallister မို့ APL real world manipulation တွေကြားထဲမှာ lucky ဒီတစ်ခေါက်တက်တွေကိုရောက်တော့ယူသွားနိုင်ခဲ့တယ်ဗျာ manipulation တစ်ပေါက်ကကျွန်တော်ဘက်မှာ hand အနေနဲ့နည်းနည်းလေး pressure ပြန်သွားတယ်လို့ပြောရမယ်သူရဲ့တစ်ခွက် change ကြားရရတယ် slow နဲ့သွားပြီးတော့ပါနေသေးတယ် lucky ဝင်လာဖို့ကြိုးလိုက် dash after dash ကူမှာ Lina စပေးလိုက်ရမယ် let the fire be dance in there too now AOG combo တကွာမှာတော့ကျွန်တော် hand upright လောက်ဝဲ ပြန်ရိုက်ခဲ့မယ်တပကေးတူမှာစီးရန်ထပ်ပြီးတော့သိမ့်ပိုက်ထားရတယ်ပဲနောက်မှလည်း Team 7 early game high tempo rotation ပိုင်းနေမှာတော့သူတို့ game 3မှာပြန်ပြီးတော့ဥဆောင်ခဲ့တဲ့ခြေနေမျိုးတော့ဖြစ်လာတယ်ဗျာ YG နေနဲ့ဒီရောက်ဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းအောင်မလဲ second and five မတိုင်ခင် movement လေးကျွန်တော်တို့ချက်ပြန်ပြီးတော့ကြည့်ရမယ်ဗျာ ဟုတ်တယ်เนาะကျွန်တော်ဒါကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီ lucky ရဲ့ dash လေးတွေကတော့နည်းလေးစပြီးတော့လွတ်ဖြစ်လာပြီဗျာ lucky ကသွားလို့ကကျင်နဲ့ခုံကျင်နဲ့ဆိုတော့အထုံလေးရှိတဲ့ခါကျတော့ electrify ပြီးနင်းချက်တွေကတော်လေးတော့ကောင်းတယ်ခုလည်းတောက်လျှောက်ပဲ blue bug ကိုပါကြော်နေနေပဲ lucky ဒီပွဲကတော့ lucky ရဲ့ပွဲတော့ဖြစ်လာပြီဗျာ lucky เนาะကျွန်တော်ကန်ကောင်းလေးတွေအရာလေးတွေများဆက်လက်ပြီးတော့ခေါ်ဆောင်လာမလားเนาะ 2-0 behind ဖြစ်နေတဲ့အချိန်တွေမှာ Team 7အနေနဲ့ဒီပွဲတွေကတကယ်ကိုနိုင်ရရှိဖို့အတွက်လိုအပ်နေတဲ့အခြေအနေတရက်လို့ပြောရမယ်ခုနကတော့ကျွန်တော် early game matchup တွေမှာအဆင်ပြေသွားတယ် lucky ရဲ့ dance တွေကျွန်တော် behind နဲ့ဒါပေမဲ့ YG ဘက်ကအခြေအနေတစ်ခုစောင့်အောင်မှာ Lina ရဲ့ ultimate ဗျာ Samsung ကားရဲ့ time တစ်ခုနဲ့ခါကြဆွဲခေါ်လာမယ် time တစ်ခုနဲ့ဗတဲ့ဆိုင်ရမယ့် time တစ်ခုတော့သူတို့ပြန်ဆောင်ရပါအောင်မယ် ဒါပေမဲ့စွမ်းဆောင်ရတဲ့နောက်ပိုင်းကျွန်တော်တို့ high CC ပေါ့နောက်ပိုင်းဒီ AOG ဘာညာပေးရပိုင်းလေးတွေမှာကိုရှိက mention လုပ်တယ်လို့ပဲပြန်ပြတ်သွားမယ့်အပိုင်းလေးဆိုတော့ဒီ AOG တစ်ခွက်ဒီ YG နဲ့ battlefield adjustment လုပ်ဖို့ကထင်တယ်လို့ကြီးအဆင်ပြေပါမလားပေါ့နော်ဒါလေးကလည်းကျွန်တော်တို့နောက်ပိုင်းဒီ spectrum trade ရမယ့်အပိုင်းလေးတွေလည်းပြန်ပြီးတော့ရှိလာဖို့တော့ရှိတယ်နောက်မှလည်းကာကြဒီ range အရာတော့အရန် whole patch တွေလို့ကျဲတဲ့အနေထားပြီးတော့မဟုတ်တော့ဆိုတော့ဒီနည်းနည်းလေးကျွန်တော်တို့ join ကိုပြန်ဖမ်းတဲ့အပိုင်းလေးတွေမှာပြဿနာလေးပါလေးရှိလာမလားပေါ့လေဒါလေးကလည်းစိတ်ဝင်စားစရာပဲ အဓိက winner crown ပဲသွားမှရမှာ winner crown ပြီးမှပဲ Lina ရဲ့ order ကပို့ပြီးတော့မှအလုံးလုံးရတာအဆင်ပြေလာမှာဗျာเนาะ AOG တွေဘာတွေကိုလည်းသူ့အနေနဲ့ရှောင်ရှားလို့ကြားသွားလိမ့်မယ်လက်ရှိချိန်မှာတော့အနေငယ်လေးတော့စပြီးတော့တာတယ်ဗျာ Team 7အနေနဲ့ပြန်ကြည့်မှဆိုရင်နောက် 1K 2K ဒီပါလောက်ပေါ့ဗျာပေါ်မှာလဲ OPNS တရဲ့ by 1နေထားတော့ရဲရင်တော့မထူးခြားသေးဘူးနောက်ပိုင်း minute တွေမှာတော့ကာဂျာရဲ့ divine adjustment နောက်မှာ stay ရဲ့ damage လိုက်လာမှာဆိုလို့ရှိရင်တော့တကောင်တော့ပြတ်နိုင်တယ်ဗျတစ်ဖက်မှာလည်းကျွန်တော် lucky အနေနဲ့ item တွေက genuine မှာပြီးသွားပြီ CN အနေနဲ့ကလည်းကျွန်တော် glowing one အိုးဆွဲခေါ်လာပြီ divine judgment tap ချက်ဖို့တော့ကြိုးလာပြီ lucky တန်းကြရဗျာဂျင်ကလာမရှိတော့ benefit တခုတော့ team 7ပြန်လဲရင်စားရတော့မယ်ကဲဒီဘက်ပါလာပြီ normal hand နဲ့ energy reaction လည်းပဲ CK first ရှိတယ်မှာ strong sound နဲ့ထပ်ပြီးတော့က every the wow ဒီမှာ retreat ဖက်လည်း Rio manipulation လေးစီးရန်ပြန်ပေးထားကြမှာ retribution နဲ့ဟန်ထက်ရခဲ့တဲ့ခါတမှာ outbreak ပဲ CK ပြန်ချခဲ့ damage တော့မှာ 3v1 ပြန်ထိခဲ့မယ်တာဘောတကောင်မှာ double kill ရင်းတက်ပြီးတော့သိမ့်ပိတ်ထားလိုက်ပါပြီ Hero King တကောင်လည်းတူရဲ့တက်တယ် over တခါလဲ 1G ရယူသွားခဲ့တဲ့ချိန်တွေလို့ပဲပြောမယ်ဗျာ stay combination ကိုမလာခဲ့ဘူးဆိုရင်လည်းဗတဲ့ဆိုင်ရတာတကယ်ကိုစင်ပြေသွားတယ် lucky လုံးဝအမားလို့တော့မရောက်ဗျာကာဂျာရဲ့ divine adjustment စင်ကတာက pick call တွေကသူ့ကိုကောင်းကြီးတော့ကလို့မရအောင်ဆွဲပြီးတော့ချုပ်ထားသေးတယ်ဗျာ objective မှာသူ့ကိုစောစောစီးမြင်သွားနေတဲ့ကိစ္စတခုကလည်းကျွန်တော် YG အတွက်ပိုကောင်းသွားတယ်လို့ပြောရမယ် blink ဆွဲခေါ်တဲ့အချိန်မှာတန်းပြတ်သွားတယ်ပေါ့နော်Team 7အနေနဲ့တော့ကျွန်တော်ဒီခုနကတော့လည်းသူတို့ကွန်ဘိုသွားတဲ့အပိုင်းတွေကပြန်ပြီးတော့စဉ်းစားရတော့မယ် Team 7ဒီတက်လန်းလာတဲ့လမ်းကြောင်းတွေဆိုလို့ရှိရင်လေအသင်းကြီးတွေနီးပါးကိုအကုန်လုံးနီးပါးဖြုတ်ပြီးတော့ Grand Final ထိရောက်ရှိလာတာ YG တဲ့ထုံနေ၎င်းမယ်လမ်းတော့ down နဲ့မြေတဲ့ကိုတော့ကျွန်တော်လက်ရှိချိန်တွေမှာတော့ပြန်လည်ပြီးတော့ဝင်လာခဲ့ပြီပေါ့ဗျာခုနကတော့ကျွန်တော်ကားလေးဆက်သွားမယ်လို့တီဝိုင်းရင်ငါတို့ဒီဘက်မှာငါတို့ကချားနဲ့ကျွန်တော်ဒီ Eve နဲ့သွားနေတဲ့တွဲလုံးတွေကပုံလင်းလင်းပြောရင်တခြားသော region တခြားသော A နဲ့စတဲ့တင်းတွေဆိုလို့ရှိရင်ကျန်းနေတယ်သိရမလား
ကဲဟုတ်တယ်နော်အော်ထာဂျီကိုလိုသင်းမျိုးတွေပေါ့လေဒါတော့ဒီမှာလဲကျွန်တော်တို့စပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့က OPR Grand ကြာနည်းနည်းလေး Grand Time ရောက်လာတဲ့ချိန်ကြမှာပဲ Team 7ဒီ bounce back battle တွေကျွန်တော်တို့အများကြီးပြလို့ရမှအနေထားပြန် Hannah Strap ပြီးသွားပြီ Scam ပြီးတဲ့ time လေးကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမယ်ဒါပေမဲ့လက်ရှိမှာလဲ Stitch Harriet တွေသူ Stallion Side တစ်ချောင်းတော့ဆက်ပြီးတော့ပြီးလာတယ်နောက်ပိုင်း Holy Christian တို့ Feather Heaven time တွေဆိုလို့ရှိရင်တော့ YG နေနဲ့ဒီ combination လာမဲ့အရာတွေလည်းအများကြီးမျှော်လင့်ထားလို့ရတယ်ပေါ့လေဒီချိန်မှာ Lucky ရဲ့ join ဘယ်လောက်ဒီ backline မှာကနိုင်တယ်လေဒါကတော့အရေးပါလာမှာဗျာဒါပေမဲ့ Divine Judgment ကိုလည်းကျွန်တော်တို့ကမေးထားလို့တော့မရဘူး အဓိကဒီ OP ရဲ့ golden line တစ်ခုသွားဖို့လိုအပ်နေတာဗျာ OP ကအဲ့လိုပြောမယ် Skype strategy စုဖို့အတွက် combination ပြန်ပြီးတော့လာနေတဲ့အခြေအနေတစ်ခုမှာနောက်က join ရဲ့ damage တွေနဲ့ follow up လုပ်ပြီးတော့ team fight တစ်ခုစိုင်နိုင်မှာမလားပေါ့ပြန်ကြည့်မယ်ဆိုလို့ရှိရင် YG မှာလည်းကျွန်တော်တို့ဒါ stay ရဲ့ average တွေပါရှိနေတဲ့အနေထားဒါပေမဲ့ pick up ပါလာခဲ့တဲ့ YG ရဲ့ drop ကိုတော့ team 7ကောင်းကောင်းကြီးတော့တတိထားရလိမ့်မယ်ဗျာ Right the what ထမ်းပြီးတော့ကျွန်တော်တန်းပေါက်တွေးတော်ကိုင်းတော့တယ်ဗျာဒီအနာနောက်ကနေထိုင်ပြီးတော့ poking damage ပေးနေရလဲပါတယ်။ဖွင့်လင်းပြောရင်ကျွန်တော်ဒီ Oden ရဲ့ level 2 cooldown second ဒီ early game minute တွေမှာတော့10 second လောက်ရှိလိမ့်မယ်။ဒီ timing လေးကိုပဲသူတို့အနေနဲ့ပြန်ဆောင်ပြီးတော့မယ်။ Consi flick on right time Samsung ကာတိုင်းနဲ့ပဲကျွန်တော် Zia တော့စပြီးတော့ဖြတ်သွားပြီဗျာ။ မလန်ရဲ့ Eve ထက်ချခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ CK တကောင်လည်းပဲ 4v1 energy rush နဲ့သွားပြီးတော့ထိနံပါတ်10ပေါင်းနဲ့ AOG ထပ်ပေးလိုက်ခဲ့တဲ့မှာ unbreakable နဲ့2 map ပြန်ထိန်းခဲ့မယ် rap တွေအောက်မှာတော့ခန့်တောက်လျှောက်ရိုက်ခွဲနေပြ Lina damage ကြောင့် CK ထက်ချတိုင်းနဲ့ပဲ Tarify ကိုပါ YG ထပ်ပြီးတော့သိမ့်ပိတ်ထားလိုက်ပါပြီ CK Zishan 2ယောက်လောက်ထိကိုပြန်ပြီးတော့ကြားရတဲ့ချိန်တွေလို့တော့ပြောရလိမ့်မယ်ဗျာ Tarify ကတော့ဘယ်လိုမှတိုးလို့မရဘူးတော့ဖြစ်နေရယ်ဆိုတော့ဒီပွဲအတီလဲ YG တွက်ကတော့တကယ်ကိုအားလေးဂိမ်းမှာတော့လွှမ်းမိုးထားခဲ့ကြဒီຢာတွေကိုဘယ်လိုမျိုးကြော်ဖြတ်မလဲ SC14 လောက်ပါအောင် Team 7ကပုံမှန်လင်းပြောရရင်ဒီ draft ဒီအနေထားတစ်ခုမှာဒါသူတို့ရဲ့တော်တော် strong တဲ့ draft တစ်ခုလို့တော့ကျွန်တော်မြင်တယ်ဒါပေမဲ့အဓိကပြဿနာသူတို့သွားနေခဲ့တဲ့ draft တစ်ခုကိုအကောင့်ထဲပေါ်ထားနိုင်ခြင်းမရှိသေးတာဗျာ YG ဘက်ကရှင်းတယ်တွေ့တဲ့ကောင်တစ်ချိန်မှာဆွဲမယ်အထူးသဖြင့်ကျွန်တော် Zian သုံးမဟုတ် OP တို့ရှိသမျှကောင်တွေ Lucky ကိုလည်းတွေ့ဆွဲမှာပဲအဲ့ဆွဲတဲ့ပုံမှာမူတည်ပြီးတော့ Samsung ကတကောင်အပြတ်သွားတဲ့အချိန်တွေဖြစ်နေရဗျာ Energy Eruption တောင်းနေလဲပါနေခဲ့တဲ့အချိန်တွေမှာ Team 7အနေနဲ့နည်းနည်း split တော့စတော့ဖြစ်လာပြီအားလေးကတော်တော်လေး aggressive ဖြစ်တဲ့ဆိုတဲ့ပုံစံကတော့ YG သူတို့ဒီ Team 7 high tempo rotation ဘိုင်းတွေကိုကောင်းကောင်းကြီးလက်ရှိ game 3တွေဥဆောင်ထားသေးဆိုတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့တွေ့ရတယ်ဗျာအဓိကတော့ Micro Stan လေးတော်တော်လေးများပြီးတော့ Divine Judgment နဲ့လည်း Joy ကိုပြန်ထောက်တဲ့အချိန်မှာခုနကျွန်တော်တို့ပြောခဲ့သလိုပဲ Joy ကနောက်ပိုင်း Holy Crystal time ပြီးလာတယ်ဆိုရင်တော့မှ Backline ထဲမှာ Electrifying Beast နဲ့ Light ကောက်ဖို့အတွက်အရန်ကြီးတော့ဆက်လွတ်ကိုလို့သွားလို့မရဘူးဆိုတဲ့အနေအထားမျိုးလေးလည်းရှိသေးတယ်နောက်ပြီးတော့ရင်ကတော့ထုံးစံတိုင်းပဲ 303 KD နဲ့ဗျာ SP Lane Cutting Call Blaze တွေကိုဘယ်လိုကြော်မလဲတော်တော်လေးတော့တွေးရတော့ခက်လာပြီကိုဝေးကိုမေးကြည့်မှရမယ်เนาะကျွန်တော်ကိုဝေးက SP Dane နေမှာဆိုလို့ရှိရင်တကယ်ကိုကျန်းတယ်ဆရာတဆူဆိုတော့ကိုဝေး CK ကတော့ပြောမှဆိုလို့ရှိရင်သူအားလေးအင်ထိုမှာတဲ့အဲ့လိုတခါတည်းမောက်သွားတဲ့ကတော်တော်လေးကျိုးသွားရပြောရမယ်တကယ်ဆိုလို့ရှိရင်တော့တန်းပေါင်းတဲ့ CK damage solve လုပ်မှဆိုလို့ရှိရင်တော့ဒါတော်တော်လေး balance ဖြစ်တယ်လို့ပြောရလိမ့်မယ် CK 030ဖြစ်သွားတဲ့ຢာတစ်ခုကတစ်ဖက်မှာရှိနေခဲ့တဲ့ရင်နဲ့ဆိုလို့ရှိရင်တော့တော်လေးကွာသွားတဲ့ຢာပဲလေဘာလဲ CK တကယ်ကိုပဲပြေးနေနေပဲ CK တယ်လည်းလွတ်မြောက်သွားခဲ့ဆိုရင်လည်းမေးရ first tower ကိုတော့ 1G ရရတယ်လိုက်ချိုးနေပဲ lucky ဟိုတော့ 5P တွေစပြီးတော့နေနိုင်ကြဒါမှလည်း AOG unbreakable နဲ့တန်းပေါင်းထပ်ပေးခဲ့တဲ့ခိုင်ထဲမှာ blink ကကြောင်လိုက်မဖို့တော်တော်လေးခက်ခဲနေတဲ့ချိန်မှာ follow damage ကလည်းအရင်တော့ပါမလာသေးဘူးကျွန်တော်အမြင်ရတော့နည်းနည်းလေး Team 7ဒီ main တာမရ Jingle Skirmish ကိုနည်းနည်းလေး fall back လိုက်ပြီးတော့ဒီ OP stack ရမယ့်ချိန်လေးတွေ CN ရဲ့ RW ကနည်းနည်းလေးပို့ပြီးတော့ impact များလာမယ့်အချိန်တစ်ခုကိုတော့စောင့်သိနေတယ်ထင်တယ်ပြီးတော့ Lucky ရဲ့ Holy Crystal timing ကြံသေးတယ် Divine Glyph တွေဒါဆိုလို့ရှိရင်တော့ Team 7ဒီတို့သွားနေခဲ့တဲ့ strategy တိုင်း count နဲ့ပေါ်ထားနိုင်မယ်အခုလက်ရှိကကြောင့် YD ကအများကြီးပြန်ပြီးတော့တားနေပြောရင်ဆိုရင် Lucky Holy Crystal ပြီးလာပြီအဲ့နဲ့အချိန်လေးကတော့ quality ကြရလို့ပြောမယ်လောပေါ်လာတဲ့အချိန်ဒီမှာဘာပဲနေနေဒီ minion wave တွေကြိုရှင်းပြီးတော့ position ဘိုင်းဆိုင်ရာသာ battlefield တခုဖွင့်သွားနိုင်မယ်ဆိုရင်တော့ဒီ low fight ကလာဆိုင်လို့ရမယ်မောရင်တော့ကျွန်တော်နောက်ဘက်ပိုင်းမှာ 3K အသာစီးရရှိနေ YG နဲ့ battle initiative ဖွင့်ရဟန်သို့မဟုတ်ကျွန်တော် blink တော့ဖွင့်သွားမယ်ဆိုလို့ရှိရင်တော့ Team 7 position တက်ရတကယ်ကိုခက်ခဲတယ်ဆွဲကုန်လာပြန်ပြီဗျာဒါမှလည်း AOG with the RWM လီနာတိုင်းချခဲ့တဲ့ခိုင်တဲ့ကမှ OP ပြန်ချခဲ့တဲ့ 1for1 နဲ့ piece ကမှ lucky ထပ်ပြီးတော့အဆုံးသတ်နေတဲ့ 1for2 လေးထပ်ပြီးတော့ထိထားသေးရဗျာ backline ထဲမှာ Hannah ကောင်နဲ့ကျန်ရှိနေခဲ့တဲ့ခိုင်တဲ့မှာ lucky ပြန်လာပြီ fallen star မိုးလေး CK ထပ်ပေးထားရတယ်ဗျ 3v4 မှာတော့ YG အပိသာ wave တွေကိုခန့်ရိုက်ခွဲထားရတယ်ဗျပြန်လည်းပြီးတော့ forward ထားခဲ့ရပါပြီမရဘူးဗျဒီချိန်မှာတော့2-for-1 trade ဆိုတဲ့ခြေတစ်ခုတော့ Team 7ပြန်ပြီးတော့လှုပ်ဆောင်သွားတယ်ဒါပေမဲ့ OP ကပါသွားတဲ့အတွက်ကြောင့်မလို့ damage dealer မရှိတော့ခြေတစ်ခုမှာလောကင်းဖို့ကလည်းအရင်တော့မလိုပြ stay crowder တွေသုံးထားသေးတယ်တော့တန်းပေါင်းပြန်ပြီးတော့ forward လုပ်နေနေပဲ stay နေနေကတော့ရာသလောက်လေးအချိန်ဆွဲဖို့တော့ကြိုးစားနေသလိုနောက်မှာ lucky 105 piece တွေ fallen star တွေကြားမှာရေပြန်တောင်းသွားခဲ့ကြဟန်တယောက်တည်းလုံးဝ lucky ဟန်ကိုဆုံးသက်ပေးတိုင်းတယ်ပဲ no check လာပြန်ပြီးတော့ဖြစ်သွားပြီ
ဒီဝိုင်း Team 7အတွက်ကတော့တကယ်ကိုကျွန်တော်ကောင်းတဲ့ movement တွေလို့ကျွန်တော်ဆိုရမယ်ဗျာ match point တခုတော့သူတို့နဲ့အရန်ရောက်မခံကြဘူးဗျာ Best of 7 series ရဲ့ game number 3မှာတော့ Team 7သူတို့ရဲ့တကယ်ကိုကောင်းမွန်တဲ့ 10 point တခုတော့ပြန်လည်ပြီးတော့ရရှိထားခဲ့တဲ့အနေအထားမျိုးလို့ဖြစ်လာတယ် Mac control နဲ့ tower advantage တွေအရေးပါတယ် Mayor first tower ကိုသိမ်းပိုက်ပြီးဆိုလို့ရှိရင်တော့ဒီချိန်မှာအားလုံးက50-50ဆိုတဲ့အနေအထားမျိုးတော့ပြန်ပြီးတော့ဖြစ်သွားပြီပြောရမယ် ကဲ50-50ဆိုတဲ့ချိန်တစ်ခုကြောင်းလာပြီဆိုလို့ရှိရင်တော့60-40ဖြစ်သွားအောင်ကျွန်တော်ဘယ်လိုလုပ်ကြမလဲပေါ့နော်ဒါလေးကစဉ်းစားမှတော့ရမှာဗျဒီပွဲကအဓိက if နဲ့တူပဲဒီ lucky ရဲ့လောက်ကွက်လေးတွေကမစိုးလောက်လို့ပြောရမယ်ပြီးတော့နောက်ပိုင်းပန်းချားတွေမှာ stay အနေနဲ့ဗရဲကိုဝင်ပြီးတော့ product တွေသုံးဖို့အတွက်အခွင့်အရေးမရသေးဘူးဖြစ်နေရလဲပါတယ်ဒါပေမဲ့ state စီမှာ holy crystal စပြီးတော့ပါလာပြီဗျ ကျွန်တော်မေးထားလို့မရတဲ့ကိစ္စဗျာခုနကတော့ကျွန်တော် Holy Crystal စောင့်ရမယ်လို့ပြောတယ် Lucky က Holy Crystal နဲ့မဟုတ်ဗျာ concentrated energy ပါလာတယ် HP base လည်းပုံများမယ်ပြီးတော့ကျွန်တော်တို့ဒါ Spell ဘိုင်းမှာလည်း regeneration ကပြန်ဆင်ပြီးမယ်ဗျာ YG အားလဂိမ်းမှာတာနေတာမှန်ပေမဲ့ဗတ်တဲ့နှခါမောက်သွားတဲ့အချိန်တွေမှာအနေလေး fall down ဘက်ကိုရောက်လာတယ်ဒါပေမဲ့ defense လုပ်ဖို့အတွက်သူတို့စီမှာ AOE ဒါ damage ကွက်လောက်ရှိနေသေးတဲ့ကိစ္စဆိုတော့အရင်စိတ်ပူတော့မလိုသေးဘူးပေါ့နော်ဒီအချိန်ဒီမှာ second town ကနေအကုန်လုံးကတော့ကျွန်တော် team 7 စက်တမီကိုသိမ့်ပိုက်ပါအောင်ပါ အဓိကကျွန်တော်တို့ blink ရဲ့ကာဂျာနေနဲ့တခုခုသူပြတ်သွားရွေးချယ်ရမယ်ဆိုတဲ့အခြေအနေမျိုးတော့ရောက်လာတယ်ဗျ backline တော့ရောက်လာခဲ့တဲ့ beast နဲ့ lucky ရဲ့ join ကိုသူဆွဲမလားဒါမှမဟုတ်ကျွန်တော်တို့ခုနကလည်း pick off တွေပြန်ပြီးတော့သူကိုယ်တိုင် battle initiate စပြီးတော့လုံမလားဆိုတဲ့အရာတခုတော့ဖြစ်လာတယ်ပြီးခဲ့တဲ့ battle စားတဲ့အကွက်ကတော့ကောင်းတယ်ဒါမှလည်းပဲသူတို့ကိုယ်တိုင်ပြန်ကြားခဲ့တယ်ဆိုတဲ့အချက်တခုကြောင့်တော့သူ့အနေနဲ့ဒီချိန်မှာတော်တော်လေးတော့ရွေးချယ်ရခက်လာတဲ့အနေအထားဗျ နောက်ဝက်ကအဲ့လောက်ကြီးမကွာဘူး 2K over လောက်ပဲကွာနေတဲ့အနေထား T7 ပြန်ပြီးတော့အသာသီးတော့ယူထားနိုင်သေးတယ်ဗျာ OP အနေနဲ့ Skypier Star လုံးဝမရှိသေးတဲ့အခြေအနေမျိုးဖြစ်နေသလို Stick ကလည်းဒီနေ့ပွဲစဉ်မှာ001ဖြစ်နေတဲ့အခြေအနေမျိုးဆိုတော့ဂိုလိန်နာတွေရဲ့အခန်းကဏ္ဍသည်တော်တော်လေးကိုရေးကြည့်တာမှန်ပေမဲ့ဘယ်တယ်မှာတော့ damage အပြည့်အဝပေးနိုင်တယ်လို့ပြောဖို့ကတ်နေသေးတယ်ဗျာ အဓိကလည်းနှစ်သင်းလုံးကကျွန်တော်ဒီ carry player ဒီ goal line player တွေအကုန်လုံးဝင်အိမ်နေရမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ stage ကတော့ကျွန်တော် position ကနည်းနည်းခက်ခဲနေတဲ့အခြေအနေတခုမှတော့ရှိတယ်ဗျအရန်အဲ့လိုရှေ့ကိုတိုးမယ်ဆိုလို့ရှိရင်လည်းသူ့ဝင်ပြီးအိမ်တော့တဲ့ဘိုင်းတွေ lucky ကားတဲ့ဘိုင်းတွေကိုလည်းသူကိုယ်တိုင်ပြန်ပြီးကြည့်နေသေးတဲ့အချိန်ကို ဟုတ်တယ်เนาะဆိုတော့တန်းပေါက်ကလည်းနောက်ပိုင်းမိနစ်တွေမှာနည်းလေးပြန်ပြီးတော့စေသွားနိုင်တယ်အဓိကအဲ့လိုလီနာအနေနဲ့ winner crown နဲ့အတူပေါ့လေနောက်ပိုင်းမိနစ်တွေမှာအဲ့လိုသူကားနိုင်မယ်ဆိုရင်တော့မစိုးဘူးဗျစွမ်းဆောင်လေးတွေကြားထဲမှာသွေးလျှော့နိုင်မယ်နောက်ကနေပြီးတော့ cutting call လေးနဲ့ကိုမိုတွဲနိုင်မယ်ဆိုလို့ရှိရင်တော့အလုပ်တော့ဖြစ်နိုင်တယ်ပေါ့နော်အဓိကတော့ဒီဂရောင်ချာနဲ့စီစီတွဲမရခဲ့တဲ့အချိန်မှာနှစ်သင်းလုံးကတကောင်စီကိုတစ်ဖက်စီသွားပြီးတော့ခွဲယူရခဲ့တဲ့အတွက်ကြောင့်မလို့ဘက်တရီကတော်တော်လေး balance ဖြစ်နေတဲ့အခြေအနေမျိုးဗျကျွန်တော်မေးထားလို့မရတဲ့ကိစ္စ Team 7ဒီ OP ရဲ့ Granger ဗျာ Granger ဆိုတာနဲ့ကျွန်တော်ဒီ OP ဆိုတဲ့ player နဲ့တွင်းမြင်လောက်တဲ့ဒီသူ့အနေနဲ့တကယ် performance တွေပြသပြီးသားဖြစ်တယ်ပေါ့နော်အဖက်မှာလည်းကျွန်တော် stage ဗျာ stage ရဲ့ Herrick ကကျွန်တော်ရှေ့က playing ace ပွဲမှာကလေးကတော်တော်လေးကျန်းတဲ့ဒါကျွန်တော်ဒီ performance တွေပြသပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်ခုနကလိုမျိုး carry player နဲ့ရောက် compare နိုင်ရှင်နေပဲဒီ player တွေရဲ့ဒီ performance ဘိုင်းတွေလောက်ကွက်တွေကိုတော့ကျွန်တော်လက်ရှိအချိုင်ရှင်တွေမှာပေါ်လာမဲ့ကျွန်တော်ဒီ objective 5မှာတော့ကြည့်ရတယ်ခုလက်ရှိကတော့ Lucky တောက်လျှောက်ကိုပြန်ပြီးဆွဲခေါ်လာပြီးတော့ကြိုးစားနေသေးတယ်ဗျာ I'm gonna cut on the two man AOG with the Samsung စီရပြန်ချခဲ့တဲ့ခိုင်တာတခုမှာတစ်ဖက်လက် Mamo Dash နဲ့ Stage တောက်ချဘက်ကလည်းမထပ်ပြီးတော့ထိန်းနေတဲ့ CK ပြန်ချတယ်ဗျ AOG တမ်းပေါင်းနေတဲ့ပြန်ပေးခဲ့တဲ့အချိန်ဒီမှာ two man down နဲ့ပဲဒီ low 5မှာတော့ YG ထပ်ပြီးတော့ဦးဆောင်ထားပါဦးမယ် YG ဒီတစ်ခေါက်မှာလည်း Hero King နှစ်ကောင်ပြန်ပြီးတော့ရအောင်ကိုယူသွားနိုင်တယ်ခုနလေးတွေ mention လုပ်ခဲ့တဲ့ Lina ရဲ့စွမ်းဆောင် winner crown လေးကတော့တကယ်ပဲအလုပ်ဖြစ်သွားတယ်ပြောရမယ်ဗျာ9ရောက်3ရောက်ဆိုတဲ့ချိန်ဒီခုမှဒီလို့တော့ YG တခါတည်းသိမဲ့သွားဖို့တော့များလိမ့်မယ် lucky ဘယ်လိုမှတော့ကတ်လာဖို့တော့မလွယ်တော့ပါဘူး Samsung က time တခုမှာ winner crown ပါနေသေးရဲ့အကွက်တကူတော့ Team 7ဒီချိန်မှာခံလိုက်ရတယ်လို့ပြောရမယ်လောက်ပေးလိုက်ရပြီဗျာဒီချိန်မှာ YG နေနဲ့တော့ attacking တခုပြန်ပြီးတော့လောက်ရတော့မယ် bounce back တွေရှောက်ဖွေသွားခဲ့တဲ့ဘန်းလေးတကောင်းတယ်ဒီမို့ဒီ bottom lane ဘက်ချမ်းမှာကျွန်တော်လုံးဝ 5v2 saturation မျိုးနဲ့ Jungle Skirmish စားဖွင့်လိုက်တဲ့ခိုက်တာမျိုးမှာ Team 7နည်းနည်းလေးပြန်ပြီးတော့ပါလာတယ်ဗျာသူတို့ဘက်ကလည်းတာန်တာတော့ပြန်ဆိုင်မှုကြိုးစားခဲ့တဲ့အချိန်ဒီမှာ backline ရဲ့ stage လုံးဝကျွန်တော်တို့ save ဖြစ်နေသေးဖြစ်တယ်လို့ Lina ရဲ့စွမ်းဆောင် damage တွေအတော်လေးများလာခဲ့တဲ့အနေအထားမှာတော့ Team 7 high ground defense ထပ်ပြီးတော့ပြသမှချင်းရောက်လာပြီ high ground defense တခုတော့ဆက်ပြီးတော့သွားလိမ့်မယ်ဗျာ rubber တွေဘာတွေကိုတော့ OPC ကိုတော့ပြန်ပြီးတော့လွှဲပြောင်းပေးထားတဲ့အခြေအနေမျိုးပဲကာလို့တော့ရပါတယ်ဒီက if နဲ့ ground ချဆိုတော့ AOE spare တွေကတော်တော်များတော့ပါဆိုတော့mega tower တော့နေတော့နှလုံးတော့ကျွတ်သွားနိုင်လိမ့်မယ်ဗျာ initiating လုပ်ဖို့တော့ပြန်တော့ကြည့်နေသေးတယ်အဓိကကျွန်တော်ဒီ hand ကိုယ်တိုင် town နဲ့ဆွဲခေါ်ပြီးတော့နောက်မှာ fall damage သွားမှာဒါပေမဲ့ Team 7တော့တင်နေဗျ defensive ဘိုင်းမှာပြန်ပြီးတော့လုပ်ပြီးတော့ဒီကရကချာအီ12လောက်တခုနဲ့ lucky ပြန်လိုက်ကောက်မယ်နဲ့တူတယ် YG နေနဲ့ရှေ့ကို high ground attack လုပ်တဲ့အချိန်မှာနည်းနည်းပို့ပြီးသတိထားဖို့လိုအပ်တယ်ပေါ့နော် CK ကလည်းကျွန်တော်ပွင့်လင်းလင်းပြောရှေ့ up zone နဲ့ falling down တွေမှာထင်ရှားတတ်ပို့ပြီးတော့ဒီအချိန်တွေမှာမပေးနိုင်တဲ့အချိန်တွေရောက်လာပြီတော့ကျွန်တော်အကောင်းဆုံးသူတို့ဖြည့်ရှင်းမှုတော့ကြိုးစားထားတယ်ဗျာ တော့ရဲ့ channel တွေပဲတစ်ဖက်ကလည်းကျွန်တော်တို့ mega shield လေးပါလေးပဲဆက်ပြီးတော့မရှိတော့တဲ့အခြေအနေဆိုတော့နည်းနည်း mega tower တော်လေးတော့ပြန်ပေးရမယ်အနေထားလေးကိုစပြီးတော့ဖြစ်နေတယ်အပေါ်မှာလည်း join tension နဲ့က blink flicker divine judgment နဲ့ swan sound Lina ထပ်ပြီးတော့ကနေ dash တင်မှာ real manipulation တစ်ဖက်ကလည်း unbreakable နဲ့တန်းပေါင်းတောက်ရှော့လိုက်တော့
နေကြတဲ့ခိုင်တယ်မှာတစ်ဖက်ကလည်းဟန်နဲ့ back line ပြန်တိုင်းခဲ့တဲ့ Fallen Star မလို့ OP ဘလင်းတကောင်ထပ်ပြီးတော့သိမ်းပိုက်ထားရနေပဲ high ground defense ကိုတော့10-7ဆက်ပြီးတော့အဆင်ပြေနေစေရပါပဲ CK overstand လို့ဖို့ကြိုးစားချိန်ပဲလေ YG ဘက်ကလည်းချက်ချင်းလို့ပြန်ပြီးတော့ပတ်သွားတယ်ဗျာတန်ပေါကရင်ကောတွေကြားထဲမှာသူကတော်လေးတော့နဲခဲ့တယ်ဒါပေမဲ့ပြဿနာတော့မရှိသေးပါဘူးနောက်မှလည်း lucky five piece တွေတောက်တောက်ဆိုလိုက်ပြီးတော့နေလာတယ်လေ overstand လောက်တာက T7 အတွက်ကောင်းတဲ့အရာမျိုးတော့မဟုတ်သေးဘူးဗျာ ဒီချိန်မှာ minion wave တိုးမိသွားရင်တော့သူတို့ဆုံးရှုံးသွားတဲ့နယ်မြေတွေအကုန်လုံးသူတို့အနေနဲ့ပြန်သိမ်းလို့ရတယ်ခုနကတော့ပြောနေတယ် defense လောက်ရတဲ့ဘိုင်းမှာ team 7ကပို့ပြီးတော့ကောင်းတယ်နောက်တော့က if combo ရှိတယ် OP ရဲ့ damage ပါလာတဲ့အချိန်တွေမှာတော်တော်လေးတိတိတတ်တာဖြစ်သွားတယ်ဗျာအဓိကတော့ကျွန်တော်လီနာရဲ့စွမ်းဆောင်ကားတဲ့အချိန်တွေမှာမပြတ်သွားတဲ့ကိစ္စဇလန်းလေးတွေကျွန်တော်ဒီအချိန်တွေမှာစတင်မလို့လာခဲ့ပြီလို့ပြောရမယ် lucky က dash ပါတယ် mobility ရသွားထွက်ရတာကျွန်တော်တို့ဒါမြန်တယ်ပေါ့နော်ဒီအချိန်တွေမှာ lucky ပြတ်မသွားခဲ့ဘူးဗျာ အဲ့ချက်တစ်ခုကနောက်ပိုင်းလေးကျွန်တော်တို့စဉ်းစားမယ့်အပန်းလေးတွေရှိလာတယ်ဗျာအဓိကကျွန်တော်တို့ကာချဆွဲလာတယ်လီနာရဲ့ဆွဲဆောင်တွေကလာတယ်ဒါပေမဲ့အဲ့ဒါမပြောက်ဘူးဆိုလို့ရှိရင်နောက်က follow damage တွေဘာလိုက်ကြမလဲ stage ကလည်းနည်းနည်းလေးကျွန်တော်တို့နည်းနည်းပြန်ပြီးတော့ကြည့်မယ်ဆိုအလန်းဝင်နေကြတဲ့ခိုက်တဲ့တစ်ခုမှာတော့တိတ်တော့မလွယ်ဘူးဗျာဆိုတော့ဒီချက်ကိုသာ10-7ဆက်ပြီးတော့အနေငယ်သောအရာလေးစုပ်ကင်ထားနိုင်မယ်ဆိုရင်တော့ bounce back battery တွေကအများကြီးသွားလို့ရမယ့်အနေထားဒါပေမဲ့ hand ဒီ Anacoas right hand လေးထပ်ပြီးတော့ပြီးလာတယ်စီးရလည်း win out crown time ဆိုတော့ကာချာနဲ့ဆွဲဖို့တော့တိတ်မလွယ်သေးဘူး defense judgment လေးနောက်မှလည်း AOG တမ်းမောက်ထပ်ပြီးတော့ကြည့်နေတဲ့ real manipulation နဲ့ back line မှာ CK ထိုက်ကြခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ 1 for 1 stage down သွားတဲ့ကာတင်ကောတဲ့2 match ချစ်ခဲ့တဲ့ Swan Sound နဲ့ Lina back line ကဖို့တော့ကြိုးစားခဲ့မယ်တာမော့တကောတဲ့စီးရမှာထိုက်ကြခဲ့တဲ့ခိုက်တဲ့မှာတော့တောက်လျှောက်လိုက်ကနေခဲ့ Lucky electrifying piece Carton call 2 man ပြန်ပြီးတော့ထိခဲ့တယ်မှာ Lucky နဲ့ Canosbury there's only 2 man left from YG Lucky takes him down 3 man down to over Team 7ဆက်ပြီးတော့သိမ်းပိုက်ထားခဲ့ပါပြီ စေးကြသွားတဲ့ Battlefield တကယ်ကိုကြော်တိတ်တာခဲ့တဲ့အခြေအနေတခုလို့ပဲပြောရမယ်ဗျာ Lucky ရဲ့ dance တွေအောက်မှာ 3 man down နဲ့ Jimmy Wave နဲ့ OP Lucky Dan Ball ခါရဲပဲကြော်ချောင်းမှုတော့ကြိုးစားနေတယ်ဒါပေမဲ့ Minion Wave ပြန်ထွက်လာတဲ့အချိန်မှာ YG အကောင်းဆုံးပဲပြန်ပြီး defense စားသေးရဗျာလောပေါ်လာတယ်ဆိုတော့ကျွန်တော် Team 7အနေနဲ့လောတော့တွားလို့ရတယ်မတွေ့နေပြီ Dan Ball ကိုတော့ပြန်ရောက်အပါခေါ်ထားတယ်ဗျာ ဘလို့မှတော့မရဘူးဗျာ overstand လောက်ခဲ့ရတော်လေးတော့မားတယ်ပေါ့နော်သူ့အနေနဲ့ပြန်ပြီးတော့ကြည့်မှဆိုလို့ရှိရင်တော့ဒီလောက်တေချာပေါက်သွားပြီးတော့ကေးရမယ်နေတာတခုမှာတစ်ဖက်ကကြီးနေခဲ့တဲ့ကစားသမားတွေနဲ့သွားပြီးတော့ညှိနေခဲ့တယ်ဗျာတန်ပြီးတော့တန်းပေါက်ပြန်ပြီးတော့ကြာသွားခဲ့ရပြီဆိုတော့ဒီလောက်ကေးဖို့ဆိုရင်တော့မှT7အရင်ကြီးတော့ကောင်းတဲ့ခြေတီတော့မဟုတ်တော့ဘူးဗျာဟန်ရှိနေတဲ့များကာလာပတ်လုံးကတော့ကျွန်တော်တို့ဒါကိုယ်မန်ရှင်းလောက်ခဲ့သလိုပဲ Team 7အနေနဲ့တင်တလောက်ကြီးတော့ retribution battle တွေမှာအရင်အသာရဖို့တော့တိတ်မလွယ်သေးဘူးဗျာစင်ကတာက pick up ပိုင်းကနေမှာကာဂျာရဲ့ divine judgment ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရမယ့်အခြေအနေမျိုးလေးမှာတော့ဆက်ရှိနေစေပဲနောက်မှလည်း consider to play lost standing မှာတစ်ဖက်ကလည်း even real manipulation တစ်ဖက်ကလည်း lucky တောက်ချောက်ကြည့်နေတဲ့ Lina ပဲစွမ်းဆောင်နဲ့ထပ်ပြီးတော့ရခဲ့တဲ့အခိုက်အတန့်မှာတော့ Team 7တစ်ဖက်ကလည်း YG AC လေးပဲပြန်ပြီးတော့ forward သွားပါသေးတယ်ဒီပွဲရဲ့ YG ရဲ့ကျွန်တော် pocket drive တခုလို့ပြောရမယ် Samsung နဲ့ကားတဲ့တစ်ခွက်ကလည်းဒီအချိန်မှာသူတို့အတွက် low battle fee မှာပို့ပြီးတော့တေချာမှုတွေဖြစ်သွားနေတယ်ဗျာအတိုင်းဆိုရင်တော့ကျွန်တော် attacking တခုတော့ပြန်သွားရမယ်ပွဲရကျွန်တော်ဒီအချိန်မှာဘယ်သူနိုင်မယ်ဘယ်သူရှုံးမယ်ဆိုတာပြောလို့ခက်ခဲတဲ့အခြေအနေတခုလို့ပြောရမယ်ဗျာရောင်းပြန်ဖြစ်သွားတယ်တကယ်တော့ဒီလုံးအဲ့လိုT7ရမယ်ဆိုပြီးတော့ထင်ထားတဲ့အခြေအနေတခုကနေပြီးတော့ YG ချက်ချင်းလို့ပြန်ပြီးတော့ယူသွားခဲ့တာဗျာဆိုတော့နေမားနေရဲ့အသင်းအနေနဲ့ဒီ law တွေပါတွေပြန်ပြီးတော့ရလာခဲ့မှဆိုလို့ရှိရင်တော့ဒါဘယ်သေးမဆိုတော့ပြန်ပြီးတော့ camp လုပ်လို့ရတယ်ဒီချိန်မှာ mega တလေးတော့ပေးရတာမှန်တယ်ဒါပေမဲ့လို့ရလာခဲ့တဲ့ YG ဒီတေချာပေါက် mega tower တွေကိုတော့ပြန်လည်ပြီးတော့ရိုက်ချိုးဖို့တော့တက်လာခဲ့ဗျတန်ဘော over extended battle တခုကတကယ်ကိုပွဲရဲ့ကြီးမားတဲ့အလဲပြောင်းတစ်ခုသွားဖြစ်နေရဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့တွေ့လိုက်ရတယ်သူလည်းရောင်းမှ delay လုပ်ဖို့တော့ကြိုးစားတာပဲဗျာဒါမှလည်းသူက front line မရှိတော့ဘူးဆိုတဲ့အခြေအနေမျိုးတွေမှာ real wall နဲ့ပြန်ချခဲ့ရင်ပဲ Lina ရဲ့ strong sound ကဒီပွဲအတွက်အတော်လေးကိုမှတော်လေးတက်ရတဲ့ tactics တွေတောက်လျှောက်ပြနေစေဆိုတဲ့အနေအထားမျိုးလေးတော့ရှိတယ်ဒီချိန်မှာလည်းသူ့ကိုဖြတ်ဖို့တော့အရင်ကြီးတော့မသားရဘူးအောင်လန်းကသူတို့ချခဲ့တဲ့ Team 7ချခဲ့တဲ့ battle မှာလည်း match to match မှာ Lina ရဲ့ strong sound တွေနောက်ကပါလာခဲ့တဲ့ place တွေနဲ့ if ကိုပြန်ပြီးတော့အဆုံးသတ်ပေးခဲ့တဲ့အနေအထားဗျာဆိုတော့ဒီ law တော့ Team 7 defend နိုင်မှာတော့ဖြစ်လိမ့်မယ်မဟုတ်ရင်တော့တကယ်ပို့ပြီးတော့အန်ဒီရကြီးမားတဲ့ match point ကိုတော့ပြန်ရောက်လာတော့မှာ။အဲတော့ Minion Wave က2ဝေးလောက်ထိတန်းတက်လာမှာ YG ကဖြည်းဖြည်းချင်းစီကျွန်တော်ဒီလောနဲ့တူတက်လာခဲ့တာဗျာ။သူတို့လိုချင်တာလေနဲဆို Mega တလိန်းလောက်လိုချင်တာ။ဘာလို့လဲဆိုတော့သူတို့ Mega တလိန်းပေးထားတဲ့အချိန်တွေ Lucky အနေနဲ့ရောင်း attention တော့တောင်းထားတယ်။ရှင်လုံးဝလုံးလို့မရအောင် battle လာ join လို့မရအောင်တစ်ဖက်မှာ 4v4 Lucky လာ join မယ်ဆိုရင်တော့ပိုကောင်းတယ်။ဒါပေမဲ့ ultimate ဂွန်သွားပြီဗျာ။လောကတော့ကျွန်တော်ရှင်းမှာ stay ပြီးတော့ဖြည့်ရှင်းထားတော့မယ်ဆိုတော့ရှင်အကောင်းဆုံးဆွဲခေါ်ဖို့တော့ကြိုးစားနေသေးတယ်တစ်ဖက်ကလည်းကျွန်တော်10 7 Minion Wave ကို priority ထားပြီးတော့ပဲရှင်းထားသေးတာနဲတော့သူတို့ mega million mega lane တလေးကတော့ပေးရမယ်နဲ့တူတယ်ဗျာကဲအောင်လဲဒီ law ကတော့ပြီးတော့ပြီးသွားခဲ့ပြီ stick ကလည်း protect တော့မှာ inferior wall AOG တက်ပြီးတော့လိုက်လာပြီဗျာအချက်ပါလာခဲ့ place မှာတစ်ဖက်ကလည်း garden call နဲ့ရှင်းပြန်ပြီးတော့ချိန်တော့မလား OP over extend ပြန်သွားခြင်းခဲ့ဆိုရင် YG 5 man လုံးဝပိုက်ထုံမပြတ်ပဲပြန်ပြီးတော့ forward လာခဲ့တဲ့အချိန်မှာ Jungle Resource တွေထပ်ပေးရဖို့တော့ရှုံးမယ်နောက်တစ်ခါလည်းချက်တစ်ခု back line မှာတော့တန်းပေါတယောက်တည်းဝင်သွားခဲ့တဲ့ခိုက်တဲ့တစ်ခုမှာ land shot ပြီးတော့မပြန်နိုင်တော့ဘူးဗျာဒီချိန်မှာ decision making လုပ်ခဲ့တဲ့အရာတခုကနည်းနည်းလေးခွဲသွားတယ်လို့ပဲပြောရမှာလားသူတို့ရဲ့ဒီက ultimate spare ဖြစ်တဲ့ Samsung မရှိတော့ time တခု Team 7 ဆိုင်ကိုကြိုးစားတာဗျာဒါပေမဲ့တန်းပေါတယောက်တည်းဖြစ်နေခဲ့
ခဲ့တဲ့အချိန်ဒီမှာရုံးကန်လိုက်ရတယ်လို့ပြောရမယ်ဒါပေမဲ့ lucky beast တက်နေတိုင်းတော့ Vantage Smith ဖွင့်ထားတယ်ဗျာအရန်အင်တိုးတိုက်ဖို့တော့မလွယ်သေးဘူး Mega Lay ပေးထားတယ် Dominion Wave တွေတက်လာခဲ့တဲ့အချိန်ဒီမှာ Team 7အနေနဲ့အရင်ဆုံးရှင်းဖို့အတွက်လိုအပ်နေသေးတယ်ဗျာကဲဒီတစ်ခေါက်မှလည်းနောက်ထပ်တော့ချန်နေသေးတဲ့ Mega Tara တွေကိုတော့ YG တက်ပြီးတော့ကျော်မယ်နောက်မှ Area 1 Manipulation စပြီးတော့သုံးထားခဲ့နောက်မှာကာတာဒီဘက်ကျန်ပါလေကြားထဲမှာ OP တခါတည်းကိုတန်းပြီးတော့ down သွားပြီဗျာ Swan Song တပန်း judgment ဒီတွဲလုံးတွေကိုတော့ Team 7ဒီပွဲတစ်လျှောက်မှာဘလုံးမခင်သားနိုင်ဘူးဆိုတဲ့အနေအထားမျိုးလေးကိုထပ်တွေ့နေရတယ်ဗျာသူတို့မှာ2 lane maker ထပ်ပြီးတော့ကျန်ရှိနေသားဆိုပေမဲ့နောက်ထပ်ပေါ်လာကမဲ့ Objectify အတော်လေးကိုပြန်ပြီးတော့နီးလာပြီ OP ရဲ့တကယ်အရေးပါတဲ့ Grand ကြာချက်ချင်းတွက်ပြီးတော့ချက်ချင်းပြန်ပေးရတဲ့အနေအထားမျိုးလေးရှိတယ် Law နဲ့ opposite lane မှာလည်း mega pressure ပြန်ပြီးတော့ကြီးရမှအနေအထားဆိုတော့ YG တကယ်ပဲ M series M7 World Championship နဲ့တလန်အောက်ပေါ်ရောက်ရှိသွားတော့မလားတကယ်ကိုစိတ်ဝင်စားဖို့တော့ကောင်းလာပြီ OP down သွားတဲ့အချိန်နဲ့ကျွန်တော်လော့ဖော်လာတဲ့အချိန်တစ်ခုမှာ YG တို့ကတော့တကယ်ကိုကျွန်တော်တို့ဒါရွှေဖြစ်သွားတယ်တတရလေးပဲကျွန်တော်ဒီတော့ယူသွားပြီဗျာအဲအဲ့တော့ကျွန်တော်ဒီလော့နဲ့ online maker ယူမယ်ဆိုရင် Team 7အနေနဲ့နောက်ပိုင်းမိနစ်တွေမှာဒီ law objective တွေပေါ်လာခဲ့မယ်ဆိုရင်တော့မှသူတို့အနေနဲ့ position ယူရတဲ့ဘိုင်းမှာပို့ပြီးတော့ခက်ခဲလာမယ်အဓိကကျွန်တော်ဒီ dancing လောက်ရတဲ့ဘိုင်းတွေမှာ minion wave တွေအနေနဲ့ YG အနေနဲ့ပြန်ချောင်းလို့ရတော့မယ်ဗျာဘာလဲဆိုတော့လေအဲ့လိုနည်းနည်းကြည့်ချင်တာ OP မှာ Sky Bear ဆိုတာ10ပဲရှိတာအဲ့10ကိုခုနကကာကြားပြန်ယူရတယ်ဆိုတော့ဒီပွဲက OP ရဲ့ဒီပြည့်ရပြည့်ရတဲ့ဘိုင်းတွေမှာတော်လေးခက်ခဲတဲ့ပွဲဗျာဗလိထုတ်လာတဲ့ hero တွေအကုန်လုံးကလည်း OP တော့ပဲဖြစ်နေရပါတော့ရှေ့ရပွဲဆိုလဲ hacker တွေဘိုင်းနဲ့ဖြစ်နေဆိုတော့ဒီတစ်ခေါက်မှာရောကာကြားနေတဲ့ flicker လေးပါလေးပြန်ပြမဲ့ချိန်လေးကလည်းရှိတယ်ဒီဘိုင်း adjustment တွေပါလေးပြန်ပြီးတော့တက်လာမဲ့ချိန်ကလည်းရှိတယ်ဆိုတော့ OP နဲ့ Lucky Zijan တို့ရဲ့ defensive တွေကြားထဲမှာဒီလုံးကိုတင်7ကြော်ဖြတ်နိုင်မလားဆိုတော့ဆက်လက်ပြီးတော့ကြည့်ရအောင်ဗျာကျွန်တော်ထင်တာတော့ကျွန်တော်ဒီချိန်မှာကတော့ကစား Eve နဲ့ဆိုရင်တော့သူတို့အလုံးလုံးပေးရလို့ရှိရင် online mega လောက်ပေးပြီးတော့ defensive သွားမယ်နဲ့တည်တယ်အဓိက hero key တွေမကြောက်ဖို့လိုအပ်တယ် team 7ကျွန်တော်ဒီ game ကိုဆက်ပြီးတော့သွားနေတယ်ဆိုရင်ပေါ့နော် hero key အကယ်၍နှစ်ကောင်လောက်တော့ဇက်တိုက်ပေးရမယ်ဆိုလို့ရှိရင်သူတို့ရဲ့ respawn time တွေကပို့ပြီးတော့များပြားလာမှာပွဲချိန်တွေ22မိနစ်ကျော်လွန်လာတဲ့အချိန်တခုရောက်ရှိလို့လာပြီဗျာအဲ့တော့ lawyer ကတော့အောက်ကနေတဖြည်းဖြည်းနဲ့ပဲပြန်ပြီးတော့တက်လာလို့လာခဲ့ပြီပဲဖြစ်ပါတယ်ကဲဒီမှာလဲ law နဲ့2ပဲတစ်ဖက်ကလည်း 1G သူတို့ရဲ့ last battle တခုကိုစတင်ပြီးတော့ဖန်တီးထားဖို့ကြိုးစားနေတယ်ဒါမှလည်း concede တစ်ဖက်ကလည်း immobilize နေတဲ့ tempo background ထပ်ပြီးတော့ take နေတဲ့ smart dash မှာ EVA Rio နဲ့ Sun Saw ထပ်ကားတဲ့ winner crown နဲ့ AOG is top down 1 for 1နဲ့ tempo ပြန်ပေးရတဲ့ချိန်မှာတစ်ဖက်ကလည်း lucky down shot light dash ဖို့တော့ကြိုးစားနေသေးရဆိုပေမဲ့ဒီချိန်မှာလည်း team 7ဆက်ပြီးတော့ defend ထားစေပဲဗျာ1 for 1ပဲပြန်ပြီးတော့လဲလိုက်ရတယ် stay ဒီတစ်ခေါက်မှလည်းပြန်ပြီးတော့ကြာသွားခဲ့ရတယ်ဗျာဒါပေမဲ့ push ဘိုင်းတွေမှာတော်လေးတော့ကောင်းတယ်ဆိုနေပေမဲ့ YG ဒီ high ground တက်တဲ့နေရာမှာနည်းနည်းလေးတော့ပြဿနာတက်နေရလို့ခံစားရတယ်ဗျာအဓိက Evil Real War တွေပါတယ်ပြီးတော့ ground ချရဲ့ AOG တွေပါတယ်အဲ့တော့ကြောင့်မလို့သူတို့ဒီ tower တစ်လုံးကိုယူဖို့ဆိုရင်တော့မှတော်တော်လေးတော့ပေးဆက်နေရတဲ့သဘောမှရှိတယ်ဗျာကိုဝေ 1v1 ထွက်ရတာ stage က carry ပေးရတာနော်ဟုတ်တယ်တန်းပေါက်ကဒီနေ့ပွဲတွေမှာတကယ်ထောက်တာဗျာအဲ့တော့သွေးကန်ဒီစစဲမှာ AOG ပေးသွားပြီးတော့တကောင်ရအောင်အပေါင်ခေါ်ထားနိုင်တဲ့အချိန်တွေက Team 7အတွက်ကျန်တဲ့ game minute တွေမှာ survive ဖြစ်ဖို့အတွက်အကောင်းဆုံးအခြေအနေတစ်ခုလို့ပြောရမယ်။ကျန်တဲ့ minute တွေမှာ Flame အနေနဲ့ဆွဲခေါ်တယ်လီနာဒီ combo တွဲလုံးနဲ့သူတို့ပြန်ချခဲ့ရမယ်ပဲ။ဒီအချိန်တွေမှာသူတို့ battle ဆိုင်ကျင်အောင်ဆိုင်လို့ရတယ် CK Fallen Star မော battle opening လုပ်ဖို့တော့ပြန်တော့ကြိုးစားနေသေးတယ်။ second round ကိုသူတို့ပြန်ယူဖို့ကြိုးစားနေဗျာ Team 7ပြန်လည်ပြီးတော့ရရှိသွားပါပြီ။အဓိကကျွန်တော်တို့တမ်းမောက်သွားခြင်းခဲ့တဲ့ချက်တစ်ခုကဒီ 1v1 trade ခဲ့တဲ့ battle တိုင်းမှာသူနှစ်ခါတော့ပြန်ချခဲ့တဲ့ပန်းလေးတွေရှိတယ်ဗျာ။ Overstand နဲ့သွားခဲ့တယ်။တစ်ဖက်က 1G ရဲ့ front line သို့မဟုတ်ကြံနေခဲ့တဲ့ hero တွေအားလုံးပြန်ဖိတ်ပြီးတော့ 1v1 အနည်းဆုံး trade ဖို့တော့သူကြိုးစားခဲ့တာပဲ။ရှေ့ရနှစ်ခါမှာတော့အရင်တော့မအောင်မြင်ခဲ့ဘူးဒါမှလည်းပဲဒီ high ground defender တခုမှာတော့နည်းနည်းလေးအဆင်ပြေသွားတဲ့အနေအထားမျိုးလေးတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် now gap မှာ balance ပြန်ပြီးတော့ဖြစ်လာတယ် long opposite lane မှာ mega pressure ပြန်ပြီးတော့ရှိနေစေပဲဆိုပေမဲ့ဒီချိန်မှာလည်းတင်း7ညောင်းလင်းချက်လေးပြန်ပြီးတော့ရှင်သန်လာပြီလို့ပြောရမယ် Fallen Salmon ကျော်သွားပြီးတော့ထောက်ထားတဲ့ she absorb ပြန်ပြီးတော့လုပ်ပေးထားတဲ့အချိန်တွေတခုဗျာ Minion Wave ကသူတို့ပြန်ရှင်းမှရမယ် Mega တလိမ့်ချင်းပေးထားတဲ့အချိန်တွေတခုကတော့ဒါအတူတူပဲပေါ့နော်။တို့မဟုတ်ကိုပြောသလိုပဲသူတို့ရဲ့ Rio တွေရှိတယ် Granger ရှိတယ်နောက်မှလည်း AOG ရှိတယ်ဒီအချက်တွေကြောင့်တော့ကျွန်တော်တို့ပြန်ပြီးတော့ high ground defense အတွက်ထပ်ရွေးချယ်ထားမယ်ဆိုလို့ရှိရင်လည်းအစင်တော့ပြည်တယ်ဗျာ။ဒါပေမဲ့ low advantage နဲ့ပါလာကမဲ့ Minion Wave တွေကအတော်လေးအားကောင်းလာမဲ့အနေအထားဆိုတော့ဒါလည်းအရန်ကြီးတော့ short တွက်တဲ့အနေအထားမျိုးတော့မဟုတ်သေးဘူး။ Carry player နှစ်ယောက်ရဲ့ position တွေဒီအချိန်မှာပို့ပြီးတော့ရေးကြီးတဲ့အချိန်တွေတခုတော့ရောက်လာတယ်။ဒါပေမဲ့ Minion Wave ကအောက်စီးနေတာ Team 7အော်ဆွဲခေါ်လာပြီ OP ပြတ်သွားပြီဗျာ။ဒါပေမဲ့ AOG Lucky with the retribution in a 1 for 1ဟာတဲ့ကွိုင်းမော်ပြန်ချခဲ့တဲ့ Canada ကို shut down ခဲ့တဲ့ stage Lucky ကိုထပ်ပြီးတော့ဆုံးသက် CK background ပြန်ကြည့်ခိုင်းမယ် Lina တို့ only light ကြည့်ခဲ့တဲ့ Canada stage ထပ်ပြီးတော့သိမ်းပိုက်ထားရတယ်ပဲ Double K 3 meter down ခဲ့တဲ့ချိန်မျိုးတွေမှာနောက်မှလည်းတန်းပေါင်စီးရန်နှစ်ကောင်နဲ့ချက်ရှိနေကြတဲ့ Falcon Esports အနေနဲ့ 5v2 မှာ လောရခဲ့ပေမဲ့ defend ထားနိုင်မှုဆိုတာနည်းနည်းလေးတော့စဉ်းစားရအောင်ပဲဗျာဘလို့တော့မရတော့ဘူးဗျာ Hero K 3កောင်ပေးလိုက်ရတယ်လောနဲ့ပြန်ပြီးတော့လဲခဲ့တဲ့ຢာတကူဒါပေမဲ့ YG ကတလိမ့်နဲ့တက်ဖို့အတွက်မိကနေပြီးတော့တောက်လျှောက်ဆိုပြန်ပြီးတော့ဒါနေရာမျိုးတော့ရှိရဗျာ Future ဘိုးကလည်းတော်တော်လေးလိုအပ်နေတဲ့နေရာတစ်ခုမှာ
အနေငယ်လေးတော့ဇီရှန်နဲ့တန်းပေါက်2ယောက်တည်းကားမှာပါတကယ်ရောကားနိုင်မှာမလား10 ဒီတော့တန်းပေါက်ကိုတော့ဝိုင်းပြီးတော့ကျွေးပြီဗျာ ဒီစမန်ဖုန်းမှာ AOG ပြန်ခုန်ထားဖို့ကြိုးလိုက်တန်ပေါင်း immortality အကျွတ်သွားနောက်တော့ပြန်ဖောတယ်ဗျာဒီကမီနီယန်တွေကကျွန်တော်ရှေ့ကိုရောက်သွားပြီဆိုတော့ခါလေးရှေ့မကြိုးလိုက်စွမ်းဆောင် win the ground နေမှာဒီပြပေးလိုက်ရဗျာ Kane Spirit မှာတောင်းသွားနေပြီချင်းတန်ပေါင်းတစ်ယောက်တည်းတစ်ပန်းနဲ့လောက်ရ immortality win the ground တပ်ပြီးတော့ခဲလိုက်နေပဲ YD Game number 3မှာလည်းနိုင်ရရှိလို့သွားနေပြီဖြစ်ပါတယ် Yangon Gladiators M7 World Championship နဲ့တကယ်ကိုလက်တကမ်းအကွာဆိုတဲ့အနေအထားမျိုးတော့ပြန်ရောက်လာတဲ့3နဲ့ရတဲ့တစ်ခုတော့ Best of 7 Series မှာစတင်ပြီးတော့ဖန်တီးထားလိုက်ပြီလည်းဖြစ်ပါတယ်တကယ်ကိုပဲဒီကနေ့ MSN မြန်မာစီလဝမ်တော့သူတို့အနေနဲ့လွှဲချော်ခဲ့ရတဲ့ Grand Final ဒီမတန်းတစ်ခုတော့ဒီချိန်မှာကျွန်တော်တို့အားလုံးမြူတီထားတဲ့အတိုင်းပဲသူတို့ရဲ့ဒုတိယမြောက် Grand Final မှာရှေ့ပဖို့အတွက်တပွဲသာလိုအပ်တဲ့အနေအထားမျိုးပြန်ပြီးတော့ရောက်လာပြီဗျာ ကဲဆိုတော့တပွဲပဲလို့တော့တယ်နော်လုံးဝ YG တွက်ကတော့တရားပေါက်တပွဲပဲလို့တော့အခြေတခုတော့ရောက်ရှိသွားပြီဗျာတင်း7 game number 4မှာပြန်ပြီးတော့အနိုင်ရရှိနိုင်မှာမလား YG ကပဲဆက်ပြီးတော့နိုင်သွားမလားတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကိုကျွန်တော်တို့ရောက်နေပါတယ် ကြည့်ရမယ်လောလောဆယ်မှာတော့ကျွန်တော်တို့ game number 4 driving လေးတော့စတင်နေပြီ Team 7 blue side ဘက်မှာစတင်ပြီးရရှိထားနေပဲ Haircut Fanny Guinevere လုံးဝ respect band နေပြီပဲတန်းစီပြီးပြစ်ထည့်တာဗျာ Okay ဆိုတော့ Yago Gladiators အနေနဲ့ဒီချိန်မှာသူတို့ရဲ့ထုံးစံ ban နေတိုင်းပဲ Grox နဲ့ Yisan ရှင်အဲ့တော့နောက်ဆုံးတပ် banning လေးကိုဗာများရွေးချယ်မှာ Team 7ရဲ့ဒီချိန်မှာ first pick Uranus ကိုဘာရှာကိုလွတ်နေရဲအဲ့တော့ လောလောဆယ် Uranus ကိုပြန်ပြီးတော့ ban လိုက်တဲ့အခါမှာတော့ Team 7သူတို့ရဲ့ utility draft တစ်ခုကိုပြန်ပြီးတော့တီးဆောက်မလား Oh no first pack မှာတင်သူတို့ CCU ပဲပြန်ပြီးရွေးချယ်သွားတာဗျာ Okay ဒါလေသူတို့ဘာရှာယူလိုက်ပဲဆိုဟိုဘက်က CC ရသွားမှာ CC ပြုံမှတခြားခင်မီပါလေရသွားမှာဆိုတော့ပြီးလိုက်ရမယ့်တန်ကြီးကနည်းနည်းလေးများတယ်အဲ့တော့ CC ကိုယူပြီးတော့ပြန်ပြီးတော့ trade ချင် trade လို့ရတဲ့အနေအထားတခုအဲ့တော့ရန်ကုန် Gladiators ကတော့မြက်မြက်ဆက်ဆက်ပဲကြိုရှင်းတဲ့ဘာရှာ ဒါလည်းသူတို့စောနေကြပုံစံတစ်ခုလို့တော့ပြောလို့ရတယ်ဘာရှာဂျန်ဂလာနဲ့အတူပဲမလိမ့်မဆိုရင်ကျူရှင်းနေမှာပြန်ပြီးယူလာဆိုတော့ဒီ CC ကိုတော့ cross range အပိုင်းမှာပြန်ပြီးတော့ထိန်းလို့ရတယ်ဒါပေမဲ့ Team 7ဒီချိန်မှာတော့ flash bait အနေနဲ့ CC ကိုစားပြီးထုတ်တာဆိုတော့ဒီ drop ကတော့ခံမလို့တော့မရသေးဘူးလောလောဆယ်မှာလည်း mid lane အပိုင်းခြားတွေမှာတော့ဒီ zone damage တစ်ကောင်ဖြစ်တဲ့ဒါ if ကိုပဲပြန်ပြီးတော့ရွေးချယ်သွားမှာလားဆိုတော့ကြည့်ရအောင်ပဲဗျာ Okay ဆိုတော့ if ရွေးမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ဒါကတိုတွဲမှာကတိုတွဲမယ်ဆိုလို့ရှိရင်လည်း goal line ကို jungle ကိုသူတို့မရွေးရပဲနေသွားလိမ့်မယ်အဲ့တော့ goal line ပြည့် jungle ပြည့် lucky အတွက်ဒီပွဲမှာလည်း join နေပါရတော့အရင်မလွယ်တော့ဘူးဒီကလက်ဒီပဲမရရအောင်ပြန်ပြီးတော့ဆော့မလားutility jungler အပိုင်းမှာဆိုရင်တော့ frame win တစ်ကောင်တော့ရှိအောင်ပဲပေါ့နော်ဆိုပေမဲ့လည်းလက်ရှိမှလည်းသူတို့ရဲ့ draft အရာကြည့်ရမယ်ဆိုရင်တော့ Hayabusa လေးကတော့တော်တော်လေးကောင်းနေတဲ့အခြေအနေတစ်ခုတော့ပြောရမယ်လက်ရှိမှလည်း mid lane မှာက if တွေပါပြန်ပြီးယူထားတာဆိုတော့တစ်ဖက်က mid lane ကျူရှင်းနေရှင်မယ်ဆိုရင်တော့ mid မှာတော့အားသာချက်တွေရှိတယ်ပြီးတော့ team fight တွေမှာဆိုရင်လည်းတစ်ဖက်က hand ကိုလိုက်ပြီးတော့ poking damage လေးလိုက်ပြီးတော့ပေးလို့ရတယ်ပေါ့နော်ရန်ကုန် Gladiators ဒီချိန်မှာထပ်ပြီးတော့ဒီ stage drop ပဲ hero အရင်ရွေးထားမှာဟုတ်တယ်เนาะဒါ Harris မဟုတ်လို့ရှိရင်ဒီပွဲ Granger လဲဆိုတော့မစိုးပါဘူး Granger နဲ့တော်တော်လေးဟိုမှာလည်းအားကောင်းသလို Harris ဆိုရင်တော့ဒီ utility jungler တွေနဲ့လိုက်ပြီးတော့ fight လို့ရတဲ့အရာတခုတော့သူတို့အနေနဲ့လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ဒီ top pick လေးမှာအရင်ဦးဆုံးခိုလိမ့်လေးပဲရွေးချယ်ထားမလားဒါမှမဟုတ်ရင်းရဲ့ hero ကိုပဲကြိုပြီးထုတ်ထားမလားပေါ့နော်ရင်းရဲ့ hero အနေနဲ့ကတော့ Benedetta အဲ့ဒါကြောင့်ခုနဟန်းကပြောနေတာချဆိုပြီးတော့အဲ့တော့နော်ပြောချင်တာရင်းအနေနဲ့တော့သူ့ရဲ့အကောင်းဆုံးနော် hero တစ်ကောင်ဖြစ်တဲ့ Benedetta ခုနတုန်းကနော်ဒါပြီးတော့ game 1 တုန်းကဆိုလို့ရှိရင်တော်တော်ကြီးဟိုမှာစိုးသွမ်းခဲ့တယ် backline တွေကိုအများကြီးဟိုမှာ control လုပ်ခဲ့တယ် Benedetta ကတော့ဒီပွဲမှာပြန်လဲပြီးတော့မြင်တွေ့ရပြီဆိုတော့ကဲ if တို့ higher တို့အနေနဲ့เนาะအရင်တိုးပြီးတော့လွယ်မှာတော့မဟုတ်ဘူးဆိုတော့ benefits ကတော့ပြန်ပြီးတော့ရောက်ရှိလာတယ်ဒီချိန်မှာ YG အနေနဲ့ ban ကိုအကောင်းဆုံးကတိုကချာတော့တန်းပြီးတော့ ban သွားခဲ့ပြီဆိုတော့တစ်ဖက်က team 7အနေနဲ့ကလည်းRoma နဲ့goal line ဆိုတော့ Granger တော့ ban သွားပြီဟုတ်တယ်ရန်ကုန် Gladiators နောက်ဆုံး final ban တစ်ခုပဲကျန်တော့တယ်တစ်ဖက်ကလည်းလုံးဝထွက်မလာသေးတဲ့ hero ရမှာတော့ Roma ကြီးကျန်အောင်မယ်အဲ့တော့ဒီကာလီယာတို့ဘာလို့ပြန်ပြီးတော့များပိတ်ဆော့ဖို့ဖြစ်သွားမလားဒါမှမဟုတ်လို့ရှိရင်လည်းဒီCC အနေနဲ့ကတော့ flexible ဖြစ်နေဖြစ်တော့တစ်ဖက်က ESP လည်းထွက်လာနိုင်သလို
ဂိုးလေးနဲ့ထွက်လာနိုင်သေးတယ်အဲ့တော့ကျိန်းသေးတဲ့ရိုမာလေးကိုပဲပိတ်ရင်တော့ပို့ပြီးတော့ကောင်းမယ်လို့တော့ထင်တယ်ဗျ ဒီချိန်မှာခါလီယာရေးပါလေလွတ်နေဒါပေမဲ့ခါလီယာနဲ့ if နဲ့အရင်ရောတွဲလို့တော့မကောင်းဘူးเนาะဒါပေမဲ့လေတန်ပေါက်ရဲ့ signature လည်းဖြစ်နေသေးဆိုတော့ဘယ်လို့ဆိုတော့သူတို့เนาะဒါ utility jungler ရွေးထားတဲ့အလျောက်တော့ဂလူးတွေပါရောဘန်းလိုက်ပြီဒါလေးကတော့ကောင်းတယ် เนาะဂလူးရဲ့ grab တွေပါနေမယ်ဆိုရင်တော့ဒီ hand နေတဲ့ objective ယူရတဲ့အပိုင်းမှာတော်လေးကိုမှတိုင်ပတ်နိုင်ခြင်းရှိတယ်အဲ့တော့နောက်ဆုံး last ban လေးမှာဒီဂလူးပန်းလိုက်တာလေးကတော့တော်လေး fine တယ်လို့တော့ပြောရမယ် tank 7နောက်ဆုံး final ban မှာတော့တပတ်က stage ရဲ့ hero တစ်ကောင်ဖြစ်တဲ့ Harry ကိုတော့ဘားသေးခြင်းနေပါတယ် ဟုတ်တယ်ဒီချိန်မှာ Harry လေးပိတ်လိုက်တာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ Blink ရဲ့ hero ကလည်းလွတ်နေသေးတယ်အဲ့တော့เนาะပို့ပြီးတော့သေကြတဲ့ chip လေးကိုပဲဘန်းလိုက်မယ်အကယ်၍ဒီပွဲသာ YG ဘက်က chip ရသွားမယ်ဆိုတော်တော်ကြီး Team 7တို့ကဆော့ရတာခက်ခဲသွားမှာ objective တိုးဖို့ကလည်းဒီ chip ကိုလိုက်ရှာနေရတယ်အလုပ်တစ်လုပ်ကဖြစ်နေဦးမှာသူတို့ထဲမှာလည်း vision ပေါ်ပြီးရှေ့တိုးပေးမဲ့ကောင်ဆိုလို့အခုချိန်ဒီ CC တကောင်ကပဲရှိနေသေးတာအဲ့တော့ chip ကိုဘန်းလိုက်တာလေးကတော့တော်တော်လေးကောင်းတဲ့ရွေးချယ်မှုတစ်ခုလို့တော့မြင်မိရဆိုတော့ရန်ကုန် Guardi ကိုဒီချိန်မှာ bowling Harry တွေပဲထွက်လာမှာလား လက်ရှိဂိုးလိမ်းမှာတော့ဂျန်နေတဲ့ hero တွေရမှာတော့ Harry နဲ့1-1ဒါပဲကျန်တော့တာဆိုတော့เนาะဒါ Harry လေးကိုပဲရွေးချယ်သွားမယ်လို့တော့ထင်ပါတယ်အဓိကလည်း utility jungler နဲ့ပြန်ပြီးတော့ pound fight လို့ရတဲ့တဲမှာဒီ Harry ကတော်တော်လေးကိုမှလည်းတင့်တော်တယ်ပြီးတော့ Milan ရမှာလည်းပြန်ပြီးကြည့်တဲ့အခါမှာတော့ဒါကျူရှင်းနေပါနေတဲ့အချိန်မျိုးဆိုတော့ Harry လိုက်ပြစ်လို့အကောင်းဆုံးဒါ draft တစ်ခုပြအဲ့တော့ Team 7နောက်ဆုံး Lost to Book ပဲကျန်တော့တယ်သူတို့ရဲ့ဒါ goal နဲ့ Roma မှာတော့သူတို့ဒီ header လေးတော့နည်းနည်းလေးတော့လျှာထားတယ်ပေါ့နော်အဲ့တော့ okay ကိုရှောက်မှတ်ပြီလား regular season တော့ဒီ expand နဲ့ Raybar မှာပဲ Team 7 Kali နဲ့ header ယူခဲ့တာ ဟုတ်တယ်ဆိုတော့ဒီခါလေး header အနေနဲ့တစ်ဖက်က jungle ကိုဘယ်လောက်ထိ invade လုပ်နိုင်မလဲဒါကိုလည်းတစ်ချက်တော့ကြည့်ရမယ်တစ်ဖက်ကလည်းကျူရှင်းနေပါနေတာဖြစ်တဲ့တော့ဒီလိုမျိုး invade လုပ်လာတဲ့အရာတခုကိုရန်ကုန် Gladiators အကောင်းဆုံးတော့ပြင်ရှင်းပါပဲဆိုတော့နောက်ဆုံး last bit YG ပဒန်းလေးပဲထွက်လာပါတယ် ဒီ game number 4မှာ Team 7 ရရှိထားတဲ့ drop ကသူတို့ရဲ့အပိုင်နိုင်ဆုံး drop တစ်ခုရှေ့ကနေပြီးတော့เนาะ initiate မဲ့ header နဲ့ Kali နဲ့တူပဲเนาะ Jushin sorry ဒီ Eve တို့ Haya တို့တွဲတာတစ်ဖက်ကရန်ကုန် Gladiators ကလည်းပဒန်းတွေရောဘန်နေတရာရောပိုင်ဆိုင်တာဆိုတော့နောက်ဆုံးသောအခွင့်အရေးတစ်ခုကို Team 7အနိုင်ရရှိနိုင်မှာလားဒါတော့တစ်ချက်တော့ကြည့်ရမယ်ဗျာနော်လောလောဆယ်မှာတော့ဗဒန်းတွေပါပြန်ပြီးရွေးချယ်တာဖြစ်တော့တစ်ဖက်က jungle invade လာမယ့်အရာတခုကိုတရင်ခတ်ပြီးတော့သူ first friend တွေပါနေပြန်ပြီးတော့တားလို့ရမယ့်အခွင့်အရေးလေးတော့ရှိနေတယ်ဆိုတော့ရန်ကုန် Gladiators versus Team 7လုံးဝအဆုံးဖြတ်ဖြစ်နေတဲ့ game ပွဲကိုဘယ်သူကနိုင်ရရှိသွားမလဲဆိုတော့ကျွန်တော် cast time နဲ့ပဲသွားပြီးတော့ကြည့်လိုက်အောင်ကဲ Grand Final ပွဲစဉ်10-7 vs 1 ရိုင်ကြီးသူတို့နှစ်သင်းရဲ့အပြိုင်မှုတွေကဒီချိန်မှာဆိုလို့ရှိရင်တော့ game number 4တော့ရောက်လို့လာနေပြီ10-7အနေနဲ့တော့နိုင်မရရှိထားသေးဘူးဆိုပေမဲ့ဒီချိန်မှာသူတို့ဘယ်လိုမျိုးမထက်မှတ်ထားတွေလုံးပြနိုင်မလဲ game number 4ကနေချိုးသွလိုက်ပါလေ match point တစ်ခုရောက်နေတဲ့ပွဲစဉ် T7 နဲ့ရန်ကုန် Gladiators ရဲ့ game number 4လက်ရှိမှာတော့ T7 လုံးဝ expanding တွေပါဒါပေမဲ့အားလေးပိုင်းမှာချနေပြီတန်းပေါက်ပြန်လဲပြေးထွက်နေတဲ့ခိုင်တဲ့တစ်ခုမှာ3-1နီးပါတော့ကြံနေသေးရဲ့ဗျကျွန်တော်လုံးဝလက်အော့တောင်ရောက်ရှင်ပါတယ်သူတို့အနေနဲ့ထိတ်တဲ့တွေးဆုံတဲ့အရာတစ်ခုသွားပြီးတွေ့ရဒါလည်း expanding တွေပါဖြစ်နေတဲ့အတွက်ကြောင့် fighter တွေရွေးချယ်ပြီးတော့ထုတ်သုံးလာခဲ့တဲ့ Roma နဲ့ ESP လိန်နာပိုင်းချောင်းကျွန်တော်သွားပြီးတော့တွေ့ရတယ်ဗျဟုတ်တယ်ဒီချိန်မှာတော့ Han Jewelry Channel ကိုယူထားတယ်တို့မှလည်း Lucky သူ့ရဲ့ Harabusa လေးကတော့ကျွန်တော်တို့ဒါရှေ့ပွဲစဉ်တွေမှာလည်းတောက်လျှောက်တွေလုံးပြခဲ့တဲ့အနေအထားတစ်ခုပြဒီချိန်မှာသူတို့ရဲ့ပထမဆုံးအမှတ်တစ်ခုကိုစယူဖို့လိုနေတဲ့အချိန်အရန်ကြီးတဲ့အချိန်မှာသူ့ရဲ့ရှုံးအားတွေဘယ်လောက်ထိ impact ရှိလာမလဲတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တစ်ခုပြဒါပေမဲ့ခန့်တရီဓာမီလာမသိဘူးဒီပွဲမှာတော့ Lucky က Harabusa ဗျရှေ့မှာကျွန်တော်တို့ဒီ AI နဲ့ဆောင်းခဲ့တဲ့ lower bracket ပွဲစဉ်မှာဆိုဒီ Harabusa တော်တော်လေးထင်းရသိမ်းရခက်တဲ့တဲမှာပါခဲ့တယ်ဒီပွဲမှာတော့သူတို့ match point တစ်ခုကိုသူတို့နေဒီလိုမျိုး hero တွေပြန်လဲပြီးတော့ထုတ်သုံးလာခဲ့ဗျရှင်းရန်လဲကျွန်တော်ပြီးခဲ့တဲ့ match number 3တော့ကလည်းသူဆောင်းသွားတဲ့ပုံစံတစ်ခုနဲ့ဒီ if ကိုပဲဆက်လက်ပြီးတော့ကန်ပြူထားရဗျဒါလည်းတစ်ဖက်ကဝင်လာခဲ့မဲ့ Jungler တကောင်ဒီ Han က utility Jungler ဖြစ်နေဗျအဲ့တော့ကြောင့် utility Jungler ကိုထိန်းလို့ကောင်းတယ် slow poke damage ကိုသူဦးစားပြီးတော့သုံးတာတယ်ဒါအပြင်မှာဒီ fighter နှစ်ကောင်ရဲ့ front line တောင်းမဲ့ပုံစံတစ်ခုကို goal lane ကပါ CC သွားဖြစ်နေတာဆိုတော့ဒီအလုံးရင်းနဲ့ဝင်လာတဲ့အရာတွေ YG နည်းနဲ့ဒီတစ်ခေါက် game number 4မှာသူတို့ခံစားနိုင်ပါမလားဆိုတဲ့အရာတစ်ခုကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျ Oh first blood ဘလင်စာပြီးရရှိထားတဲ့အနေအထားတစ်ခုပြ Melee domination မှာ YG ပိုပြီးအသာလာဖို့တော့ရှိမယ်တို့မှလ
လည်းစီးရန်ကျွန်တော်တို့ manipulation တွေကကျွန်တော် objective fight တွေမှာတောက်လျှောက်တွေတော့လောအားပေးလို့ရတယ်ဆိုပေမဲ့လည်းဟာရပူစာရဲ့လောက်ခွက်တွေလည်းလုံနေသေးတယ်ဆိုတော့ညာလည်း YG ရဲ့ million domination ကြားမှာတော့ Eve နေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ပဲရုံးထနိုင်မလဲထပ်ပြီးတော့ကြည့်ကြအောင်ဗျာ mobility များတဲ့ hero တွေနဲ့တစ်ဖက်ကနေပြီးတော့ဒီလိုမျိုး blink spam ပုံစံရှိနေကြတဲ့ရင်းကျွန်တော် benedetta ကိုဖမ်းမှုအတွက်လွယ်ပါမလားပေါ့လေ iPhone နဲ့ iPhone ကလည်းကျွန်တော်ဝင်လာမယ့် single target တွေကိုအကုန်လုံးပြန်ပြီးတော့ retouch လုပ်လို့ရတယ်ဆိုတဲ့အခြေအနေတိုင်းတော့ဒီမှာသွားပြီးတော့ရှိတယ်လောစီရော target ပေါ်ပြီးတန်းပေါ် level 3ပဲဗျာမဟန်သူတို့ကတော့ကိုင်းသွားပြီ manipulation ကြားရောက်နေတဲ့ခိုင်တဲ့ခုမှတော့ power wine နဲ့တူပဲဟန် down သွားခဲ့ပြီ retribution ကိုဟဲ့လာ lucky သိမ်းပိုက်ဝိုင်းတော့မှတော့တကောင်ပြန်ပြီးတော့ပေးလိုက်ရတယ်ဗစီက down သွားတဲ့ပတဲ့တစ်ခုမှ Cherokee ပြပိုင်းသားသေးရဆိုမလဲ3ယောက်လောက်ဒီမြခံသွားတာဆိုတော့ဒီချိန်မှာတော့ဒီ target နဲ့ hero kit တကောင်တွေပဲသူတို့လက်လွတ်လိုက်ရတယ်ဗျာ ဟုတ်တယ် Hero K 141 trade ဆိုတဲ့ပုံစံမျိုး YG ဒါတွေလက်လွတ်လာတဲ့အနေထားတစ်ခုမှာသူတို့ဘယ်လိုမျိုးပြန်ပြီးပေါင်းထွက်လာမလဲ Stick ရဲ့ goal လေးကဒီချိန်မှာတော့အဆင်ပြေနေတော့မှဗျာနှစ်သိန်းလုံးနဲ့ပွင့်လင်းပြောရလို့ရှိရင်တော့ OP Stick ကိုထိန်းချုပ်ဖို့စ조사နေတဲ့အနေထားတစ်ခု Stitch မှာဒါအဲ့ဒါမှသိချရသွားမယ်ဆိုတော့ Main time မီဒီ YG အတွက်ဖြစ်လာဖို့တော့များတယ် Blink ရဲ့ flank နဲ့လည်းကျွန်တော်စောင့်ကြည့်ရမယ့်အနေထားတစ်ခုမှာတန်းပေါက်နေတဲ့ macro play နဲ့ပြန်ပြီး cover လုပ်ဖို့တော့လိုနေတာဗျာ 101ဆိုတဲ့ KD တခုနဲ့ခုနကပတဲ့မှာအဆင်ပြေသွားခဲ့တဲ့ Lina က first item ထည့်ထားတာ Sky Piercer ပိုင်းပြောဒီ Sky Piercer ကနောက်ပိုင်းသူ့ရဲ့ continuous damage တွေနဲ့တွားပြီးတော့ပေါင်းမယ် laser passive တွေများသွားမယ်ဆိုရင်တော့ဒီ front line မှာတောက်နေတဲ့ fighter တွေအတွက်တော်တော်လေးတော့အန်နေတော့များတယ်ဗျာပြီးတော့ကျွန်တော်ဒီ blink အနေနဲ့ရတယ်သူ့ရဲ့ဒီ ambush assassination လုပ်မဲ့ပုံစံတွေဒီကတော့ဒီ frequent နဲ့3 man လောက်ထိသာပါသွားမယ် damage dealer တွေသာပါသွားမယ်ဆိုရင်တော့အန်နေများတဲ့အခြေအနေတိုင်းတာတစ်ခုရောရှိရဗျာ lucky ကတော့သူ့အနေနဲ့ဒီ first starter မှာသူတို့ဗတဲ့အလဲပြောင်းတစ်ခုတော့ပြန်လဲပြီးတော့ပြန်တီးသွားတယ်တို့ပေမဲ့လည်းနောက်ပိုင်းပတ်တဲ့တွေမှာတော့ဒီ blink ရဲ့ထိုးချက်တွေကိုတော့ရှောင်ရှားမှတော့ရလိမ့်မယ်ဗျာ ဟုတ်တယ် Blink ရဲ့ flank ကိုတော့10-7ဘယ်လိုမျိုးရှောင်ရှားပြားသွားနိုင်မလဲဆိုတာတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲသူတို့အတွက်လည်းအရန်ကိုအရေးကြီးတဲ့ပွဲတစ်ခုလည်းဖြစ်နေပြီဗျာ simply position တွေသူတို့အတွက်အရန်ရေးကြီးတယ်ဟာရာဘူဇာရဲ့ကျွန်တော် aggressive play side တွေကြားမှာတော့10-7 YG ကို control လုပ်သွားနိုင်မလားတော့ပြန်ကြည့်ရမယ် clutch play တွေကြားမှာတော့ဘယ်အသင်းက3 strategy ကိုအသက်ဝင်သွားနိုင်မလဲ protect and ကြားမှာတော့ OP ကြားညံ့နေတဲ့ Hero Kit တကောင်ပေးလိုက်ပြီဗျာ Sasto လမ်းပြီးတော့မထိန်ရသေးဗျာတော့ Cristiano Cherokee ကြားမှာ stay လွတ်ပြောင်းနေတော့ပဲဒါပေမဲ့ Blink ကိုတော့ပြန်ယူဖို့လည်းကြိုးစားမရလိုက်ဘူးဗျာနောက်မှလည်းဇီးကပြန်ရောက်လာခဲ့ဆိုလည်း backup ချက်ချင်းရောက်လာခဲ့တဲ့ YG teammate တွေကြားထဲမှာတော့ D7 ပြန်လည်းပြေးပတ်ဖို့တဲ့ level plan တော့ပါတယ်ကျွန်တော်ဇီးကတောင်းသွားဆိုနောက်တော့ကြားပတ်တကောင်ပါကြားညက်နေတယ် 4v1 ဆိုတဲ့ပုံစံမှာ Double K ပိုင်လီနာနဲ့တူပဲ Sky Piercer stand 20လောက်ကတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ် YG ဒီချိန်မှာ Hero Kit ကို4កောင်လောက်ထိပါအသာသေးရယူထားတဲ့အနေထားတစ်ခု10-7ဒုံထားဖို့တော့ခက်ခဲနေရမျိုးတော့မြင်နေရတယ်35တွေကတော့ပေါ်လာဖို့တော့ရှိတယ်ဒီချိန်မှာတော့ရှင်အောင်လိုင်းကိုတော့ပြီးတော့ဆင်းလာတဲ့အနေထားတစ်ခုမှာ CK safe position တော့ပြန်တယ်ဖို့တော့လိုမယ်ဗျာ နဲလီတော့စိတ်လေးတော့ထိန်းမလို့ရမယ်ဗျာတင်း7ကျော်ဒီချိန်မှာ match point တစ်ခုရောက်နေခဲ့ပြီသူတို့ဒီအရင်လောလို့မရအောင် over extended လုပ်လို့မရအောင်မရရင်တန်းပြီးတော့ back ဆိုတဲ့ပုံစံတစ်ခုသူတို့အနေနဲ့အစဉ်ချမှတော့ရလိမ့်မယ်ဗျာခုနအချိန်လေးမှာဆိုလဲ stick မသေးပါဘူး blink မသေးပါဘူးအဲ့အချိန်မှာပြန်ပြီးတော့ fall back ကမှာဗျာဒါပေမဲ့နည်းနည်းလေး blink နောက်ကိုသွားပြီးတော့လိုက်တဲ့ခါမှာသူတို့ရဲ့ damage dealer တွေသာပြန်ပြီးတော့ပေးလိုက်ရမယ်ဆိုတော့ပို့ပြီးတော့စိုးတယ်ဥပမာဇင်းကနှစ်ခါလောက်ခေါင်းသားခဲ့ပြီဗျာ Get that fight နှစ်သိန်းလုံးခေါင်းရိုးနေတဲ့ကြားမှာတော့ဟိုးချမတန်းပေါက်လမ်းတော့ထောက်ထားသေးတယ်ဟိုးနောက်တဲ့ကိုရှင်ပြန်ဘက်ကိုကြိုးစား final blow 2 man ပြန်ပေးလိုက်တယ်မစီခင်နောက်တော့ forward ထားတော့မကျူရှင်မဖို့ကြိုးစားတယ်မတန်းပေါက်ပါသွားပြီအဲ့ဒါမှတော့တောက်ချောက်တယ် YG Hero Kit တကောင်ပြီးတော့သိမ့်ပိုင်နေရဗျာ ကဲနောက်မှလည်း bike manipulation ကိုတော့ Lina လှလှပပရှောင်ရှားသွားတယ် level top left fake credit ထားတော့မှာတော့ Double K ပိုင် Lina နဲ့အတူပဲ Hero Kit တွေတောက်လျှောက်ဆိုသူလိုပဲ Lina သိမ့်ပိုက်ထားသေးရဗျာသို့တော့လေ teammate ရသေဆက်မှုများပြားနေတဲ့ခိုက်တဲ့တစ်ခုမှာ jungle မရှိတဲ့အရာကိုခွင်ကောင်းယူပြီးတော့ဒီဘက်က T7 တာတေတော့ထပ်မှတ်ပြီးတော့သိမ့်ပိုက်သွားခဲ့ပါပြီ ဟုတ်တယ် YG နေနေတော့ Nova Gap ပြ 1-3 kit တော့တာနေတော့မယ်5 minute 5k အသာသေးနဲ့ဆောကစားထားနေတဲ့အနေထားတစ်ခုကြာ String နေနဲ့လည်းအဆင်ပြေနေတယ်ပဲတောင်းတော့ဒီမှာ Pro Dash ပြန်ပေးနေတယ်ဒီမှာ OP သူ့ရဲ့ tower ထဲမှာတော့တော်တော်လေးတိုင်ပတ်နေတဲ့အနေထားတော့ဖြစ်နေပြီဗျာ stick က confidence ကတော့သွားပြီးတော့ short တော့လို့မရဘူးဗျာပြီးခဲ့တဲ့ game number 3မှာလည်းဒီ hero နဲ့ပဲသူနိုင်ထားတာဆိုတော့သူ့ရဲ့ damage output calculation ဘာကိုတော့သူနဲ့ကောင်းကောင်းကြီးနားလေတယ်အဲဒီတော့ကြောင့် cutting ကို Euro Blaze လိုက်ပေးတဲ့ OP ကိုတော့မှသူပြန်ပြီးတော့ဖျဲနိုင်တယ်ဗျာဒီချိန်မှာတော့ item ပိုင်းလိုအပ်ချက်လေးသွားပြီးတော့ရှိနေခဲ့တဲ့ 10-7 ရဲ့ teammate တွေဟာဘူဇာတကောင်တော့ပဲကျွန်တော် Hannah Strike ပါသေးရဗျာ goal line ပြန်ချင်းရမယ်ဆိုလဲ wise သွားဖို့တော့ OP နည်းနဲ့နည်းနည်းသွားပြီးတော့လွဲရှိရလဲမလီနာတော့ Cherokee ပြတော့ final တဲ့မလီနာ shut down ကိုပေးလိုက်ရတယ်မ lucky ပြန်လဲပြီးတော့ထွက်ပြလာပါသေးရဲ့ Lucky ရဲ့ assassination စပြီးတော့မြင်နေရပြီဗျာ5 minute Lucky နဲ့201ဆိုတော့ KD fourth wipe ဖြစ်လာဖို့တော့ထပ်ပြီးတော့ကြိုးစားရုံးကန်မနေတာတခုဗျာ CK ရဲ့ mag control macro play တွေ YG ဘက်ကတော့ထပ်တိုးလာဖို့တော့ရှိရဆိုတော့ညာလဲဟန်အနေနဲ့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်သူ့ရဲ့ကျွန်တော် chemical spray ရာတစ်ဘက်က CK အတွက်အခက်အခဲတွေတော့ဖြစ်လာနိုင်တယ်တန်းပေါက်တော့ shot pressure ပေးထားဝင်မယ်လည်းနောက်မှာတော့ Lucky ကို share တော့ပြန်ထည့်ထားတယ်အရင်ရလှုပ်ရှားလို့မကောင်းတဲ့အနေထားတခုမှပြန်တော့ forward ထားတယ်ဗျာ ဒီပွဲကဟန်အစာသက်သက်ပဲဗျာသူ့အနေနဲ့လုံးဝ initiating ပုံစံတစ်ခုနဲ့ sacrifice role ကိုယူထားတယ်ပြီးသွားရင်ကျွန်တော်တစ်ဖက်မှာရှိတဲ့ stick တို့ပြီးသွားရင် mid lane မှာရှိတဲ့ Lina တို့ဒီလူတွေကနေပြီးတော့ပြန်ပြီးတော့ damage output ထုတ်မယ်ဗျာအခက်မသိရင်ကျွန်တော် ESP lane ကရင်းစီရလဲ damage ကပို့ပြီးတော့ထွက်လာအောင်ပါရှေ့ပွဲတော့သူတို့ဆော့သွားတဲ့ item ပေးရအောင်လဲ Malefic Raw တွေရော Rose Gold တွေရောဒီလို item တွေပါလာခဲ့တာဆိုတော့သူ့ရဲ့ final blow တွေပြီးသွားရင် iPhone နဲ့ i တွေက damage output ပိုင်းမှာပြန်ပြီးတော့ပါလာနိုင်ကြတော့ရှိတယ်ဒါပေမဲ့ mid lane ရဲ့ first down တော့ဘယ်သိမ်းရ
မလဲဆိုတာတော့စောင့်တော့ကြည့်ရမယ်ဗျာအဲ့တာဝါတာရပါမယ်ဆိုရင်တော့ low battery တွေ target battery တွေမှာသူတို့အများကြီး position ယူလို့ရတယ် ဟုတ်တယ်ဒီချိန်မှာတော့ဒါတက်ပေါ်လာအနေထားတစ်ခုပြဟန်တောက်လျှောက်တွေတော့ roll ထားတဲ့အနေထားမှာတော့ blink ရဲ့ flank ခင်းနေလို့ကျွန်တော်တို့အရင်မိထားလို့မရအောင်တင်7အနေနဲ့ဒီတက်5မှာလည်းထပ်ပြီးတော့သိမ့်ပိုက်သွားနိုင်မလားဗတက်ဆက်တကတော့ပို့ပြီးတော့အရေးကြီးတဲ့အနေထားတစ်ခုထားတဲ့ impact အရာလည်းနောက်ထပ်ကျွန်တော် Tyrant ကန်ကြီးနေမှာလည်းပို့ပြီးတော့အရေးကြီးနေတဲ့အနေထားမှာဒီတက်တဲ့ဒီပွဲအတွက်တော်တော်လေးတော့အရေးကြီးတဲ့ objective တစ်ခုဖြစ်တော့ရှိနေတော့မယ်ဗျာ by one saturation မှာတော့ stick ကိုတက်ဖို့တော်တော်လေးတော့ခက်တယ်ဗျာဒါပေမဲ့ Predator fight ဒီမှာ stick ကို cutting ကောနဲ့နောက်ထပ်တစ်ယောက်လောက်သာချိန်ပေးလိုက်မယ်ဆိုရင်တော့သူ့ရဲ့ crew dash ခုံရတဲ့အရာတကူကနည်းနည်းပြဿနာတော့သွားပြီးဖြစ်နိုင်တယ်ဟမ်ဒီချိန်မှာပြေးတော့ဝင်လာပြီ CK ကိုဖြတ်ဖို့တော့ကြိုးစားဗျာလွယ်တော့မလွယ်ဘူးတော့နောက်မှလည်းတန်းပေါက်လမ်းပြီးတော့ထောက်ပေးထားသေးတယ်ဗျာ 5 saturation အထိ target battery တခုမှတော့ဆက်ပြီးတော့ဖြစ်သွားနိုင်ပါသေးတယ် final blow ပြန်ပေးထားကြမှာတော့ lucky ကို share ဟာ retribution ဂျက်စီသွားနေတယ်ဟိုးနောက်ထဲဒီမှာ share တို့ကပြန်ပိုက်ထားတယ် CK ဘက်လိုင်းကိုထုံဝင်လာသေးတယ် manipulation နဲ့မဆိုင်တဲ့ဘက်တယ်ဒါပေမဲ့မရဘူး stick 4 product ပြန်ပေးနေတယ်မယူကတကောင်နောက်တော့ OP position တဲလို့မရရင် CK ဂျားတော့ညံ့နေခဲ့ပြီဗျာ CK stay only လိုက်ပြီးချိန်ပေးတဲ့ခါတော့ထုံးပါတော်တော် damage တော့ပဲ lucky ဘလဲဘာချပြတိတ်ပိုက်သွားခဲ့ဆိုလီနာနောက်ဘာထလိုက်နေဆိုမလီနာတန်းတော့ပြန်ရလိုက်ဗျာဒါပေမဲ့ CK ပြန်ရောက်လာတဲ့ခါတခုမှလီနာကိုထပ်တိုက်အောင်ပါလား leather flame ရှိတဲ့ကာလာတခုမှတော့ CK လုံးဝပြန်လဲပြီးတော့ 4 back နေနေပဲဒီဘက်ထဲမှာတော့ J7 အနေငယ်လေးတော့ Hiroki ပြန်ရလိုက်ပါသေးတယ် ဟုတ်ကဲ့ Hiroki 2-4-2-3 ဆိုတဲ့ battle တခုတော့မြင်လိုက်ရတယ် 1G အားလုံးမိနစ်မှာတာနေမှာ stay ဂျာမတော့ညနေပြီရှောင်းလာ stay လုံးပြနေတယ် CK Vanguard ဂျာမတော့ stay တိတ်ဆုံးသွားခဲ့ရပြီဗျာ CK တောင်းကကျွန်တော်ဒီ ambush တွေရောက်လာသူတို့ကောင်းတယ်လို့ပဲပြောရမယ်ဗျာဒီနေရာမှာဒါဒီခြုံလေးမရှိဘူးဆိုရင်တော့သူ့ရဲ့ 3 နှုံနေကြားထဲမှာတစ်ဖက်ကပြစ်တဲ့ damage ကိုခံနိုင်ရှိဖို့အတွက်မလွယ်ဘူးဒါပေမဲ့ရချင်းရောက်လာခဲ့တဲ့ cutting ဒီ Yo Blade damage တစ်ခုကလည်းသူတို့ပြန်ပြီးတော့အဆင်ပြေသွားတယ်လို့ပဲပြောရမယ်ဗျာဒါပြီးတော့ damage ကတော့ vision လိုက်ပြီးတော့ချိန်ပေးတဲ့အခါမှာ hand position တော့တွေ့သွားပြီ back and forward damage ပါပါမလား Sandstone one man ထပ်ပြီးတော့ပေးတဲ့အခါမှာ hand တော့ full set တစ်ခေပြန်ထွက်တယ်ဆိုမှလည်း hell die damage နာပြဲတဲ့အခါကျတော့ Sharoke ပြပိုင်းလိုက်ပါလီနာသေဆုံးသွားတဲ့အခါမှာ story ပဲဒီမှာ lucky တိတ်ပိုက်သွားခဲ့ပဲဖြစ်ပါတယ်ဗျာ Lucky Harabuza 1-0 pressure တော်ပေးနေနေတာကမင်းလေး first round ကိုလည်းတင်7ဆက်ပြီးတော့သိမ်းပိုက်နေရင်းနဲ့ပဲဒီချိန်မှာ lock ပေါ်လာဖို့စက္ကန့်30ပေါ်လာမှပြန်ကြည့်မယ်ဆိုတော့ရင်းနေတဲ့ lane position နဲ့တော့ pressure ပြန်ပေးနေတယ်ဗျာ စိုက်လင်းနဲ့မလေးပြန်ထွက်လိုက်ရတယ်လို့ပဲပြောရမယ်ဗျာဒါပေမဲ့ Tyrant ပိုင်းကပြန်ကြည့်ရမယ်ဆိုရင်တော့အပေါ်လမ်းပေးရတာနဲ့အလဲလမ်းပေးရတာဒီ Millen ရဲ့ Tyrant ပို့ပြီးတော့အရေးပါတယ်ဗျာခုနကကျွန်တော်ပြောခဲ့သလိုပဲ lot time နေမှာသူတို့ဒီ vision ယူရတဲ့အပိုင်းကို T7 နေလဲလေးပို့ပြီးအားတောင်သွားတယ်ဗျာတက်လာမယ့်နေရာတစ်ခုလည်းသူတို့ကောင်းကောင်းကြီးနားလေတယ်အဲ့ဒီအချိန်မှာတစ်ဖက်က hand ဟိုတာအစောကြီးဖြတ်ထားနိုင်မယ်ဆိုတော့ဒီ first launch နဲ့သူတို့နောက်ထပ် Tyrant တွေကိုတော့ဆက်ပြီးတော့ try ရရမယ်တိုးတော့လေဒီ Blink ရဲ့ flank ရဲ့တစ်ခုတော့သူတို့နေဆောင်းဆိုင်မှာတော့ရလိမ့်မယ်ဗျ Blink ရဲ့ flank ရဲ့လောက်ဒီကောင်းလဲဆိုတာကိုရှေ့ဘက်တွေမှာ 2 man နေပဲဖမ်းပြနေတဲ့ figure တွေကိုသွားပြီးတော့ကြည့်ရတယ် OP ဒီချိန်မှာသူ့ရဲ့ fan just တွေလည်းအလုံးဖြစ်နေတယ်လို့ပဲပြောရမယ်ဒီဘက်မှာ stage နေတော့ John 4 Production နဲ့ Elemental Shield တွေ Elemental Damage တွေ Elemental Blink တွေပေးလို့ရတဲ့အနေထားတစ်ခုမှာ CK စီထိန်းချောင်းရတစ်ခုတော့ဖြစ်နေတယ်လော်နာလေးမှာတော့2သိန်းလုံးခေါင်းကျင်းတော့ဆိုင်နေနေပဲ low fight တခုဒီ low fight မှာတော့ OP စပြီးတော့ဗတ်တဲမှာဝင်ထားတဲ့အနေထားဗျ hand rolling ပြန်ပေးထားကြားထဲမှာပဲ fail ပြန်တော့ထိုးတာပြီးတန်းဖို့ချမ်းညက်သွားပြီဗျ manipulation နဲ့မှာဆိုင်တဲ့ဘက်တွေ low HP တော်လေးကိုသွင်းနေနေတဲ့ကြားမှာတော့7ပြန်ပြီးတော့ forward ရပြီဗျ lucky လောက်တော့ရရှိသွားခဲ့ဗျ team 2ယောက်လောက်ထောင်းသွားတဲ့ခိုက်တဲ့တခုမှာတော့ 1G 9ယောက်ပေါင်းပြီးတော့ Millen တက်လာမယ် wave တခုတော့ပြန်လဲပြီးတော့ပဲ defend ရမယ်ဗျ Tyrant တလုံးတော့ထပ်ပြီးတော့သိမ်းမယ်နောက်တဲ့ second tower ပါ tap 4ကျင်တော့ 4 လို့တော့ရတယ်ဒါပေမဲ့ CK OP lucky 3ယောက်ပေါင်းပြီးတော့ defend ဖို့တော့သူတို့လည်းစူးစမ်းအောင်ပါလားလက်ရှိမှာတော့ Shadow ဖြတ်တော့ကတ်ထားသေးရဲ့ဗျ Shadow ကတွေပါတွေကတော့လက်ရှိမှာ Chelsea နေသေးရဆိုပေမဲ့လည်းလောလာတဲ့အခါမှာသူတို့ဆိုင်မဲ့ဗတဲ့အတွက်ပဲခြံလန်းတာပို့ပြီးတော့ကောင်းပါလိမ့်မယ် ဒီချိန်မှာတော့ long နဲ့တူတက်လာပါသေး7တော့ဖြစ်သွားပြီ 1G နေနဲ့တော့ element minute တွေမှာတာနေကြတာမျိုးတော့ကျွန်တော်တို့တွေးရတယ်ဒါပေမဲ့ဒီအချိန်7 minute ဆိုတဲ့ time တစ်ခုမှာ network ကဒီ 0.1k အထိပါကျဆင်းသွားခဲ့ရပြီဗျ7 long နဲ့အတူဘယ်လောက်ထိ advantage ရှာတာနိုင်မလဲ9ယောက်လုံးတော့ split side position တွေတော့ကျွန်တော်မြင်ထားရတယ် 1G ပြန်ပြီးတော့ fit ထိုးတာတန်းပေါက်တစ်ယောက်တည်းအရင်ရ damage impact တွေတော့မတွေ့ရသေးဘူးဗျာ Sandstone ပေးပြီးသွားပြီလောတက်လာပြီဒါပေမဲ့ဟန်ဂျားနဲ့ညက်တယ်လို့ manipulate ဖြတ်ခင်းတာတော့ public control ရေး3ယောက်လောက်ထိန်းနေတာ fire blow ကြားရမှာတော့ဟန်တောင်းသွားခဲ့ဗျာဒါပေမဲ့ဈေးရံတကောင်တော့ရလိုက်တယ် public control shadow ကဖြတ်ပိုင်းမလို့ကြိုးစားပဲ lucky pressure နဲ့ပြန်ပတ်တာမရဘူး stay Lina နှစ်ယောက်ပေါင်းပြီးတော့ shut down ချပေးလိုက်တဲ့ခိုင်တဲ့တစ်ခုကတော့ damage dealer တွေမရှိတော့တဲ့အခါမှာဒီ loss ဒီညနဲ့ဒီညနဲ့ချိန်နှက်လိုက်ရတယ်ဗျာ ဒီချိန်မှာလည်းပဲအသင်းက upper hand ရသွားမလဲဆိုတာတော့ဖြစ်ချင်းတော့မဖြစ်နေသေးဘူး 1G သူတို့လိုအပ်နေတဲ့ lucky ရဲ့ shut down ခဲ့တော့ Lina ရှူပြတ်သွားခဲ့သေးတယ်ဗျာ ဘာပြောကျွန်တော်ဒီဘက်က stick အနေနဲ့လည်းသူ့ရဲ့ဒီ flicker time တွေချန်ရှိနေတဲ့အခါတွေမှာ
finishing ပိုင်း execution ပိုင်းတွေကိုတော့သူကောင်းကောင်းကြီးလုပ်ပြီးသားသေးရဲ့ဗျာပြီးတော့ရင်အနေနဲ့ဝင်သွားခဲ့တဲ့ Bad Light ကိုတော်တော်လေးကောင်းတယ်စုံတစ်ခုချလာတဲ့ hero တစ်ကောင် final blow နဲ့ထည့်ပေးလိုက်တဲ့အတွက်ကြောင့်ရှင်းရသည်လုံးဝမခံစားနိုင်တဲ့ damage output ကိုသူခံစားလိုက်ရတယ်သို့တော်လည်းကျွန်တော်သူ့ရဲ့ teammate တွေဖြစ်တဲ့ CK တန်းပေါက် front line ကိုတော့အကောင်းဆုံးတော့တောက်မေးထားသေးရဲ့ဗျာဒါပေမဲ့တန်းပေါက်ဝင်လာတဲ့အရာတွေအကုန်လုံးဘလင်းကပြန်ပြီးတော့ထိမ့်မေးထားတာက D7 နဲ့တော်တော်လေးဆိုးရွားတဲ့အခြေအနေတစ်ခုတော့ဖြစ်နေခဲ့တယ်ဗျာ ဟုတ်တယ်ဟန်ရဲ့ durability ကလည်းဒီချိန်မှာတော်တော်လေးတော့များလာဖို့တော့ရှိမယ် OP နဲ့တခေါင်းတို့လာတော့ရတယ်အဓိကတော့ YG တစ်ဖက်က lucky ကိုသာထိန်းချုပ်နိုင်မယ်ဆိုလို့ကျွန်တော်10-7ရဲ့ damage ရဲ့ 90% လောက်ထိပါ short ချထားနိုင်ပြီလို့ပြောရလိမ့်မယ်သို့တော့ညာလည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင် CK ခေါင်းတို့လာတဲ့ပုံစံတွေကိုတော့ YG ဘယ်လိုမျိုးရင်ဆိုင်လာအောင်မလဲလီနာရဲ့တောက်ချောက်မားတဲ့ပုံစံကြားမှာ CK ခေါင်းတို့ဘကလည်းမလွဲအနေထားတွေကိုကျွန်တော်တို့မြင်နေရတာဗျာ ဒါတော့အမှန်ပဲတစ်ဖက်က J7 ဒီပွဲတွေမှာတောက်လျှောက်ဆိုသလိုပဲဟန်ကိုလိုက်ပြီးတော့ကြည့်နေရဗျာဒါပေမဲ့လွတ်သွားတဲ့ hero တွေတောင်းအောင်များတယ်ဥပမာကျွန်တော် Lina တို့ Steve တို့ဒီလိုမျိုး hero တွေသွားပြီးတော့လွတ်နေရတဲ့ခိုင်တဲ့တစ်ခုမှာတော့ဒီ hero တွေကိုသူတို့ပြန်ပြီးတော့ control လုပ်မှတော့ရမယ်ဗျာဟန်ဒါနဲ့ဆိုရင်တော့တင်ထားတာ3ခါလောက်တော့ရှိပြီဒါပေမဲ့ retribution ကိုတော့သူနေရ target ချိန်ပြန်ရအောင်ယူထားနိုင်သေးတယ်အပေါ်မှာတော့ final blow ဖြတ်ပေးပြီးတော့ပဲရင် forward သွားခဲ့ဗျာဒီချိန်မှာရင်ကိုလိုက်ဖို့တော့ကတော့ရမ်းတော့မလွယ်ဘူးကျွန်တော်ပြန်ပြီးတော့ bounce back ပတ်တယ်လုပ်ဖို့တော့ဟန်လိုက်တော့ထိန်းလာပါသေးတယ် ဟုတ်တယ်ရှင်ဘလင်းရဲ့ဘလိုင်းကိုထိုးချမှာတော့ ZN အနေနဲ့တော့ position တဲဖို့ခက်ခဲနေခဲ့တဲ့အရာတွေကိုလည်းကျွန်တော်မြင်ထားရတယ်ဒီချိန်အထိမှလည်းကျွန်တော်ဘယ်အသင်းအပဟန်ရနေပြီလဲဆိုတော့အရင်တော့ပြောလို့မရတဲ့အနေအထားတစ်ခုမှတော့တောက်လျှောက်တွေပြည့်တက်လာတဲ့လီနာ Crispo Mingo လေးနဲ့တာယာလေးပါပဲရှောင်ပြထားတယ်ဗျာ စက္ကန့်20နီးပါးလောက်တော့ပြန်ပြီးတော့စောင့်ရမယ်ဗျာဒီချိန်မှာလုံးဝတော့ပေါ်လာတော့မယ်ဒီလောက်ကိုင်း turn force မယ်ဆိုရင်တော့ D7 အနေနဲ့ Lina ultimate ရှိတဲ့အတိုင်းပဲတခုတော့သူအနေနဲ့ရင်ဆိုင်ရမယ်ပေါ့နော်ဒါပေမဲ့ဒီချိန်မှာ turn ပြီးတော့ force ဖို့အတွက်ကတော့အမှန်တမ်းပြောရင်မလွယ် YG ကလည်းအလုံးရင်းနဲ့ဝင်လာမဲ့အရာရှိရဥပမာ Han Unity တွေ Dot Fusion တွေဒါအပြင်မှာ Blink အနေနဲ့သူ့ရဲ့ flanking တစ်ခုဖြစ်တဲ့ဒီ fit crack တွေပါတယ်ပေါ့နော် lucky သာပါသွားမယ်ဆိုရင်တော့ damage output ပိုင်းမှာတော်တော်တိတိတသားကြီး J7 အနေနဲ့ကြာရှင်းသွားနိုင်တယ်ဗျာExpanding river ဖြစ်နေတဲ့အနေထားတစ်ခုဗျာအဲ့တော့ကြောင့်မလို့ side laner တွေကနေပြီးတော့ position တွေ decision တွေနဲ့အတူ pressure ပေးတဲ့ dan တွေကိုတော့နှစ်သိန်းလုံးနေနဲ့ careful လုပ်မှတော့ရမယ်။ဘာမှပြန်ကြည့်မယ်ဆိုလဲ YG flanking တွေတော့ blend နဲ့တာဝန်ယူထားတဲ့အချိန်တစ်ခုမှာ Han ရဲ့ durability ကလည်းမြင့်မားနေတယ်။ lucky ပြင်းဝင်လာဖို့တော့ကြိုးစားနေဆိုတော့ညာလည်းအရင်တော့မလွယ်ဘူးဗျာ။ D7 အနေနဲ့တော့ Battle ကပို့ပြီးအရေးကြီးတဲ့အနေထား YG နဲ့ပြန်ကြည့်ရမယ်ဆိုတော့ရှင်ရဲ့ final blow တွေ blend ရဲ့ fit တွေကြားမှာဆိုလို့ရှိရင်သူတို့ရဲ့ backline control တွေတော်တော်ကြီးအားကောင်းနေကြတာမျိုးတော့မြင်ရတယ်ဗျာ။ဒီချိန်မှာ YG ကပါနာသွားတယ်တစ်ဖက်မှာ lucky ဒုက္ခပေးနေရတာကိုသူတို့ကောင်းကောင်းကြီးနားလေဗျာ။ဆိုတော့ question လို့ရှိနေတဲ့နေရာတွေတခုမှာ blend တွေသွားပြီးတော့ထောက်တယ်လောတော်လေးသွေးတော့ခိုင်းပါ lucky ဝင်တော့ဝင်ရောက်လာဖို့တော့ကြိုးစားနေမှာတော့ pop light ကိုတော့ဟာလောတိတ်ပိုက်ဝါနာဘာလိုက်မှာတော့စီးရပြပေးလိုက်ရတော့စီကပြလဲ 4 band နေနဲ့ပဲဂျားလည်းညံတဲ့ OP leather flare တိုက်ပေးခံတဲ့အခါတစ်ခုမှာ wall ညက်ဝါနေနဲ့ပဲ OP တော့ထပ်တောင်းသွားတဲ့အခါမှာတော့ double K ပိုက် Lina နဲ့တူ fireman plus long နဲ့တူတက်လာမဲ့ wave တွေကိုJ7 ပြန်ပြီးတော့ define ရပါအောင်မယ်J7 ရဲ့ back ကိုတော့ YG ပြေးတော့တက်လာနေတဲ့အနေထားတစ်ခု9ယောက်လို့စမ်းမိုက်ချန်နေတယ်လွန်တဲ့အတူပြေးတက်လာနေပြီ J7 နဲ့2ယောက်တည်း3ယောက်တည်းနဲ့ defend ဖို့တော့လွယ်ကူပါမလားလို့တော့ဆွဲကဖို့ကြိုးစားလို့မရတော့ဘူးဗျဒီချိန်မှာထပ်ပြီး CK ထောင်သွားခဲ့ရပြီ YG သူတို့တော့ပြေးတော့ချိုးလိုက်ရင်းနဲ့ပဲ game never fall over အပိုင်တိတ်သွားခဲ့ပြီဗျ Ambassador Season 2 Grand Final Champion ပြန်ကိုကလော်ဒီကိုတိတ်ပိုက်ဝါနေတဲ့ပဲလူမကိုစားပြုနေတဲ့ M7 World Champion ကိုတွားရောက်ပြီးတော့ရှင်ပြန်ရတော့မှာဖြစ်ပါတယ်ဗျာ YG ပြန်တောက်ပြောက်သွားခဲ့ပြီလို့ပြောရမယ်ဗျာ YG they control the map they control the game they control the series they see the draw ladies and gentlemen you are Amazon Season 2 champions Diego Galacticos